ဆယ်ပြားအောင်မြင့်နာမည်ရင်းကအောင်မြင့်ဒါပေမဲ့သူ့ကိုသိတဲ့လူတိုင်းကဆယ်ပြားအောင်မြင့်လို့ပဲခေါ်ကြတယ်ဆယ်ပြားအောင်မြင့်လို့ဆိုတာနဲ့ခမရတို့စိတ်ထဲမှာတပိန်ပေါ်တယ်လို့ဆယ်ပြားစီမျက်နှာနဲ့လူတစ်ယောက်ကိုပြင်းမြင်လိုက်မယ်မဟုတ်ဘူးဒီလူမျက်နှာကဆယ်ပြားစီမျက်နှာလို့လည်းမဟုတ်ဘူးနောက်ပြီးဆယ်ပြားလိုနေတာတို့ဆယ်ပြားပိုနေတာတို့လို့ကြက်မပြေတာလည်းမဟုတ်ဘူးဒီလူကကြက်လဲပြေလူကလည်းနှကမ်းမွေးဆဗလာကောင်းနဲ့လူရောဒါဆိုသူ့ကိုဘာလို့ဆယ်ပြားအောင်မြင့်လို့ခေါ်လဲသိကျင်ကြမယ်ဒီလူကပွဲစားကမှတပွဲစားမျိုးမဟုတ်ဘူးပွဲပေါင်းမြောင်များစွာစားခဲ့တဲ့ပွဲစားဒါပေမဲ့သူကပွဲတိုင်းကိုတခြားပွဲစားတွေလို့ပွဲကအများကြီးစားတဲ့ပွဲစားမျိုးမဟုတ်ဘူးဂတိသစ္စာရှိဆယ်ပြားပဲစားတဲ့ပွဲစားနောက်ပြီးသူကဒီပြင်ပွဲစားတွေလို့လိုင်းစုံပွဲစားလုပ်တဲ့လူမဟုတ်ဘူးတခုပဲလုပ်တယ်သူလုပ်တာကဆိုင်ကယ်ပွဲစားကမှဆိုင်ကယ်အများကြီးအယောင်းဝယ်လုပ်တဲ့ပွဲစားမျိုးလည်းမဟုတ်ဘူးဆိုင်ကယ်တစ်စီးလေးကိုပဲပွဲစားလုပ်နေတဲ့တကယ်ဆိုင်ကယ်တစ်စီးပွဲစားဒီလိုပြောလိုက်လို့အံ့ဩကြလိမ့်မယ်မအံ့ဩနဲ့သူ့အကြောင်းမကြခင်သိရမယ်ဒီလူဘလို့ပွဲစားလောကတွေရောက်လာတယ်ဆိုတာကိုတော့ကျွန်တော်မသိဘူးကျွန်တော်သူ့ကိုသိတဲ့အချိန်ဒီလူပွဲစားလောကမှာနာမည်ကြီးလူတွေများတဲ့ပီပွဲစားတူဖြစ်နေပြီပွဲစားလောကမှာလည်းအပြောအကောင်းဆုံးပုံမှန်ဝင်ငွေအရှိဆုံးလူဆိုသူ့ကိုပြရမှာပဲဒါအပြင်ပွဲစားလောကမှာအယောင်းဝယ်အကောင်းဆုံးအလုပ်ဖြစ်ဆုံးလူဆိုသူပဲဒါပေမဲ့သူရောင်းဝယ်နေတာကများမဟုတ်ဘူးစူပါကက်ခိုးပြားရောင်း60ဆိုင်ကယ်တစ်စီးတဲ့ဆိုင်ကယ်တစ်စီးတဲ့ကိုနှစ်ပေါင်းမြောင်များစွာရောင်းနေဝယ်နေတယ်ဆိုကနေကသူ့ရဲ့အပြောဆွမ်းရည်ကိုတတိထားမိကြမယ်ထင်တယ်တတိမထားမိရင်လည်းကျွန်တော်သူနဲ့ကြုံဘူးသလောက်သူပြောတာကြားဘူးသလောက်ပြောပြမယ်အဲ့ဒီတုန်းကကျွန်တော်တငယ်ချင်းတယောက်ကဆယ်ပြားအောင်မြင့်စီကတစည်းတဲ့သောဆိုင်ကယ်ကိုဝယ်ခြင်းနဲ့ဝယ်ခြင်းကလည်းဒီဆိုင်ကယ်ကရုပ်တန်တယ်ဘော်ဒီခိုင်နေပေါ့ဗျာဈေးလည်းတက်တာတယ်နောက်ပြီးတော့ပွဲစားကလည်းသူများတွေလို့အများကြီးပေးရမှာမဟုတ်ဘူးဆယ်ပြားတဲ့ဝယ်သူနေနဲ့ဘလို့တွေ့တန်နေတယ်ပေါ့ဒါနဲ့အဲ့ဒီဆိုင်ကယ်ကိုဝယ်ဖို့ကျွန်တော်နဲ့တငယ်ချင်းလဲအောင်မြင်ချိန်ထားတဲ့လက်ဖက်ရည်ဆိုင်မှာထိုင်ဆောင်မိကြရောချိန်ထားတဲ့အချိန်ရောက်တဲ့အထိဆယ်ပြားအောင်မြင့်ရောက်မလားဒါနဲ့ကျွန်တော်တို့လည်းအယောင်းဝယ်ဖြစ်တော့လို့မလာတော့တာဖြစ်မယ်ဆိုပြီးထပြန်မလို့တောင်စဉ်းစားလိုက်ကြတယ်အဲ့ဒီအချိန်ကျမှဆယ်ပြားအောင်မြင့်ဆိုင်ကယ်ကြီးကိုတတုံးစီးပြီးရောက်လာတယ်ကျွန်တော်တို့ကိုလည်းတွေ့ရောဆိုင်ကယ်ပေါ်ကဆင်းလာတယ်မျက်နှာလည်းတိမ်မကောင်းဘူးဘာဖြစ်လာတာရင်လည်းမသိဘူးဒါပေမဲ့သူ့ဘုံကအေးရေးပြတ်ထားတဲ့ပုံကျွန်တော်တို့ကလည်းတယောက်မျက်နှာတယောက်ကြည့်ပြီးသူ့ကိုဘယ်ကစပြောရမယ်မှမသိပဲဥကြောင်ဖြစ်နေကြရတယ်ပြီးတော့သူ့စီကတောက်ခတ်တန်လဲကြရတယ်ဆိုတော့အိမ်မှာပဲအစင်မပြေလာလို့လားဒါမှမဟုတ်လမ်းမှာတစ်ခုများပြဿနာတက်လာလားပေါ့သူ့ဘုံကလည်းစိတ်ပြတ်နေတဲ့ပုံအတူကြတော့ကျွန်တော်လည်းမနေနိုင်တော့ပဲကိုမြင့်ကြီးဘာဖြစ်လာရတာတော့ဆိုတော့သူကတပ်ပြင်းရှည်ကြီးချပြီးဟာမပြောချင်ပါဘူးဗျာအိမ်မှာကြွက်တွေတောင်းကျမ်းနေလိုက်ပုံများကျွန်တော်တို့လေသူ့ဘာမဆိုင်ညာမဆိုင်စကားကြောင့်အံ့အားသင့်သွားပြီဟင်ကြွက်တွေကဘာဖြစ်လို့လဲသူကျွန်တော်စကားကိုမျက်မှောင်ကျုပ်လိုက်ပြီဘာဖြစ်မှာလဲဗျာညကကြွက်တွေတောင်းကျမ်းပြီးဆိုင်ငယ်ကက်စတာပေါ်ခုံချနေတာဆိုင်ငယ်ကလည်းစက်နိုးလှင်းနေလေတညာလုံးကိုမအိပ်ရဘူးဗျာအိမ်မဲကြံလိုက်စက်ထနိုးလိုက်အိမ်မဲကြံလိုက်သူတို့ကကက်စတာပေါ်ခုံချလိုက်စက်ကဝုန်းဆိုထနိုးလိုက်နဲ့တညာလုံးကိုအိပ်ပြက်ရောအဲ့ဒီတော့မှသူ့ဆိုလိုရင်းကိုကျွန်တော်တို့သဘောပေါက်တယ်သူဆိုလိုချင်တာကသူ့ဆိုင်ငယ်ကစက်နိုးရလွယ်တယ်ပေါ့ဘယ်လောက်ထိစက်နိုးရလွယ်တယ်လဲဆိုခုနကပြောသလိုကက်စတာပေါ်ကြွက်ခုံချရင်တောင်စက်နိုးတယ်ပေါ့သူပြောကိုကျွန်တော်တကယ်ချင်းကသဘောကျသွားတယ်စက်ကတကယ်နှိုးကြည့်တော့လေဟုတ်ဗျာကက်စတာပေါ်6တောင်းတင်လို့မရဘူးစက်ကိုနိုးပြီးလားစီကြည့်တော့လည်းမဆိုးဘူးဒါနဲ့ကျွန်တော်တကယ်ချင်းကဆိုင်ငယ်ကိုကြိုက်ပြီးချက်ချင်းငွေချေလိုက်တယ်ပြီးတော့အောင်မြင့်ကိုလည်းပွဲစားကဆယ်ပြားစာပေးလိုက်တယ်ဒါပေမဲ့မကြပါဘူးကျွန်တော်တကယ်ချင်းကိုသူကြိုက်လာကြည့်ရဲ့ဆိုတဲ့ဆိုင်ငယ်ကြီးတွန်းလာတာတွေ့ရတယ်ဒါနဲ့ကျွန်တော်လည်းသိချင်တာနဲ့ဟေ့ကောင်ဘာလဲဆိုင်ငယ်စီကောင်သွားလို့လားလို့ဆိုတော့တကယ်ချင်းကမျက်နှာကိုရှုံ့မဲ့ပြီးဘယ်နဲ့စီကောင်ရမှာလဲစက်နိုးလို့မရလို့ဟေးစက်နိုးလို့မရလို့ဘလို့ဖြစ်တာလဲမသိဘူးဝက်လျှော်လဲစုံနေပြီဘယ်ဆရာနဲ့မှလည်းမကောင်းဘူးပြန်ရောက်လိုက်တာပဲအေးမယ်ထင်တယ်ကွာမစီရမယ်အတူတူသူ့စကားကိုကျွန်တော်အံ့အားသင့်သွားပြီဟာဒါနဲ့ပွဲစားအောင်မြင်ပြောတော့ကြွက်ခုံချရင်တော့နိုးတယ်ဆိုအခုကဘလို့ဖြစ်ရတာတော့ကျွန်တော်စကားကိုတငယ်ချင်းကကောင်းရမ်းပြီးငါလည်းမပြောတတ်တော့ပါဘူးကွာကြွက်ခုံချတာတော့မပြောနဲ့ဘယ်မောင်တင်နဲ့တက်နေခိုင်းတော့နိုးမှာမဟုတ်ဘူးဟာဒါဆိုသူ့ကိုပြန်ပြောတင်တာပေါ့ကွာအေးဟုတ်တယ်သူ့ကိုသွားပြန်ပြောရမယ်မရရင်လည်းပြန်ရောင်းခိုင်းလိုက်မယ်ကွာဆိုပြီးဆယ်ပြားအောင်မြင့်စီနှစ်ယောက်သားခြေတက်လာခဲ့ကြတယ်အခန့်တင်မှာပဲအိမ်ရှိမှာပက်လက်ကလထိုင်နဲ့ဇင်ယူနေတဲ့ပွဲစားဆယ်ပြားအောင်မြင့်ကိုတွေ့တယ်သူ့ကိုတွေ့တယ်ဆိုရင်ပဲကျွန်တော်တကယ်ချင်းကဒေါသတကြီးနဲ့ဟေ့တူဟင်ဆိုင်ကယ်ကက်စတာပေါ်ကြွက်ခုံချိုင်တော့စက်နိုးတယ်ဆိုအခုဘလို့မှနိုးမရပါလားဆိုတော့ဆယ်ပြားအောင်မြင့်ကအပြုံးမပြတ်ဘူးဘာပြန်ပြောတယ်ထင်လဲ
အေးဗျကျုပ်တို့အိမ်ကကြွက်ကအကောင်နဲ့ကြီးတယ်ဗျနောက်ပြီးဒီကြွက်ကဝက်လျှော့ဆရာသေးလို့ဝင်စားလာလားတော့မသိဘူးသူထခုံလို့ရင်ဆိုင်ကယ်ကစက်နိုးတာပဲတဲ့ကဲတငယ်ချင်းလည်းစိတ်ဆိုးတာပေါ့ခမရကျုပ်ကိုတက်တက်အချင်းဖမ်းတယ်လိန်ရောင်းတယ်စသဖြင့်ဆွဆွဲပါလေရောအောင်မြင့်ကတော့အပြင်းဝင်းပြဲအလျှော်လည်းမပေးဘူးခမရကြိုက်လို့ခမရဝယ်ထားတာပဲဘာမှအချင်းဖမ်းစရာအကြောင်းမရှိဘူးကျွန်တော်ခမရကိုဇွတ်အတင်းမဝယ်ခိုင်းခဲ့ဘူးစသဖြင့်စကားများကြကုန်ရောနောက်ဆုံးတငယ်ချင်းကစိတ်ညစ်သွားပြီပြန်ရောင်းမယ်ဗျာရတယ်လေကျွန်တော်ပြန်ရောက်ပြီမယ်ပွဲက10ပြားပဲပေးအောင်မြင့်ရဲ့စကားကိုတငယ်ချင်းကစိတ်ဆိုးသွားပြီဟာဘာလို့ပေးရမှာလဲဝယ်တော့ကလည်းခမရ10ပြားယူပြီးပြီအခုပြန်ရောက်တော့လေခမရ10ပြားစားထပ်ယူအောင်မယ်ဆိုတော့မလုံးလုံးလားဒါဆိုရင်မရောင်းနဲ့လေအောင်မြင့်ရဲ့စကားကြောင့်တငယ်ချင်းငိုင်ကြသွားတယ်ဟုတ်တယ်လေသူ့ခမရမရောင်းရင်လည်းဘယ်လိုလုပ်မလဲဒီဆိုင်ငယ်ကြီးဒီတိုင်းပုံကျသွားရုံပဲရှိမယ်စီးလို့လည်းမရတဲ့ဟာရောင်းပြီဗျာခင်ဗျာ10ပြားသားယူဒါပေမဲ့အများဆုံးရောင်းပြီဆိုတော့10ပြားအောင်မြင့်ကခန့်ခန့်ကြီးပြုံးပြီအခုအယောင်းဝယ်ဖြစ်ပြီလို့သဘောထားလိုက်ပြီး10ပြားသားကျွန်တော်တငယ်ချင်းခင်ဗျာလည်းဘာမှမတတ်နိုင်တော့တဲ့အခြေအနေမို့အောင်တတ်နဲ့10ပြားသားပေးလိုက်ရတယ်10ပြားအောင်မြင့်ကတော့3ရက်လောက်အတွင်းမှာကိုအသွားပြန်10ပြားစီပြား20ရသွားပြီ10ပြားသားဆိုတာအားလုံးသိမှာပါဥပမာ1000တန်ပစ္စည်းဝယ်မယ်ဆိုရင်10ပြားသားနဲ့ပေါင်းရင်1000ပေးရပြီပြန်ရောက်မယ်ဆိုရင်10ပြားသားနှောက်ပြီး9000ပဲရတယ်အသွားပြန်ဆိုအယောင်းဝယ်ဖြစ်တာနဲ့ကိုက2000ရှုံးနေပြီပွဲစားကြီးဝင်သွားတာပေါ့ဒီလိုနဲ့စိတ်ညစ်ညစ်နဲ့အဲ့ဒီညကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းအရက်တောက်ဖြစ်ကြတယ်အရက်တောက်တော့လဲတငယ်ချင်းကအဲ့ဒီအကြောင်းပဲကြိတ်မနိုင်ခဲမရတစ်ဖြစ်တောက်ပြောနေတယ်10ပြားအောင်မြင့်လူပါဝတယ်ဘာညာပေါ့ဒီလူနဲ့ညတော်နဲ့တော့ကျွန်တော်တို့နေအောင်လဲခတ်ထွေထွေနဲ့အိမ်ပြန်လာကြတယ်ဒီလိုနဲ့10ပြားအောင်မြင့်အိမ်ရှိရောက်တော့ဝုန်းကနေဆိုင်ကယ်စံနိုးတန်ကြားရတယ်ကျွန်တော်တို့နှစ်ယောက်လည်းရုပ်ရည်အံ့အားသင်ပြီးတော့လှည့်ကြည့်ပြီးတော့ကြွတ်10ပြားအောင်မြင့်အိမ်အောက်ဆိုင်ကယ်ဘေးမှာရိတ်ခနဲ့ကြွတ်ကဆိုင်ကယ်ကတ်စတာပေါ်ထက်ခုံချတယ်ဆိုင်ကယ်ဆက်ကဝုန်းကနေထနှိုးပြန်တယ်ကြွက်ကမှအကောင်ကြီးပြီးတော့ကွာတစ်ခုကိုယူပြီးဆိုင်ကယ်ကိုဟိုလက်ဒီဖြုတ်လုံနေတယ်ကြွက်တကူလုံးနဲ့ဆက်စီတွေပေးလို့ဟုတ်ကဲ့တကယ်ကြွက်စစ်ပါကြွက်ကမှဝက်လျှော့စရာတိတ်လို့ဝင်စားသလားအောင်းမရတဲ့ကြွက်အဲ့ဒီကြွက်က10ပြားအောင်မြင့်ဆိုတဲ့ဆိုင်ငယ်တစ်စီးစားကြွတ်ဒါကြောင့်ဒီကြွတ်အေးပြက်နေတာတကြီးလက်စောစက်တင်ဘာအောက်တိုဘာနိုဝင်ဘာဒီဇင်ဘာဟူသောစာပေနယ်ခေါ်ဘာလေးပါကာလသည်အမှုပညာသမားများလက်ဆောင်သောကာလဖြစ်၏ထိုကာလများ၌ကလေးဆောင်မွေးပွဲများတခြားသောပွဲများစင်စက်မပြတ်ကျင်းပတတ်သောကြောင့်အယောင်းဝယ်ပါသောကာလလည်းဖြစ်သည်ထိုကာလများ၌အက်ဒီတာများစာရေးဆရာများငွေပြတ်သောကာလလည်းဖြစ်ပါသည်ယခုလည်းကြည့်ပါလေမြည်သူတွေငွေပြတ်နေပါသည်ယတိအက်ဒီတာတရားဖို့သုံးတယ်ဟုဆိုသောရှိသူအောင်မန္တလေးအာယုံမှလွမ်းဝေးတိုင်းကြော်သည်ဟဖက်စဂျန်နယ်မူရင်းမှုမူပိုင်ဆွဲထားသောအောင်ဆိုသူပိုပြူလာကြတဲ့အက်ဒီတာကိုမျိုးမြန်မာသားသူကြောင့်ရင်မိမမကြောက်ဘူးဟုထည့်ကြီးပါတဲ့အက်ဒီတာဖြစ်လိုက်စာရေးဆရာဖြစ်လိုက်ကျူရှင်ဆရာဖြစ်လိုက်အစုံလို့ပစ္စမန်ဒီယိုင်မျိုးကိုမျိုးနဲ့သူများရောင်လင်လက်ရောင်တတ်သောကျွန်တော်အပါဝင်ဖြစ်၏စုံတဲ့နေရာကလည်းသိတယ်မဟုတ်လားရမကဆိုင်မှာမလူတဲ့လို့အရက်တောက်နေတာကွလွန်ဝေးနိုင်စကားအတန်ကသူ့အသားလို့ပြာနေပြီဒီလူကြီးအသားမဲပုံကထူးဆန်းတယ်ဗျဥပမာဗျာပိဿာမဲပေါ်တပိတ်တင်ရင်ဘယ်ဟာမြင်ရမလဲမထူးဘူးမဟုတ်လားသူ့ကိုပိဿာမဲပေါ်တင်ရင်ဘယ်ဟာမြင်ရမယ်ထင်လေသူ့ကိုမြင်ရတယ်ဗျခေါင်းဖြူနေလို့လေကြံတာကမထူးကြပါပဲခေါင်းကတော့ထူးတယ်မင်းတို့စဉ်းစားကြည့်လေအရန်သမားလောက်အလှပေးရတာတယောက်မှမရှိဘူးကစုံကြီးကတစည်းကိုဈေးမှာဝယ်ရင်90ကွာဒီမှာရမကန်နဲ့တွဲရောက်တော့800ဆိုလဲစားရ1200ဆိုလဲပေးရ4000ဆိုလဲလက်ခံရတာပဲနောက်တောက်နေတဲ့အရက်ကွာဆိုင်မှာဝယ်ရင်1600ဆိုင်ရောက်သွားရင်3000ဆိုလဲပေးရ4000ဆိုလဲပေးရကွာရေကစားကွာဈေးကြီးပေးပြီးတောက်ရတဲ့ပြင်ဘယ်မှမရှိတဲ့တေဗယ်ချချက်ညီမလူခေါ်ရင်ဖေနိုင်ကြီးအရက်ဆိုင်တစ်မျိုးပဲပေးရတာကဲငါတို့တော့တောက်သုံးမကြောက်တော့အောင်အလူပေးနေတာဘယ်သူရှိမလဲသူပြောလိုက်မှာအော်ငါတို့ကဒါနရှင်အစ်စ်ကြီးတွေပါလားဟုသုံးသပ်မိသည်သူစကားကိုကြော်တီဟကပါဒါဒီမဲလားကိုလွမ်းရအရံများလို့လမ်းဘေးအံရင်တော့ခွေးပြောတာပဲဒါလည်းလှူဒန်းခြင်းတစ်မျိုးပဲလေအရံမှုလို့မိမထောင်းတာတောင်အလူပေးနေတာလားမသိနောက်ပြီးကျေးဇူးတုံ့ပြန်မှုအရှိဆုံးကလည်းအရက်ဖဲဗျတော်ကြအဖုံးနဲ့ကန်ဆမ်းမဲပေးလိုက်စွကျင်ပေးလိုက်ဟိုငိုးတွန်းကြတော့ထီးဗျသူတို့တွေပဲပုံမှန်လက်ဆောင်ပေးတာကျွန်တော်သာကုမ္ပဏီပိုင်ရှင်ဆိုရင်ဒီလူတွေကိုကိုယ်စလဲခန့်တယ်သူရမေရီယာကိုအကောင်းပြောတာဆိုလို့ကျွန်တော်တို့တစ်ဖွဲ့သာကဘာမှရှိမယ်ထင်တယ်နေကြသမ်းပါဗျာအရက်တော့ပြီးငွေပြက်နေရတဲ့ကြားတယ်ခင်ဗျားတို့ကကောင်းကြောင်ပြောနေသည်ဘယ်ကငွေရနိုင်မလဲဆိုတာစဉ်းစားကြပါဦး
ထာဝရငွေပြက်နေသောပြင်စမန်ကပါဝါမပါသောပါဝါမျက်မှန်ဟန်ဆောင်ထားသောမျက်မှန်ကိုပင်ရင်းပြောသည်ပြင်စမန်ဆိုသောလူကလည်းလူလူဆန်းပင်ပါဝါမရှိသောမျက်မှန်ကိုပါဝါရှိခြင်းအောင်ဆောင်တတ်ထားကနေကသူ့အချင်းတွေကိုရိပ်မိလောက်တယ်ထူးခြားသည်ကသူ့တဲ့ငွေရှိတယ်ဟူသောစကားဘယ်ခါမှမကြားခဲ့ဘူးချင်းပင်ကျွန်တော်လေးဗျာမိမကလေးမွေးပြီးကနေကဘိုင်ပြက်နေတာပတ်စံလည်းမရှိရတဲ့ကြားတယ်မိမကအိမ်ကနှင်ချတယ်ဆိုတော့မျိုးကိုမျိုးကြီးကြည်လဲနေသောမျက်ကွင်းညိုကြီးများမှမျက်ရည်ကြီးလေးများဝေ့လာသည့်အပြင်ငကူတော်ကြွတူကြီးနှက်ခမ်းမှပို၍ထော်တက်လာသည်ဟဲ့အောင်နေစကားကြီးများမနေနဲ့လှုပ်เสียရှိတာအပြက်သာလှုပ်ငါကတော့ခက်ပြက်သမားပဲဆက်ကြံနေဤပိုင်ရှင်လည်းဖြစ်အက်ဒီတာလည်းဖြစ်သောအောင်စိုးသူခက်ပြက်ပြောသည်မှန်အောင်စိုးသူမှာခက်ပြက်သမားအရက်ကိုကခက်ပြက်ပဲဘယ်မြထိအရက်ကပုပြက်တယ်လဲဆိုရင်ဘောင်းမီတို့ဝစ်ပေး၍အနောက်ကကြည့်လင်လေးတဲ့ကြောင်းမဲ့အဲ့လိုရသည်တတ်တော်10နှစ်ခန့်ကလေးကစ၍အတ္တသာဆက်ကြီးလာသည်အရက်ခမမကြီးလားအနီးနှင့်ထုတ်၍လမ်းမေးချထားလျင်ပင်ငွေတော်ရမည်မျက်နှာဒီလိုရှိတယ်ဗျဒါဝင်ရဲ့တီယိုရီကလူဆိုတာမြောက်ကဆင်းသက်လာတယ်တဲ့မြောက်တွေကသာဆင်းသက်လာရင်လူဆိုတာငွေကိုတိမှာမဟုတ်ဘူးမိမတွေကိုလည်းဘုံပိုင်သဘောမျိုးယူကောင်းယူကြမယ်ဆိုလိုတာကဗျမိသားစုရှိလာလို့လူပီတလာတယ်အဲ့ဒီမိသားစုရှိလို့ငွေလဲလူလာကြတယ်ဟုတ်တယ်နော်ကိုမျိုးမြန်မာသားစကားသူကအင်တာဗျူးလုပ်တဲ့ကြာလာတော့မေးခွန်းတွေစုံနေအောင်တိတယ်သူကသာအရှင်ကြီးမေးနေတာဖြေတဲ့သူကဟုတ်တယ်မဟုတ်ဘူးထိုးနှခွန်းသာရွေးရကြံကြီးအဲ့ဒီတော့ငွေမရှိတဲ့သူကအမားတွေကိုကျူးလွန်မိကြတယ်ဒါကလည်းလောကကြီးကအမွေပေးထားတာမဟုတ်ပေမဲ့လူတွေကအမွေတစ်ခုလိုလက်ခံခဲ့ကြတယ်ဟုတ်တယ်မဟုတ်လားကောင်းကြီးကောင်းကလုံးရံကလွဲပြီးဘာမှမရှိသူမေးတော့မေးခွန်းမှာသူ့အဖြေကတခါတည်းပါပြီးသားဒါကိုမျိုးမြန်မာသားရဲ့အင်တာဗျူးစတိုင်ကဲကိုကြီးမင်းမရောဘာပြောစရာရှိလဲလောင်းဝင်နိုင်မေးကျွန်တော်ကလူရှင်တို့ကြိုထူးကတော့သူ့ခင်မနဲ့ကျွန်တော်ကိုပေးစားမယ်ပြောတယ်ကျွန်တော်စကားကိုအားလုံးစိတ်ဆိုးပြီးဟဲ့ကောင်ဒီပွဲကမင်းကိုမိမရှာပေးတဲ့ပွဲမဟုတ်ဘူးကွငါတို့အားလုံးဝေရှာရမယ်ပွဲနေဦးမြခင်ဗျားကိုကြော်ထူးခင်မနဲ့ပေးစားမယ်ဆိုတော့ဟိုးဝေးကြီးကလာတဲ့မော်တော်ကားကိုဒီကနေလက်ပြတာလို့သူကရက်ရှင်မရက်မယ်နေပါဦးကိုမျိုးရမင်းမေးကိုကောင်းကြီးကောင်းကလောက်ရတာပင်ပန်းပါပြီဒီမှာငွေရအောင်ဘယ်လိုလုပ်ရမယ်ဆိုတာသာပြောပါဘာတစ်ခုမှဝင်မဆွေးနွေးတော့ရှိသူအောင်ကဖြက်ပြောသည်ဓမြတိုက်ကြကွာခက်ပြက်အောင်စိုးသူစကားအားလုံးကောင်းထောင်သွားကြသည်တယောက်ညနာတယောက်ပြန်ကြည့်ကြသည်ရုပ်တွေကလှုပ်လင်ဖြစ်နိုင်သည့်ရုပ်ကြီးနေဦးညဓမြတိုက်တာတော့ဟုတ်ပါပြီဘယ်မှာတိုက်ရမှာလဲကျွန်တော်မီဒါကိုမျိုးကလှုပ်တာတော့လှုပ်ရဲတယ်ဗျဒါပေမဲ့မျိုးပေါ်တိုက်ရင်မိကိုမိပါမိသွားရင်ကျွန်တော်မိမကသွေးနုသားနုနဲ့ကောင်းသီးကိုစေးချင်ထားတဲ့လောက်ကြီးတော့မြဝန်းမှမျက်ရည်များဝိလာပြန်လေပြီဒါကိုအောင်စိုးသူကမင်းတို့ကလည်းသူများတွေကိုသွားတိုက်ရင်အမှုဖြစ်မှာပေါ့ကွမိသွားရင်လည်းအမှုမလုပ်နိုင်တဲ့အချင်းချင်းတွေတိုက်ကြတာပေါ့ချက်ချင်းဓာဆွဲပြီးတယောက်နန်းညာတယောက်ထောက်ပြီးရှိတာအကုန်ထုတ်လုံးရမည်ပုံနေဦးမြအချင်းချင်းတော့မလုပ်ပါနဲ့မနေ့တားယူရသည်ကြော်တီဟကအရက်ပလင်းဆွဲ၍လွမ်းဝီနိုင်ကဖိနိုင်ကုန်ကန်လိုက်၍ဖြစ်သည်သူတို့နှစ်ယောက်ကထရိုက်တော်မီတော့မဟုတ်ကြော်တီဟကအခမ်းပွဲတက်နေကြထုံးစံတိုင်းအိတ်ထဲပြန်ထည့်သွားရင်ဖြစ်ပြီးလွမ်းဝီနိုင်ကခုံမပြေးဖို့သာဖြစ်နိုင်သည်တော်ကြဝယ်ထားတာလေးမတောက်လိုက်မစားလိုက်ရဖြစ်သွားနိုင်သည်ပဲမဟုတ်ဘူးအချင်းချင်းဆိုတာဒီမှာရှိနေတဲ့ကြံပေါ်ကြံဘက်တွေကိုတိုက်ရမှာမဟုတ်ဘူးကို့အတီတဲကပတ်စံနေငယ်ချမ်းသာတဲ့လူကိုတိုက်ရမှာအားလုံးငြိမ်ကြသွားပြီဘသူကိုတိုက်ရပါဘေးကောင်ကများချမ်းသာလို့လေစဉ်းစား၍မရခင်မင်းသူတွေတဲ့ချမ်းသာသူတယောက်မှမရှိထိုးစင်ဟိလူရှာလိုက်ရတာဗျာအမြဲတမ်းရေးကြီးတုတ်ပြန်ဖြစ်နေသောမော်နီတာဂျာနယ်အက်ဒီတာဇေယျမြတ်ခိုင်ကထုံးစံတိုင်းရေးကြီးတုတ်ပြန်နဲ့ရောက်လာ၏သူလည်းတခြားဝိုင်းကကောင်းလာပုံရ၏သူ့ကိုမြင်တော့အားလုံးမျက်မှောင်ကျုပ်သွားပြီဟိကောဘာဖြစ်လာပြန်ပြီလဲကွာအလန်တကြားအောင်ဆိုးသူမေးသည်ဒါကိုဇေယျကခမရတို့လိုက်ခဲ့စမ်းပါဗျာကျုပ်ကိုစော်ကားလိုက်လို့ဟေးမင်းကိုစော်ကားလိုက်လို့စာနေစင်းသမားစော်ကားခံလိုက်ရသည်ဆိုတော့အားလုံးလန်တကြားဖြစ်ကုန်၏ဘယ်ကောင်စော်ကားလိုက်တာလဲကွာဟမ်မင်းသားလားမင်းသမီးလားအစိုးတော်လားပြောစမ်းအောင်ဆိုးသူကထတောင်းကျမ်းပြီလူကသာလေးပြီမပြေတာဒေါသကတော့မြင့်၏ပြောစမ်းဟိကောင်ငါတို့စာနေစင်းကိုစော်ကားတာဘယ်ကကောင်လဲချက်ချင်းဖြေရှင်းပြမယ်လွမ်းဝီနိုင်ငကိုနဲ့သားကဒေါသဖြင့်ပိုနှက်သွား၏ဘယ်တိုင်းဝိုင်းကမှမဟုတ်ဘူးဗျဈေးတဲ့အတော်ကြီးတယောက်ဈေးတဲ့အတော်ကြီးအားလုံးဇဝေဇဝါဖြစ်ကုန်၏ဈေးတဲ့ကစာနေစင်းကိုစော်ကားရင်ဘာအကြောင်းမှမရှိနေပါဦးကွာအဲ့ဒီတော်ကြီးကမင်းကိုဘာပြောလိုက်လို့လဲဇီယာကဒေါသတကြီးလုံကြီးကိုစွဲ့မြောက်လိုက်ပြီခမရတို့စဉ်းစားကြည့်ပါဗျာကျုပ်ကလာကျုပ်ကိုလန်းကိုရှောက်နေတာအနောက်ကလိုက်အော်တယ်ဘာအော်လို့လဲအားလုံးတံမြိုင်ဖြစ်သွား၏သိကျင်စိတ်ကငယ်နေစောင့်နေပြီကိုမြက်ခိုင်သားပူပူလေးတဲ့ဟဲအားလုံးမျိုးလုံးပြူသွား၏မှန်ပြီသည်လျှက်တပြက်ကြားနဲ့အက်ဒီတာကျုပ်ဘ
ပွဲတန်းကျော်တကြီးဦးမြတ်ခိုင်ကအယံမြင့်သလားဒီကောင်စီရာရက်ကအောင်ဆိုးသူလောက်သာရှိနေသည်နေဘုံကွာအဲ့ဒီဈေးတဲ့အတော်ကြီးကမင်းကိုဦးမြတ်ခိုင်သားမယ်ဘလို့လို့သိလဲမသိဘူးရကျုပ်လည်းစဉ်းစားလို့မရဘူးကျုပ်သူ့ရှေ့ဖြတ်သွားတိုင်းမြတ်ခိုင်သားပူပူလေးမြတ်ခိုင်သားပူပူလေးဆိုပြီးအော်နေတာဗျရင်နာတယ်ဗျာကျုပ်ဘာသာကျုပ်ရက်ပူတာသူ့မေလင်မို့လားကောင်လေးကရင်ကြီးတယ်စာနယ်ဇင်းလုတ်တဲ့ကြတော့အပြောဆိုတိတ်နူးညံ့တာပြရဝါစာကလည်းတိတ်ပြောတတ်တာကဲဒါဖြင့်သွားမယ်ကွာတို့ဓမြမတိုက်ခင်အရင်လက်သွေးကြည့်ရအောင်သွေးဘူးပေါ့အားလုံးကလည်းလူမိတ်ဘုရားစုတည်ပြီးစာနယ်ဇင်းလောကထဲရောက်လာကြသည်မို့လက်ရသွားကြသည်ချမယ်ဗျာပွဲကြီးမနှွေးခင်ပွဲလေးတော့အရင်နှွေးလိုက်ကြရအောင်အားလုံးတက်ကြွသွားကြ၏ကဲဒါဆိုကျုံတော့လိုက်ခဲ့တွေးကြပြီပေါ့ကွာမြက်ခိုင်သားပုပုလေးမှာဘလောက်ကြီးတယ်ဆိုတာပြရသေးတာပေါ့ဆိုတာဇေယျမြက်ခိုင်မှာအရှိမပုတုလေးနဲ့ဥဆောင်သွား၏သူ့နောက်ကမှအောင်ဆိုးသူကမြောင်းနေကြပြီးရင်မနစ်အောင်အရက်ထောက်ပြီးပုတုနဲ့လိုက်သွား၏သူတို့နောက်ကမှနှစ်ယောက်ပေါင်းမှနှလုံးမဲကောင်းသောမျက်လုံးလွမ်းဝင်နိုင်တဲ့ကြော်တီရမှာသူတို့၏ကိုးလာလွယ်ဆွဲလာဖွာကိုဝင်များကိုရှေ့ထုတ်ပြီးခြိတတ်ပြန်၏သူတို့နောက်ကမှမျက်လုံးနဲ့ဖျဲချောက်ယုံနဲ့တေသွားတော့မျိုးကိုမျိုးထိုနောက်ကမှကျွန်တော်ပါဝင်ကြံသူများကိုရောက်တော့မကောင်းဘေးကြီးမလဲအောင်မကျန်တဲ့သူတွေကမိမလာကြောက်တာပတ်ဝန်းကျင်လည်းမကြည့်ရဘူးအာကတတ်တည်တယ်ဟိုးမှာတွေ့လားအဲ့ဒီအတော်ကြီးပဲကျုပ်ကိုစော်ကားတာသူပြရလှမ်းကြည့်လိုက်တော့အတော်ကြီးတယောက်ဆိုင်တဲ့တစ်ခုအိုးတလုံးနဲ့လူပြတ်သောလမ်းတွင်အေးလူရက်တောင်လေးရက်ရင်ဝဲသူကိုမျောနေပုံရ၏ထူတော်ကြီးကိုကြည့်၍အားလုံးဇဝေဇဝါဖြစ်ကုန်ပြီဟေးကောဟုတ်ရဲ့လားအတော်ကြီးကြည့်ရတာအေးဆေးပါပဲဩခမရတို့ကလည်းကျုပ်လင်းကားကောက်ဖြတ်ပြီးပါပြီဗျမသေးကြပဲလုံနိုင်ရင်မကောင်းဘူးနော်တော်ကြလက်လွန်ကုန်မှဖြစ်ဩကဲခမရတို့မယုံရင်ကျုပ်ဖြတ်လျှောက်ပြသူအဲ့ဒီလိုမအော်ရင်ကြိုက်တယ်လို့ပြောဆိုဟာရှိမှထွက်သွားသည်ကျန်သူများကနောက်မှလိုက်၍မှန်ပြီသူလည်းဆိုင်ရှိရောက်ရောအတော်ကြီးထအော်တယ်ငတိလူုံများပြီးလှုပ်လို့ရပြီးထင်းရွေ့ထင်းဒေါသတွေလိမ့်ထွက်လာပြီးတွေ့လားခင်ဗျားတို့ကြားတယ်နော်ပြောနေတာကြားတယ်ဒီအိုးကြီးကိုငါကန်ခွေးလိုက်မှဆိုကပြေးဝင်သွားကြီးသူ့ကိုအတင်းဖမ်းထားရသေးသည်နောက်မှကျွန်တော်တို့မှပဲရှေ့ထွက်ကြီးအတော်ကြီးခုနကဘာအော်လိုက်တာလဲသူတို့အတော်ကြီးကကောင်းမှပဝါကိုချွေးတော့ရင်မုံဟင်းကပူပူလေးလို့အော်လိုက်တာပေါ့သားရဲ့အယောင်းဝယ်ကပါတော့လူဖြတ်တိုင်းဝယ်စားနိုးအော်နေရတာခုနဒီသားလေးရှေ့ကဖြတ်တုံးကတော့ဝယ်စားနိုးနဲ့အော်လိုက်ရတာအပိကြပါအောင်သားရဲ့အားလုံးတောက်ခောက်မိသည်ဇီယာကိုပါအမှန်တော့ဟိုကတိုင်းရင်သူအတန်ကိုလည်းကြဲအောင်အော်ရတော့မုံဟင်းကပူပူလေးကိုမြည်တမ်းဆွဲဖြင့်မြခင်းသားပူပူလေးဆိုပြီးအတန်ထွက်သွားခြင်းဖြစ်၏ဒါကိုငတိကသူ့ရက်ပူတာကိုစော်ကားတွေထင်ပြီးမြခိုင်သားပူပူလေးဟုထင်ရမြင်ရကြားနေရခြင်းပင်မင်းကွာလှုပ်လိုက်မှဖြင့်တလွဲကြီးပဲဒီဦးလေးဗျာကျုပ်လည်းဘိုင်ပြက်လို့လမ်းလျှောက်နေတော့အဲ့ဒီအော်တန်ကြတော့နားမတော့တာပေါ့လာမြန်ပြီကျွန်တော်တို့လိုဘိုင်ပြက်နေသူတည်းနေပါဦးခုနကကျုပ်လာတော့ခမရတို့ဘာတိုင်ပင်နေတာလဲအားလုံးတယောက်မျက်နှာတယောက်ကြည့်ကြသည်ပြောသည်မပြောသင်းကစဉ်းစားရသေးသည်ဓမြတိုက်ဖို့ဆိုလားအားလုံးမျက်နှာပြက်မိသွား၏ဒီကောင်တိနေတိုင်းပြည်လုံးတိပြီထို့ကြောင့်မထူးတော့ဘူးဟုဆုံးဖြတ်ပြီးစီယုံရတော့၏ဟုတ်တယ်ကွငါတို့အားလုံးဘိုင်ပြက်လို့အဲ့ဒါဓမြဘသူ့ကိုတိုက်ရင်ကောင်းမလဲစဉ်းစားနေတာမသိတဲ့သူဆိုရင်လည်းအမှုဖြစ်မှာစိုးရတယ်သိတဲ့သူတွေကဘသူ့ကိုတိုက်ရင်ကောင်းမလဲဒါများဗျာရှေရှေဝေးဝေးစဉ်းစားနေရသေးတယ်အားလုံးစိတ်ဝင်စားကုန်၏ဘသူ့ကိုတိုက်ရမလဲကျုပ်ဖေကိုတိုက်ဘလို့ဟင်သူစကားကြောင့်အားလုံးအံ့အားသင့်သွားကြသည်မွေးရကျုံနဲ့တော့သားငယ်လေးကိုတအံ့တော်ပြန်ကြည့်မိသည်တကယ်သားလိမ္မာလေးပင်တတော်ကလည်းအမွေပေးထားသောကင်မရာကိုယူပေါင်ပြီးဟုတ်တယ်ဗျခမရတို့တခြားသူကိုတိုက်ရင်အမှုဖြစ်နိုင်မယ်ကျုပ်ဖေဆိုတိသွားလဲဆဲယုံဆိုယုံနဲ့ပြီးသွားမှာသူကအသေးချာဆုံးပဲကျုပ်လည်းဘိုင်ကြလို့ဒါကိုကြံစီနေတာကြာပြီခမရတို့နဲ့တွေ့မှာပဲဘာနှစ်ဖူးတိုက်တူးတယ်ဆိုတာဒီလိုကောင်မျိုးပင်ဖြစ်မည်ခါနဲ့နေပါဦးမင်းဖေကိုဓမြတိုက်တော့မင်းဖေမှာပတ်စံရှိလို့လားကျွန်တော်မေဒါကိုငတိရမျက်မှောင်ကျုပ်ပြီးတိတ်တော့ရှိဖို့မရဘူးဗျဒါပေမဲ့လက်စွပ်တော့ရှိတယ်လက်စွပ်အားလုံးစိတ်ဝင်စားကုန်၏ဟုတ်တယ်ဗျသူဝစ်ထားတဲ့နဝရက်6သွယ်လက်စွပ်ကြီးလေကျုပ်ကိုအမွေမပေးလို့အမြင်ကက်နေတာကြာပြီဖခင်စီကအမွေခွင့်မရ၍ဓမြတိုက်သည့်သားပြတိုင်းမှာတောင်ထားရမည်အဲ့ဒါကြောင့်ပြောတာဒီကောင်ကအကျင့်နဲ့ရုပ်ရည်ကလွဲပြီးဘာမှပြောစရာမရှိဘူးဆဲစရာပဲကြံနေအားလုံးမျက်ဝန်းထဲတွင်တကြီးလက်စွပ်ပြူးကြီးကိုမြင်အောင်မိကြသည်မှန်ပြီသည်ဦးမြတ်ခိုင်အများခေါ်တကြီးတွင်လက်စွပ်ပြူးကြီးတကွန်းရှိလေသည်မင်းကျင်မစိုးဘူးကွသူလည်းလက်စွပ်တကွန်းနဲ့ဆိုတော့ရဲတိုင်မှာမဟုတ်တော့အားလုံးသဘောကျသွားကြသည်ကဲဒါဖြင့်လည်းအသေးစိတ်တိုင်ပင်ရအောင်
ယမကဆိုင်ကိုကြွကြစို့အားလုံးကမတောက်တဲ့မစားတဲ့မို့လေသိတယ်မဟုတ်လားဒီလိုလို့တို့တွေကဓာတ်တည်ခြင်းဓမြဝင်တိုက်ရမှာဆိုတော့ရုပ်ဖြတ်သွားဖို့လုံးမယ်ရုပ်ဖြတ်ဖို့တင်လားနမေပါဖြတ်ဖို့လုံးမယ်တော့ကြနမေရင်းနေခုံမင်းလို့ချက်ချင်းတိသွားမယ်အဲ့ဒီလိုတိသွားရင်လူတက်မှုထိဖြစ်နိုင်နေတော့လောင်းဝိနိုင်စကားသူစကားကတဘာဝကြနေသည်မို့အားလုံးလက်ခံလိုက်ကြသည်နမေဖြတ်မှာဆိုတော့ဘလို့မြည်မျိုးဖြတ်ရမလဲကိုမျိုးကမေးသည်အောင်စိုးသူကအိုကွာတို့တွေကပြောင်လုံးမဲ့ကိစ္စပဲအဖွဲ့နာမည်ကိုလည်းပြောင်ကြီးလိုပဲပေးကြတာပေါ့သူ့နာမည်ကာရိုက်တာနဲ့လိုက်ဖက်နေသည်မို့သဘောကျသွားကြသည်ဒါကိုကြော်တရားကပြောင်ကြီးကတော့ဟုတ်ပါပြီအားလုံးပြောင်ကြီးကြီးပဲလုံးလို့မရဘူးနော်ဘသူကိုပြောတာလဲတင်ငီတာလေးတော့ပန်အောင်မှာပေါ့ဒါများကွာပြောင်ကြီးတင်းနေသုံးလေးလှုပ်လိုက်ပေါ့ရှင်းရှင်းလေးကြပြာမဆန်လိုက်တာဗျာနောက်လူနာမည်လည်းမတူဘူးဒီလိုလို့ဘယ်လိုလဲလောင်းဝိနိုင်စကားကြောင့်ခေါင်းနေရှေ့ရောက်ကုန်ကြီးငါနာမည်ကိုအဖွဲ့စည်းနာမည်လဲပါအောင်ပူမူပြောင်ကြီးလို့မှဲ့လိုက်မယ်လူရှိသူရှိငါ့ကိုခေါ်ရင်ပူမူလို့ခေါ်အောင်မေရုပ်နေနာမည်လမိုက်မကပ်ပုံဒါကိုအောင်ဆိုးသူကလည်းအားကြမခံဒါဆိုငါကလည်းရေရေတင်းနေသမားမို့ငါနာမည်ကိုရေရေပြောင်ကြီးလို့မှဲ့လိုက်မယ်လူရှိသူရှိခေါ်ရင်တော့ရေရေလို့ခေါ်ပြစ်စမန်ကဒါဆိုကျုပ်လေးကျုပ်နာမည်ကိုစကားစားကိုဖြတ်အောင်ဆိုးသူကိုလက်ညှိုးထိုးရင်သူ့ထက်ပြောင်ကြီးကြော်တရားကဒါဆိုကျုပ်ကလည်းအားလုံးထက်ဉာဏ်ပညာရောဘိုင်ရောတာလွန်တဲ့အတွက်တာလွန်ပြောင်ကြီးကိုမျိုးကဒါဆိုကျုပ်ကလည်းအထင်ကြီးပြောင်ကြီးဗျာရှိသူအောင်ကလည်းအားကြမခံအဓိပတိပြောင်ကြီးဗျာနောက်ဆုံးဖွဲ့ဝင်စေရကမထော်တရောပြောင်ကြီးဗျာဖီးခေါ်လို့လည်းမကောင်းပြန်ပြောညာနာပြောင်ကြီးဗျာကောင်းထဲမှာဘာမှမရှိတဲ့သဘောလားမဟာပြောင်ကြီးဗျာရိုးကိုမျိုးကလည်းကျုပ်ကဝေးဝေးကကြည်ုံနေတဲ့ထင်သာမြင်သာရှိတာမို့အတိုင်းထက်ပြောင်ကြီးနောက်ဆုံးကြံတော့ကျွန်တော်ကဒါဆိုလေကျုပ်ကအဓိကပြောင်ကြီးအားလုံးအမိပေးကင်မွန်းတက်ပွဲပြီးသွားသည်ကဲနာမည်တော့ပေးပြီးသွားပြီမို့ကို့နာမည်ကိုမှတ်မိအောင်နာမည်တက်ပြီးပြောကြည့်ရအောင်လောင်းဝိနိုင်ကြီးလောဆောင်မှုအောင်စိုးသူကကောင်းညင်ပြီအေးအဲ့ဒီကြမစိုးဘူးစားလိုက်ကြရအောင်သူစကားဆုံးသည်နဲ့လွမ်းဝိနိုင်ကပုံမူရုကလေလုံဝင်ဆိုလဲပွင့်ဝင်ပဲခံစရာရှိလဲပွင့်ဝင်ပဲရုပ်နဲ့အတန်နဲ့နာမည်တော်တော်လေးကိုလမိုင်းမကသို့တော့အစင်ပြေရေရေတို့ကလေးရေရေပဲစိတ်ကသာလက်တစစ်အဝါကလက်လေးတစ်အရက်ကိုပြောရတယ်အောင်မေသူ့ထက်ပြောဖို့လဲချန်ထားမအောင်နော်သူ့ထက်တို့ကလှုပ်เสียရှိရင်တော့နေရွှေညရွှေခံเสียရှိလို့ကတော့အန်ကြီးခံလိုက်တာဟေးအဲ့ဒီလိုပြောကြီးဆိုတာလွန်တို့ကန်ကောင်းပေါ်များကန်ဆုံးကမြက်ပင်တော့မထောင်သေးဘူးကန်တော်ရှင်မအတိအဲ့ဒါမျိုးဆိုအထင်ကြီးရတို့ကခိဆိုပြီးတော့တောင်ခူးရီလိုက်ဦးမယ်အသက်က30လုတ်သက်က40မြန်မာပြည်မှာအထင်ကြီးရလားအထင်ကြီးရဖြစ်တာအထင်ကြီးရပဲရှိတယ်အဒီပတိပြောလဲထားပါဦးနော်ရက်ကွက်ကကောင်လေးတွေကအဒီပတိကိုမြင်ရင်အသေးရလို့တဲ့အဒီပတိကိုတော့အပြည့်မခေါ်နိုင်မဘူးပတိတဲ့အဒီပတိလည်းပတိဖြစ်ရောအောင်မဝေးတို့ကမှပြောစရာမကုန်လွမ်းစရာဖုံနဲ့တခါတော့ကဆိုရင်ဝေးမျက်လုံးလေးကိုဝေးကကြည့်ုံနဲ့အသေးရလို့တဲ့ဝေးကပဲနေပါမေးတဲ့တို့ကတော့နာမည်ကိုကကြည့်တယ်မဟာတဲ့သူများတွေကတော့ပြောသေးလူကြီးတော့လက်တော့လောက်ကြီးတော့လေလက်တော့လောက်ဖေးတဲ့ကြည့်ရဆိုလို့နာမည်ပဲရှိတယ်မဟာတဲ့အဓိကကတော့အဓိကပါပဲနော်အဓိကရှိနေရင်အဓိကပဲပြီးရောအဓိကကတော့အဓိကပဲလေဤတို့ဖြင့်ပန်သူရန်ဂုံဒရာတဝိုက်မှာဓမြတိုက်ရန်ကြံစီနေခြင်းကိုရုပ်ကျန်းကြီးနဲ့အချောက်တုပ်အယံမှုပြီးတောင်းညံ့နေတဲ့ဟူ၍ဟိုမင်းသားကြီးကျုံဝါသမင်ကြားရောက်မိသေးသည်ဒါမျိုးမကြောက်လို့ရွာရိုးလျှောက်နေတဲ့မဟာမျိုးအချောက်တဲ့အားလုံးကွက်တိချိန်ထားပြီးသားဖြစ်သည်ဇေယျခေါ်မဟာပြောင်ကြီးမှာသူ့ဖေတယောက်တည်းရှိခြင်းကိုချောင်းမိတကြီးကသူ့ကြားနဲ့ဖောင်ပိတ်ရဆိုနေရုံးမှာတယောက်တည်းအိပ်ပြီးအလုတ်သည်ဆိုပဲထိုနည်းညာမျိုး၌ဘယ်သူမှမရှိတော့၍ကျွန်တော်တို့ပြောင်ကြီးအဖွဲ့အလွယ်တကူတက်ပြီးဓမြတိုက်ယုံတာဇေယျကလည်းအသေးချတကားဖွင့်ပေးပြီးဘာမှမလွယ်ကူတာမရှိအသာလေးတကြီးလက်စွပ်တက်ချွတ်ယုံတာရှိသည်သို့တော့မဖြစ်မနေလုံးဝပြီးအဓိကအခက်ခဲတစ်ခုရှိသေးရုပ်ဖြတ်ရန်လိုခြင်းပြီနှိရှိနာများပေါင်းသင်းလာသူများမို့တကြီးချက်ချင်းမှတ်မိသွားနိုင်သည်လောင်းဝိနိုင်နဲ့ကြော်တရားကအသားဖြူအောင်မိတ်ကလူခဲ့အောင်စိုးသူနဲ့ဇေယျကအရက်ပူမှမသိအောင်ကလမ6တော့တက်ခဲ့မျိုးကိုမျိုးကမျက်လုံးမှေးထားပြစ်စမန်နဲ့ကိုမျိုးမြန်မာစာကအတန်မထွက်နဲ့ရှိသူအောင်ကအဟမ်းတို့နှာမုတ်တာတို့မလုံးနဲ့အဲ့ဒါတွေတတိထားမင်းကရောဘာမှမချွတ်ယွန်းဘူးလားကျွန်တော်ကမျက်နှာလေးတင်ချွတ်ယွန်းတာမျက်နှာအုပ်သွားရင်ပြီးပြီအားလုံးလက်ခံလိုက်ကြသည်ကြိုတင်မစီစဉ်၍လည်းမဖြစ်လောင်းဝိနိုင်နဲ့ဂျော်ဒီယာတို့ကနှိရှင်ငပိကောင်ကိုနေလန်းထားသည့်အသားရည်မှုချက်ချင်းမှတ်မိနိုင်သည်အောင်စိုးသူနဲ့ဇေယျတို့မှလည်းအဝတ်စားဝယ်ရင်တောင်ဆိုင်မှာနမူနာချိတ်ဆွဲထားသောအယုတ်မှအင်ကြီးပေါင်းမျိုးကိုသာရွေးဝေးရသူတွေစိုက်ကလည်းကလေးဆိုင်လည်းမဟုတ်လူကြီးဆိုင်လည်းမဟုတ်စိုက်ပြက်တွေအယုတ်ဆိုင်တွေတခါပြစ်စမန်နဲ့ကိုမျိုးကလည်းအတန်ကတိတာတယ်ပြစ်စမန်အတန်ကမောင်ကွဲတန်ကိုတန်တုတ်နဲ့ချစ်သည့်အတန်
ကိုမျိုးကလည်းစကားပြော၍မရစကားပြောလိုက်သည်နဲ့ဒီမေကွန်းဘသူမေကွန်းဆိုတာချက်ချင်းသိနေသည်နောက်မျိုးကိုမျိုးမျက်လုံးဒီမျက်လုံးကလည်းထူးခြားသည်အရွယ်စားကတစ်လုံးထက်တစ်လုံးကိုကောက်သီးလောက်ရှိပြီးအပြင်သို့ကောက်သီးရွယ်ပြူးထွက်နေသည်ရှိသူအောင်ကတမျိုးစကားပြောရင်ချောင်းမဟန်တာနှာမမုတ်တာမလုတ်လင်ပြောလို့မရကျွန်တော်ကတော့ဘာမှပြောစရာမရှိမျက်နှာတစ်ခုအုပ်လိုက်ရင်ကြံတာအလုံးလေးမရော့အရက်လေးမရော့ထို့ကြောင့်အသေးချာကွက်ချစီမံပြီးဇေယျဆက်သွယ်ခြင်းကိုစောင့်နေလိုက်တော့၏ငွေရပေါက်ခြောင်တော့မှာကိုပြောင်ကြီးတစ်ဖွဲ့လာလို့ရပြီဂျာနယ်တိုက်မှာတယောက်တည်းတယ်လီဖုန်းတီးတီးစီဝင်လာတော့အတွန်းစကားကြောင့်အားလုံးတက်ကြွသွားကြသည်နောက်အချင်းချင်းတယ်လီဖုန်းနဲ့ဆက်သွယ်ပြီးကဲအားလုံးကိုစီစဉ်နဲ့ကိုလာကြတကြီးဂျာနယ်တိုက်ရုံငန်းရှိမှာအားလုံးစုပြီးတခါတည်းဝင်တိုက်မယ်အားလုံးတက်ကြွနေကြသည်ငွေရပေါက်ခြောင်မီကိုဤတို့ဖြင့်တကြီးဂျာနယ်တိုက်ရှိသူဦးစွာရောက်ခဲ့ရလေသည်ဟဲ့ဘလို့တို့ဘာအိလဲဂျာနယ်တိုက်အောင်ပြေးဝင်လာတော့လူဖြူဖြူကြီးနှစ်ယောက်ကိုမြင်တော့လန့်အော်မိသည်အသေးချာကြည့်မှကြော်တီဟာနဲ့လွမ်းဝင်နိုင်ဘလို့ဖြစ်လာရတာလဲမင်းတို့ပဲပြောတယ်ဖြူအောင်လှုပ်လာဆိုအဲ့ဒါမိမမိတ်ကခိုးမြန်တာနဲ့ထုံးတိုးဝယ်ပြီးတုတ်လာတယ်မှန်မသည်ခြေစကောင်းဆုံးထုံးတုတ်လာတော့ကြောင့်နှစ်ယောက်လုံးဖြူဖွေးနေသည်ရှိတာလှုပ်လာတာဆိုတော့ဘလို့မှပြပြောလို့မရထိုးစင်းတစ်ခွက်ခွက်ကြားရတော့တောက်ဖက်နဲ့တန်တယောက်ယောက်စီကများဒီသတင်းပေါက်ကြပြီလားဟူသောစိတ်နဲ့တထိတ်ထိတ်ကြည့်လိုက်တော့အောင်စိုးသူနဲ့ဇေယျမြက်ခိုင်အရက်တွေကမြင့်လာသလိုကလမချတော့တက်ရတာအစင်မပြေလို့မိမတောက်ဖက်နဲ့တွေခိုးစီလာတာနှစ်ယောက်လုံးကမိမစီတောက်ဖက်နဲ့များနေတောက်ဖက်နဲ့စီလိုက်တော့ဖင်မကောက်လာတဲ့ယောက်သိမကြပါတထုံထုံနဲ့နေရန်ကိုတိုက်ပြီးဝင်လာတော့အတန်များလူတယောက်ရင်းနီးမြင်ဘူးတော့မျက်နှာသို့တော့မျက်လုံးလေးကမှင်းနေသည်တရုံမှမျက်လုံးမျိုးကိုမျိုးလားထိုသူကပြုံးပြီဟုတ်ပါဒါလဲအံ့ဩနေရလားတကယ်အံ့ဩတာဗျာမျက်လုံးကဘယ်နဲ့မှီးသွားရတာလဲမျိုးကိုမျိုးနှစ်ချိုက်စွာပြုံးပြီဒါကမျက်ခွန်မမျက်လုံးပုံဆွဲလာတာဟောဒီမှာအပြူအောင်မလေးဗျာဘာကြီးလဲမျက်လုံးဖွင့်ပြလိုက်တော့သူ့ငကိုအပြူကြီးကိုမြင်ပြီးလန့်အောင်မိကြသည်သူကမျက်လုံးကိုပြန်မိတ်လိုက်သည်မျက်ခွန်ပေါ်ရေးထားသောမျက်လုံးမေးလေးပြန်ပေါ်လာ၏ယခုမှစဉ်းစားမိသည်မျက်လုံးမေးခြင်းအောင်စောင့်၍မျက်လုံးမိတ်ခဲ့၍ခုနကနေရန်တွေနဲ့ဝင်တိုက်တန်တဒုံကြားနေရခြင်းပဲအပြူနဲ့အမေနှစ်မျိုးခံစားလို့ရတာပေါ့သူ့တို့ရက်ကိုဥမျိုးနေသည်သိမကြပါရှိသူအောင်ကိုမျိုးနဲ့ပြစ်စမန်တို့ပါဇက်ကိုအဝတ်ဆိုပြီးပလာစတာနဲ့ပိတ်၍ရောက်လာကြသည်ကဲလူဆုံးပြီတယောက်မှမမားစီနဲ့နော်ဖိုးရောက်တာနဲ့ဝုံတိုင်းကျဲပြီးဝင်ကြမယ်ကဲရုပ်ဖြက်ရအောင်အားလုံးပါလာတော့တုံကြီးမျက်နှာပေါ်အုပ်စီးလိုက်ကြသည်ငကိုပြောင်ကြီးများဖို့မျက်နှာတွေလုံသွားကြ၏ရောင်ဝီနိုင်နဲ့ကြော်တီရမှာတကိုယ်လုံးထုံတုတ်ခဲ့တော့လေထိုတစ်ဝက်ကိုမေ့ကြံရစ်ခဲ့၍ထိုနေရာတွင်ကွက်ကွက်ကလေးသာစား၍မကုန်မဲကြံထားရစ်ခဲ့သောကောင်းလိုင်းတီမုံအသိုးလိုမဲကြံရစ်ခဲ့၏ကဲတင်းနှစ်သုံးဆိုဝင်မဲသုံးတင်းနှစ်ကစမြည်ပဲသုံးဆိုတာနဲ့ပြေးဝင်သွားသောကြောင့်မနေ့လိုက်ပြီးပြေးဝင်သွားကြသည်သုံးဝုံဟဲ့ဘိုင်းလေဟာကြံတဲ့လူကကိစ္စမရှိမျက်စိမေးခြင်းအောင်ဆောင်ပြီးမျက်ခွန်ပေါ်မျက်စိပုံဆွဲလာသောမျိုးကိုမျိုးကနေရာစုံဝင်တိုက်သည်ဖြင့်အခန်းတွင်တယောက်တည်းရှိနေသောတကြီးထခုံသည်တယောက်မှမလုံနဲ့တယောက်တည်းရှိတာပါကိုယ်တယောက်တည်းရှိလေအဲ့ဒီတယောက်မလုံနဲ့တကြီးစဝေးစွာနဲ့လိုက်ကြည့်ဘာလုပ်တာလဲစာမူလာပို့တာဓမြလာတိုက်တာဓမြလာတိုက်တာဗျတကြီးစဝေးစွာနဲ့တယောက်စီလိုက်ကြည့်သည်ဓမြလာတိုက်တာတောက်ဖက်နဲ့အောင်စိုးသူနဲ့ဇေယျစီးလာတော့တောက်ဖက်ကိုမြင်တော့အားတင်သွားသည်အောင်စိုးသူကတော့ခက်တီတီပဲတောက်ဖက်ကအရက်ပုတ်တာလူတိမှဆိုးလို့မိမစီကခိုးစီလာတာဗျဘယ်နဲ့လဲမြင်ပြီမဟုတ်လားမြင်ပြီမဟုတ်လားတကြီးစဝေးစွာဖြစ်သွားပုံရည်ပြီးမှအတန်ကဂျစ်ကလေးအတန်နဲ့တူလိုက်တာဘယ်နဲ့ဂျစ်ကလေးရမှာလဲအောင်စိုးသူဗျအောင်စိုးသူထိုတော့မှအောင်စိုးသူမှမှန်သိပြီဘယ်အောင်စိုးသူလဲဘယ်အောင်စိုးသူမှမသိဘူးကျုပ်နာမည်ငါနာမည်ဘာလဲဟေ့အောင်အရေးနဲ့ပေးထားသောနာမည်ကမေ့နေသည်ဒါကိုကြောင်ကျွန်တော်ကခေါင်းကုပ်ပြီးပြောင်ကြီးတော့ပါတယ်တာလွန်လားပူမူလားဒါကိုနဘေးနာကလူများကတာလွန်ကငါပူမူကသူအဓိပတိထင်းတယ်အဓိပတိကငါပါအရေးတဲ့စကားများနေရသည်နောက်မှအောင်စိုးသူကမှတ်မိရဲပြောင်ကြီးကွာရဲပြောင်ကြီးမသိရင်မှတ်တာတကြီးကခေါင်းကုပ်သွားကြီးရဲပြောင်ကြီးနေစမ်းမအောင်အခုလာတာကစာမူလာပို့တာဓမြလာတိုက်တာလို့ပြောပြီးသားဟုတ်ဓမြကတောက်ဖက်နဲ့ဒါကရက်ပူတာလူမြင်သွားရင်အောက်ဆိုးသူနဲ့ဇေယျမန်းတိသွားမှာဆိုလို့လေရဲပြောင်ကြီးနဲ့မဟာပြောင်ကြီးမန်းတိသွားမှာဆိုလို့အဲ့ဒါဘလို့ပြောရမလဲပေါ့နော်အောင်ဆိုးသူနဲ့တော့အလုံးမဖြစ်တော့သူကကြောက်တတ်သူတာဖျဲချောင်ရဲတာသူ့ကိုပြန်ဖျဲလို့တော့ပြဲပြီးသားမှန်ဒါကိုရင်းမိတော့ပြစမန်က
သူ့ပါဇက်ကပလာစတာကိုဆွဲဖြုတ်လိုက်သည်ပါဇက်အတွင်းမှာမိမထိုးထည့်ပေးလိုက်သောလက်နီးစုပ်တွေထရွေးကြီးထွက်လာ၏နောက်သူကအခမ်းအနားမှုလုပ်နေကြမှုအကျင့်ပါကချောင်းဟန်ရင်ကျုပ်တို့ကခမည်းကိုဖျက်ချောင်နေတာမဟုတ်ဘူးတကယ်လုံးမှာသူ့အတန်ကြားသည်နဲ့တကြီးကရဲကြော်မြင့်ထင်တယ်ရဲကြော်မြင့်ခေါ်ပစ္စမန်ဒီရိုင်းရှိုးလို့ရှမ်းနဲ့ဖြစ်သွားပြီဘယ်ကရဲကြော်မြင့်လဲရဲကြော်မြင့်လည်းမသိဘူးပစ္စမန်ဒီရိုင်းလည်းမသိဘူးဟေးပြောပြီးမှမှားမှန်သိပြီးပါလာသောလက်နီးစုပ်ကိုပါဇက်ထဲထိုးထည့်ပြီးပလာစတာနဲ့ပြန်ပိတ်ထားလိုက်သည်အချိန်ဒီမကောင်းတော့မှသိ၍ထင်ကိုမျိုးကသူ့ပလာစတာကိုဖြုတ်လိုက်သည်ထူးထူးဆန်းဆန်းပဲပါဇက်ထဲမှာသူ့မိမ၏ညဝက်ခေါင်းဝင်ကြီးတစ်ထည်လုံးထွက်ကြလာသည်ခေါင်းဝင်ကိုပါဖြန့်ပြနေသေး၍အာလုံးကြောင်ကြည့်နေမိသည်နှောက်မှသတိရပြီဒီမိမကတော့ကွာကလေးနီထည့်ပေးဆိုတာကိုစိုးကတယူတရပြန်ခောက်သေးပြီးမှသူ့မိကွင်းကိုစလိုက်သည်တကြီးကစာနေစင်းမှာကြာပြီဆိုတော့အတွေ့အကြုံနဲ့ရင့်ပြီပေါ့စာနေစင်းပေါ်မှာဖြတ်တန်းရတဲ့အခါမှာချုံမြိန်တာတွေရောခါးသီးတာတွေရောကြုံရမှာပဲအဲ့ဒီလိုကြုံတွေ့ရတဲ့အခါမျိုးမှာပျော်ရွှင်မှုရှိရင်ဘာကြောင့်ကြေကွဲမှုရှိရင်ဘာကြောင့်လို့ထင်လဲကိုမျိုးမြန်မာစာမေးခွန်းလိုပဲတကြီးတစ်ချက်ထောက်လိုက်သည်နဲ့ကိုမျိုးမှရိမ့်ပြီးသူ့မိမခေါင်းဝင်ကိုပါဇက်ထဲပြန်ထိုးထည့်လိုက်ပြီးပလာစတာနဲ့ပြန်ကတ်ထားလိုက်သည်နောက်ရှီသူအောင်ကိုလှမ်းကြည့်သည်ရှီသူအောင်ကပလာစတာကတ်ထားသောသူ့ပါဇက်ကိုသူ့လက်နဲ့ပြန်ပိတ်ပြီးခေါင်းခါပြသည်သူ့ပါဇက်ထဲလည်းမတော်တရောဘာဆုတ်ထားမှမသိအားလုံးချင်းနေမဟန်မှန်းသိ၍မျိုးကိုမျိုးရှေ့တက်လိုက်သည်ဘုံမျက်ခွက်ပေါ်မှမျက်လုံးပုံကိုအသားပေးထား၍မျိုးတကြီးကခုံဆောင်နဲ့ဝင်တိုက်သည်အလာရုတ်တရက်နာပြီးမျက်လုံးဖွင့်ပြီးတော့တကြီးမှအံ့အားတင်သွားသည်ဟာနှလုံးပြူမျိုးကိုမျိုးရိမ့်ပြီးချက်ချင်းမျက်လုံးပြန်မိတ်လိုက်သည်ဘယ်မှာပြုတ်လို့လဲမိလေးမှန်ပြီသည်ရက်ခွန်ပေါ်ဆွဲထားတော့မျက်လုံးမိလေးပြန်ပေါ်လာသည်ဟင်ခုနကမျက်လုံးကြီးကအိုးပြောရမှာရှက်ပါလေသူကသူရှက်ရီဒါဟုတ်တကြီးကနေပါဦးခုနကအပြူမျိုးငါဘယ်မှာတွေ့ဘူးပါလေနှလုံးပြူတဲ့အပြူတွေ့ခဲ့ပါတယ်မျိုးကိုမျိုးနဲ့မနေနိုင်တော့မျက်လုံးပိတ်ထားတော့ဘာမှလည်းမမြင်ရသေးပဲကိုဒါကြောင့်မျက်လုံးတစ်လုံးကိုဖွင့်ပြီးဘယ်မှာနှလုံးပြူလို့လဲတစ်လုံးနဲ့ပြူတာတစ်လုံးပြူဟေးမျက်လုံးတစ်လုံးကလိုသည်ထက်ပိုပြူပြီးတစ်လုံးကလိုသည်ထက်သိမ်းမြောင်းရင်ຫນွေတကြီးအားတင်သွားသည်ဒီလိုတစ်လုံးပြူတစ်လုံးမိမျိုးဘယ်သူမှမတွေ့ဘူးခဲ့ကိုမျက်လုံးစစ်ကအပြူမျက်ခွန်ပေါ်ရေးထားသည်ကအမေတူးဖီကြီးဒီမှာကျုပ်တို့ဖွဲ့ကတကယ်ဘိုင်ပြက်လို့ဓမြလာတိုက်နေတာနေအောင်ဒီဘက်မျက်လုံးညောင်းလို့ပြောင်းလိုက်အောင်မယ်ဆိုကမျက်လုံးကိုပြောင်းမှိတ်လိုက်သည်ဟဲမျက်လုံးကနောက်တစ်ဖက်ပြူပြီးနောက်တစ်ဖက်မှိတ်နေပြန်၍သူ့မျက်လုံးကိုတကြီးမပြောနဲ့ကျွန်တော်တို့ချင်းချင်းပင်အံ့ဩလွန်း၍ငေးနေရသည်အဲ့ဒါရှိတာအကုန်ပေးမပေးရင်မသိတာရှိရင်မေးလို့ရမလားတကြီးကရိုးရိုးကျူးကျူးမေးသည်မျိုးကိုမျိုးရင်ကော့ပြီးမေးနှလုံးပြူလို့မရဘူးလားတစ်လုံးစီပြူနေရလို့လေမရဘူးကျုပ်ကတစ်လုံးပြူပဲတစ်လုံးပြူမှမရရင်6လုံးပြူဘယ်မှာပြူတာလဲတူကောင်ကနှလုံးပြူမျက်လုံးကနှလုံးပြူနောက်နှလုံးပြူကနောက်နှစ်ပြူကကိုပါလာကိုစဉ်းစားကြည့်ရနေမျက်လုံးကညောင်းလာပြီဒီဘက်ပြောင်းလိုက်အောင်မယ်ဟေးအခုပြောင်းမှအပြူပြောင်းမြန်တော့သူ့ကိုကြည့်၍အားလုံးထမအာမနိတန်ထွက်သွားရသည်သူ့ခမမျက်လုံးနှလုံးလုံးကိုမိတ်ထားရင်လည်းဘာမှမမြင်ရနှလုံးလုံးဖွင့်လိုက်ရင်လည်းဒီမျက်လုံးကိုမြင်မျိုးကိုမျိုးမှတည်သွားမှကြောက်၍တလုံးစီသာအသုံးပြုနေရခြင်းဖြစ်သည်နောက်ဆုံးဘလို့မှအချင်းနေမကောင်း၍ကျွန်တော်မှပဲရှေ့ထွက်၍ကဲဘာမှပြောမနေနဲ့တော့ဗီဒီယိုဈေးကွက်ကလည်းပြက်ပြီးစာအုပ်တွေလည်းတက်နေတယ်အဲ့ဒီတော့ကိုကြီးထင်တယ်ဟုတ်ကဲ့အေးမဟုတ်ဘူးကျုပ်နာမည်အဓိကပြောင်းကြီးကျုပ်တို့ပြောင်းကြီးဖွဲ့ဘိုင်းညက်လို့ဓမြလာနေတာရှိရကုန်တော့တကြီးမှိုက်ကြသွားသည်ပြီးမှစားစရာထမင်းပိုးတော့မရှိတော့လို့ရုံးပေါ်တက်နေရပါကိုပတ်စံကလေးများပို့ရှမ်းရင်ထမင်းလေးပြန်ဝယ်ကျွေးသွားပါလားတတ်လို့ဖဲစားတာပါကိုဈေးပိုးပါတယ်သူတကားကြောင့်ကျွန်တော်တို့လဲသဘောထားနုညံ့တော့အမှုပညာသမားများဓမြများမို့တနာသွားပြီးကိုယ့်အိတ်ကိုနှိုက်ခါကျွန်တော်မှတော့200ပါတယ်ငါမှတော့ကားကလေးချန်ထားတဲ့90ရှိတယ်ကျွန်တော်ကလည်းမိမမသိအောင်ဖွက်ထားတဲ့900ရှိတယ်အားလုံးကြောင်ကနန်းနဲ့ပတ်စံများစုနေမိသည်ဒါကိုဇေယျကကြားဝင်ပြီဟာဘာလုပ်နေကြတာလဲဒါဓမြတိုက်နေတာဗျဓမြတိုက်နေတာတနာစရာမလိုဘူးဘာမှမရှိရင်အားလုံးတိုင်ပင်ထားတဲ့အတိုင်းဇေယျကတကြီးလက်စွပ်ကိုမျက်စာပစ်လိုက်သေးပြီးမှတခွန်းချင်းပြော့ချလိုက်သည်အဖေလက်စွပ်ကိုချွတ်ဓမြကငါ့ကိုအဖေလို့ခေါ်တယ်တကြီးအန်ဩတကြီးစကားထို့တော့မှဇေယျလည်းမှားမှန်းတည်သွားပြီးရော့ချလိုက်သည်ဟုတ်တယ်ကျွန်တော်ကဓမြသာတိုက်ပြီးမဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ယဉ်ကျေးတယ်မိမရှိကနေကကိုယ့်ထက်အသက်ကြီးသူကိုအဖေလို့ခေါ်လာတာဒီတော့အဖေလက်စွပ်ကိုအခုချွတ်ပေးအခုမချွတ်လဲကျွန်တော်အမွေခွဲတဲ့ခါချွတ်ပေးရမှာပဲဘာဓမြကငါ့ကိုအမွေခွဲဦးမှာပြောရင်မလေးမှားရင်ပြောနေဖြစ်လာ၏ဒါကိုငတိကမလျှော်ဟုတ်တယ်ကျွန်တော်ကဓမြသာတိုက်နေပြီမဲ့အဖေလို့ခေါ်မိရင်အမွေလဲခွဲတယ်အိုးပြောနေတာကြားတယ်အဖေလက်စွပ်သာအသာတကြီးချွတ်လိုက်ပါတော့ကြနေကျွန်တော်လက်ပါပြီးကြောမီမှာစိုးလို့ဓမြကငါ့ကိုကြောမှာ
ငရဲမကြီးချင်းလက်စွပ်ကိုအမြန်ချွတ်လိုက်ပြောတာပြောနေရတာဘသူမှလည်းဝန်းမချွတ်ရွယ်တော်ကြတစ်ခုခုဖြစ်သွားပြီအမှုကြီးနေုံပြီဒါဟိုတကြီးကလည်းရင်းမိပြီဒီလက်စွပ်တော့မလုပ်ပါနဲ့ကွာဒီလက်စွပ်ကလေးကငါလက်တူအောင်ရေးပြီးစုထားတဲ့စမူကလေးနဲ့စုပြီးဝယ်ထားတာပါမို့ဒါလေးတော့ချမ်းသာပေးပါဒါမှမဟုတ်ထမင်းလေးကျွေးပြီးပြန်ကြပါတတ်လို့ပဲစားမှာဆိုတော့ဈေးပိုးပါတယ်ဘာလို့ကျွေးရမှာလဲကို့မှာတောင်စားစရာမရှိလို့ဓမြတိုက်နေတာအခုချွတ်မလားမချွတ်ဘူးလားပြိုးမချွတ်တော့ဘာလို့မှလဲပြိုးဟာတကြီးကရေးမိပြီးပို့၍မာလာသည်သူမချွတ်တော့ဘာတက်နိုင်မိနေတကယ်မချွတ်ဘူးလားပြိုးမချွတ်ဘူးသူကမာနေတော့ဘာလို့ရမှန်းမသိစပွဲပေါ်ဝေးကြည့်လိုက်တော့တိုင်းရာရီစောက်ဟုတ်တယ်ဒါနဲ့ကြက်ကန်ရမယ်ဟုစဉ်းစားမိပြီအေးမချွတ်ရင်လည်းဟောဒီမှာကြည့်စိုးကသူ့တိုင်းရာရီစာအုပ်ဆွဲယူလိုက်သည်တိုင်းရာရီစာအုပ်ကိုကျွန်တော်လက်ထဲမြင်တော့တကြီးမျက်နှာပြက်သွား၏လက်စွပ်ပေးမလားဒီစာအုပ်ကိုမိရှို့လိုက်ရမလားပြုတ်တကြီးပို၍မျက်နှာပြက်သွား၏အဲ့ဒါတော့မလုံးပါနဲ့ကွယ်ဒီစာအုပ်လေးကပဲမျက်ခိုင်မှတ်စုဆိုပြီးဖော်ပြနေရတာအဲ့ဒါလေးသာမရှိအညာတော့ကင်မိပြီဒါကိုမိမရှို့စေခြင်းရဲ့လက်စွပ်အခုချွတ်ပေးကြားရကွာတာလုံးမြောင်ကြီးမိချစ်ချစ်ဟုတ်တကြီးနှစ်ဖူးပေါ်မှာချွေးတွေထွက်လာသည်တကယ်မိချစ်ချင်တာမြင်တော့တက်ပြင်းချသည်ပြီးနောက်စာအုပ်ကိုကြည့်လိုက်လက်စွပ်ကိုကြည့်လိုက်လှုပ်သည်ပြီးမှလေးတန်ပြုတ်ပြုတ်နေစာအုပ်ကိုတော့မလုပ်ပါနဲ့ကွယ်လူချင်းရင်လက်စွပ်ကိုချွတ်လိုက်သည်လက်စွပ်ကဝတ်ထားတာကြာ၍ကြက်နေပြီမနေ့ချွေယူရသည်လက်စွပ်သာယူသွားကြပါဆိုကလက်စွပ်ကိုကျွန်တော်တို့လက်ထဲထည့်ပေးလိုက်သည်ဟေးပျော်လိုက်သည်ဖြစ်ချင်းထို့ကြောင့်လက်စွပ်ပေးတဲ့အတွက်ကျေးဇူးပဲနောက်မှစာမူလာပို့မယ်တမ ्या ကစာမူလာပို့မယ်ရုံရင်စကားမပြီးမို့ဇေယျနီးတိုင်ရောချလိုက်သည်ဟုတ်တယ်ဗျကျုပ်တို့ကစားစရာရှိရင်စားရေးပြီးစားစရာမရှိမှတမ ्या တိုက်တာကဲပြောင်ကြီးတို့ဖွဲ့နောက်ဆုံးဆိုကတကြီးထမအော်မြေဂျာနဲ့တိုက်မှာတဝုံဝုံနဲ့ပြေးစင်လိုက်ကြသည်ရမကဆိုင်တွင်ကိုလုံးရက်ကိုစမြုံပြန်ပြီးတကြီးလက်စွပ်ကြီးကိုတစိမ့်စိမ့်ကြည့်ကအရသာခံနေကြသည်တမ ्या ကလည်းတခါမှမတိုက်ဘူးတော့ပြောစရာစကားကမကုန်းကြာလာတော့ကဲဒီတိုင်းစမြုံပြန်နေလို့မပြီးဘူးဒါကိုရောက်ပြီးဝေစုခွဲရအောင်ဒီချိန်ဆိုမိမမျှော်နေတော့ပြီမိမကိုစိန်မိုင်ပန်ဝင်းကြီးအကွာဝေးမှာစကြောက်ရတော့ကြော်တီဟကလောဆော်သည်ဟုတ်တယ်ညာလေးနဲ့ပြီဆိုတော့အိမ်ပြန်ဖို့လိုပြီတယ်လီဖုန်းလေးကမိမအတန်ကြားလျင်ပင်ကြောက်ပြီးတိုင်တောင်ပြေးပုံပြီးရိုးရိုးသေးသေးဖုန်းပြောတတ်တော့ကိုမျိုးကထောက်ခံသည်ကဲဒါဖြစ်ရင်ဒါကိုဝင်နေတဲ့သူဖုန်းဆက်ကွာမြန်ပြန်ရှင်းတာပေါ့ခက်ပြက်အောင်ဆိုးသူစကားကျွန်တော်သိတယ်ဘဟုတုဒများသောကိုမျိုးမှပင်ဖုန်းဆက်သည်ဟယ်လိုကိုပြောတာလားပစ္စည်းလေးတစ်ခုရောင်းညင်လို့ခမရလာကြည့်ပေးပါဦးပန်းသူရန်ဂုံတန်းနာမှာသူ့အပိုင်လူကိုဖုံးဆက်လိုက်သည်သူကပတ်စံပြတိုင်းမိမနဲ့ကယူပေါင်နေရောင်းနေကြကိုအတော်ပဲသူက36လမ်းထဲမှာရောက်နေလို့ချက်ချင်းလာခဲ့မယ်တဲ့ငွေကတော့လိုတဲ့ခဏဆောင်တဲ့အားလုံးပျော်သွားကြသည်ငွေရပေါက်တွေးပြီးကိုသိမကြပါကိုမျိုးပြောတော့သူရောက်လာ၏ဘာကိစ္စများလဲကိုမျိုးရာလော်တကြီးကြောက်မြဲကျွမ်းကျင်ကိုကျော်သားကစိုးသည်ဒီမှာဗျာကျွန်တော်တို့ပစ္စည်းလေးတစ်ခုရောင်းညင်လို့ဘလောက်တန်လဲကြည့်ပေးပါဦးကိုကျော်သားဆိုသူကလက်စွပ်ကိုဆွဲယူပြီးတစ်ချက်ကြည့်သည်ပြီးနောက်ပြန်ချပြီကိုမျိုးရာခမရတိတ်နောက်တာပဲအားလုံးမျက်လုံးပြူသွားကြသည်ဘာဖြစ်လို့လဲအားလုံးရင်မေးကိုကျော်သားကတပ်ပြင်းချပြီခမရဟာအတူကြီးဗျဘာအားလုံးပါဇက်ဟောင်းသားနဲ့ပြော့ကြသွား၏ဤမြလောက်နဲ့စိတ်နာတင့်သည်သို့တော့စိတ်မနာနိုင်သည်နောက်တစ်ပတ်လဲတပြက်ဂျာနယ်ထွက်မှစိတ်နာမိသည်ဂျာနယ်တွင်ရေးထားသည်ကတနည်းညဂျာနယ်တိုက်တွင်တယောက်တည်းအေးလိုရှိနေစဉ်လူ9ယောက်ရောက်လာပြီးဓမြလားတိုက်ခုခံရင်လဲကောင်းလေးတွေနာကုန်မှဆိုးရသူတို့ခမရစားစရာမရှိလို့လောက်ကြတာဟု၍ဂယုဏတတ်ဘသူတွေလဲဆိုတာသိတော့လဲတနာစိမ့်နဲ့နှုတ်ပိတ်မိနောက်ဆုံးတနာစိမ့်ဖြစ်တာမိဘဘိုးဘွားပိုင်နဝရက်9တော်လက်စွပ်ကြီးကိုချွတ်ပေးလိုက်တန်ဖိုးကြီးမှန်းသည်သို့တော်လူငယ်တို့၏အချင်းကပိုတန်ဖိုးကြီးသည်မဟုတ်လားလက်စွပ်ကိုရောင်းချ၍စားကြပါစေအစဉ်ပြေပါစေမေတ္တာပို့ဘယ်ပစ္စည်းမှမမြင်တေးရင်ပြီးပြီရှင်းစွဲနောင်တော်များအားချစ်ခင်သမှုနဲ့ကြည်စေပါသည်ပြုံးတော်မူသူမပြောင်းရွှေ့လာပြီး3ရက်မြောက်သောနေ့တွင်ကျွန်တော်တို့အားလုံးသူမကိုစတင်တတိထားမိခြင်းဖြစ်၏သူမရီတော်သည်ကျွန်တော်တို့လမ်းထိန်နာကလက်ဖက်ရည်ဆိုင်ကျွန်တော်တို့ထိုင်နေကြဆိုင်နဲ့မျက်နှာချင်းဆိုင်တိုက်ခန်းတွင်အခြေချနေထိုင်သူဖြစ်၏ဘာလို့လုပ်သည်ကိုအတိအကျမသိရတော့လဲတန့်ပြန်သောရုပ်ရည်ပြီးသောနေထိုင်ရောက်ရက်ွက်ထဲမှလေးစားခြင်းခံရသူဖြစ်သည်သူမသည်လည်းထိုအိမ်ကိုစတင်ပြောင်းရွှေ့လာပြီးမကြခင်3ရက်မြောက်သောနေ့တွင်သူတို့အိမ်ရှိလက်ဖက်ရည်ဆိုင်ထိုင်သောကျွန်တော်တို့အပါဝင်ပူရိတာတော်တော်များများတတိထားမိနေပေပြီသူမကိုချောသည်လှသည်ဟုတော့ကျွန်တော်တို့မစိုးလို့မိသူမလည်းမတတ်မှတ်ပါအသက်လည်းတိတ်ငယ်လာသည်မဟုတ်အပြူကြီးဟုပင်ဆိုရပေမည်30အောက်တစ်ထော်ရှိမည်ထူးခြားတာကသူမ၏ခန္ဓာကိုယ်အချိုးစားပင်သူမ၏ခန္ဓာကိုယ်အချိုးစားကိုဥပမာပြရရင်
မြောက်ဥက္ကလာမစံပြာစေးအထိပြေးဆွဲနေသော60လိုင်းချက်ဖလက်ကားကြီးနဲ့တူသည်ဟုညွှန်းဆိုရမည်အများကတော့ထိုချက်ဖလက်များကိုဘိုက်ဘူးဟုခေါ်ကြပါတယ်သူမသည်လည်းချက်ဖလက်ဘိုက်ဘူးကားနှင့်တူသည့်အပြင်ထိုကားများအတိုင်းဘော်ဒီဥဒီနေရာကတနေရာဘိန်းဥဒီနေရာကတနေရာနှင့်ခန္ဓာကိုယ်မှာလွန်စွာအလိုင်းမင်းလွဲနေပေသေး၏ကျွန်တော်တို့ကလည်းသူမလမ်းလျှောက်လာတာမြင်ရင်60တီကြီးထွက်လာပြီဟေးလမ်းဖယ်နေကြဘယ်ဥဒီလို့ပြေးသွားမှမသိပဲဝင်တိုက်မိနေအောင်မယ်ဟုအမြဲတစေနောက်ပြောင်တတ်၏သူမသည်ကျွန်တော်ပြောသည့်အတိုင်း61ဘိုင်းဘူးခေါင်းတို့ကြီးဖြစ်၏ကဲဤမြလောက်မလားမပသူကိုဘာကြောင့်လူတွေစိတ်ဝင်စားကြသလဲအပြုံးဖြစ်သည်သူမ၏မျက်နှာခန္ဓာကိုယ်အသွားလာဘာမှမလားမပပေမဲ့သူမ၏အပြုံးကတော့လွန်စွာနှစ်လိုဖွယ်ရှိသည်ဟုပင်ဆိုရပေမည်ထိုအပြုံးသည်သူမ၏ခန္ဓာကိုယ်ပေါ်တွင်ပေါက်ရောက်နေသောကြောင့်61ဘိုက်ဘူးခေါင်းတို့ကြီးဂိတ်ကထွက်ခနဲကလူပြည့်၍မော်တော်ကားပြုံးနေသည်နှင့်ပင်တူသေးတော်၏မည်သို့ပင်ဖြစ်စေသူမသည်အမြဲတစေပြုံးနေတဲ့ချင်းပင်ဘယ်ချိန်ဘယ်ခါကြည့်သူမ၏ခေါင်းတူပေါ်တွင်ထိုအပြုံးကိုမပြတ်မယွန်းတွေ့ရစမြဲအိယာထလည်းပြုံးထမင်းစားလည်းပြုံးအပြင်ထွက်လည်းပြုံးအိမ်နဲ့နေလည်းပြုံးအမြဲတမ်းပြုံးနှင့်သူမကိုကြည့်ရသည်မှာလွန်စွာစိတ်ချမ်းသာစရာကောင်းတော်သည်နောက်မှသိရသည်မှာအိမ်နေလည်းပြုံးနေသည်ဟု၍နောက်ထပ်ထူးခြားချက်တစ်ခုမှာသူမသည်မန္တလေးအိယာမှာနိုးပြီးနဲ့အလုံးမသွားခင်ဇက်ကြားကျွန်တော်တို့ထိုင်နေကြလက်ဖက်ရည်ဆိုင်တွေနေ့စဉ်မပြတ်မယွန်းပြုံးဆဆနဲ့လက်ဖက်ရည်လာတောက်တဲ့ချင်းပဲလက်ဖက်ရည်တောက်ရင်လည်းစားစရာဘဲခါမှပြောင်းစားလိမ့်မရှိဤကြခွေးတစ်ချောင်းသာလက်ဖက်ရည်ထဲနှိမ့်၍နေ့စဉ်နှစ်ချိုက်ငုံကြိုက်စားတဲ့ချင်းပဲဤကြခွေးကြိတ်တဲ့ကုံကတော့ထူးဆန်းလွန်းသည်ဟုဆိုရမည်ပဲအဖေကြောင့်ဆိုတော့သူမတယောက်တည်းဤကြခွေးကိုနှစ်ချိုက်စားတတ်သည်မဟုတ်သူမဤအောက်မှညီမငယ်များဖြစ်သောကျွန်တော်တို့အခေါ်60တကောင်းအရှိအနီးအစိမ့်စားတော့ညီမငယ်3ယောက်လုံးသည်လဲမနက်လင်းသည်နှင့်လက်ဖက်ရည်ဆိုင်တွင်ဤကြခွေးတယောက်တစ်ချောင်းနှင့်စစ်ခင်းကြသည်မိတ်ဆွေရိုးသားစွာစဉ်းစားကြည့်ပါမနက်လင်းသည်နှင့်မျက်နှာပြုံးပြီးဤကြခွေးမြုံနေသောအပြိုကြီးကိုမြည်သူကစိတ်မဝင်စားပဲနေနိုင်အန်ဒီလူကိုစိတ်မဝင်စားတော့ဤကြခွေးစွတ်နေသောနှကန်းပြုံးကြီးကိုတော့စိတ်ဝင်စားကြသည်ကျွန်တော်စိတ်ဝင်စား၏ကြော်ကိုကကြက်၏မျိုးမြင့်ထွန်းကအသေးဆွဲသည်ထုံးနိုင်ကရလျင်ခိုးပြေးရန်ကြံသည်ဘာမဆိုင်ညာမဆိုင်ကလေးနှစ်ယောက်ဖေကျွန်တော်အကိုပင်သူမကိုရလျင်ယခုလက်ရှိပေါင်းသိနေသောဘိုက်ဘူးခေါင်းတိုကိုကွာ၍မော်တော်ကားပြုံးနေသောထိုဘိုက်ဘူးခေါင်းတိုနှင့်ပင်ပေါင်းသိလိုက်ခြင်းကြောင့်အာရီရွှဲနှင့်ပြော၏ကဲကျွန်တော်တို့တအိမ်ထဲမှာတောင်6ယောက်မျှပြန်ပြီးကြိုက်ကြသည်ဆိုတော့သူမ၏ဤကြကွေးအပြုံးမြည်မြလောက်ဆွဲဆောင်မှုကောင်းတယ်လေစဉ်းစားတာကြည့်ဘယ်မျှထီဆိုရတော့မျိုးမြင့်ထွန်းကအာတာပြေကားလိုက်စီးသည်ကြော်ကိုကလက်ဖက်ရည်ဆိုင်ကြောင်ထိုး၍ညို့နေသောသူ့မျက်လုံးကိုကလေးကလေးလုံရင်းပြောင်းပိုးသည်ထုံးနိုင်ကတော့အရင်မူလာလင်သူမအိမ်ရှိဂတာပိုက်ပြီးဘာမဆိုင်ညာမဆိုင်ငါသမီးစာချက်နေတဲ့ဟစ်သေးကျွန်တော်အကိုကတော့သူမိမလစ်လျင်သူသမီးကြီးကိုမြှောက်ပေး၍မမလေးဟုခေါ်ခိုင်းထိုမှတစ်စင်အချင်းကြီးကောင်းနေမေမေလေးဟုပြောင်း၍ခေါ်ခိုင်းရန်ကြံထားကဲအထုပ်ဖြေးပြီကျွန်တော်ကတော့တမာဒီပိုးမြတာလုံးစွာတမာဒီမရှိသောမျက်လုံးကြီးနဲ့စိမ့်ကြီးကြည့်ကစာအုပ်လက်ဆောင်ပေးဘူးသူမကကျွန်တော်ကိုတိဖို့မပြောနဲ့နာမည်လေးတော်မှမကြဘူးပဲအကြီးတော်ဆိုတာကျွန်တော်ပဲလို့ပြောတော့သူမကဇီးတုပ်ထုတ်တာလားဟုပြန်မေးပါသည်မြည်တို့ပင်ဖြစ်စီကမူထိုကာလ၌ကျွန်တော်တို့ရက်ွက်ထဲ၌61ကားခေတ်စားဆုံးဖြစ်သည်ကျွန်တော်မှစား၍အိမ်ရှိလူအလုံးကလည်းတညီတညာလေးကြိုက်ကြသည်တရက်ွက်လုံးကလည်းကြိုက်သည်သို့တော့နောက်ဆုံးတော့လည်းမိမရရန်ဘယ်တော့မှကန်စာတာမပါတော့ကျွန်တော်တို့အထီးကျန်အဖွဲထုံးတဲ့တိုင်းအထီးကျန်ချင်းသာအဖက်တင်ပါသည်ဤတွင်ရှင်းပြရအထီးကျန်ဖွဲ့ဆိုသည်မှာတယောက်တည်းလည်းအထီးကျန်ကြံရစ်သည့်အဖွဲမဟုတ်ပဲအမြဲတစေကျွန်တော်တို့အိမ်၌အထီးကြီးကြံရစ်ခဲ့သောထုံးစံရှိ၍ထိုအသုံးလုံးကိုသုံးလိုက်ရခြင်းဖြစ်၏အိမ်ရှိလူဘသူကြီးအထီးကြီးပဲတလိษံတွေဝယ်မွေးတော့လဲအမတွေအကုန်သေးအထီးကြီးကြံခဲ့သည်အိုးပြောရအောင်မယ်ရှက်လေးရှက်ပါလေဗျာတလောကတော့ဘဲကဘလို့မျက်စိလဲရောက်လာတဲ့ကြောင်မမှန်းမသိဘူးအိမ်ချန်စီကိုတောင်းပါဖေးအကောင်လာဖော်သွားတာကလေးနှစ်ယောက်မွေးသွားပါတယ်ကြောင်မကတော့မွေးပြီးဘဲပြောက်သွားတယ်မသိဘူးငါလက်ကလွတ်တရင်ကျွတ်လှုပ်သွားတာသူ့လှုပ်တာအကြောင်းတော့မဟုတ်ပါဘူးဟိုသူကလေးနှစ်ကောင်ကနေစရာမရှိစားစရာမရှိနဲ့ဆိုတော့အိမ်ထဲပဲပြေးဝင်လာတာကိုကလေအိုးမိဘမယ်ကလေးတွေဆိုပြီးအစာတွေကျွေးပြီးမွေးမိသလိုဖြစ်သွားတာပေါ့ကြောင်လေးတွေကြည့်တော့အထီးတကောင်အမတကောင်ဝမ်းသာလိုက်တာပြောမနေပါနဲ့တော့ဒီတစ်ခါတော့ငါတို့အိမ်အမဝင်းပြီးဟဲလို့ကြောင်ထီးကိုတော့နာမည်မပေးပါဘူးကြောင်မလေးကြောင်မနာမည်ပေးထားတယ်ဘိုက်ဘူးမာတဲ့ဘိုက်ကလေးကအစာတွေနင်းငယ်စားပြီးပူနေလို့လေမကြပါဘူးသေပါရောလားဘိုက်ဘူးမမထင်နဲ့ဟိုအထီးလေးကိုမတော့ပျော်လိုက်တာခါတိုင်းဆိုယုံမွေးယုံမသေးပူမွေးပူမသွေးအမကြီးသေးပြီးအထီးကြီးကြံခဲ့တာကိုဒ
ဒီခါတော့အမာကလေးကျန်နေဆိုတော့ကြံဖန်ဝမ်းတာနေရအိမ်ကကောင်တွေကလည်းဂီယူဆိုင်လိုက်တာပြုံးမနေနဲ့မလုံစဘူးအလုတ်ထုပြီးကြောင်စားပါကိုရှားဝဲပြီးကြွေးပြစ်တာဘိုက်ဘူးမဆိုတာလုံးတက်လာတယ်ဒါပေမဲ့ဘာကြလို့လဲသေတယ်ထင်လို့လားမဟုတ်ဘူးကျုပ်တို့လူတွေပဲကြက်သေးသေးကုန်တာအရွယ်ရောက်မှတတိထားမိပြီးအထီးကြီးဖြစ်နေတာကြည်အောင်အမလေးဆိုပြီးဂီယူတစ်ဆိုင်မွေးထားတာဘလောက်အထီးကျန်လဲလို့အဲ့ဒီကနေ့ကအိမ်မှာဆိုအဲ့ဒီကောင်မြင်တာနဲ့ကန်ထုတ်ကြတော့တာနေဦးတို့ကလို့အထီးကျန်ချင်းပေါ်ပါရမီရင့်တန်လှပါတော့ကျွန်တော်တို့အဖွဲ့ကြီးမထူးဆက်ဖြစ်သောကိုကြိုက်သူလင်းနောက်လိုက်ချင်းဟူသည့်သင်ငယ်သာဟောင်းမျက်နှာသစ်ထပ်မံဖွင့်လှစ်ခြင်းခံရသည်ဟုသာဆိုရပေမည်ကျွန်တော်တို့ကြိုက်နေတန်လှပါတော့61ဘိုက်ဘူးမှာရက်ွက်တွန်းမှာကွန်ပျူတာစာစီမောင်းဝင်းဟင်မြည်သည့်ငတေနှင့်နဘာကေဟေဆက်လက်ထက်ချင်းတို့ရောက်သွားရလီသည်မောင်ကြီးကြိုက်လင်းလင်းနောက်လိုက်ရမည်ဟုသောလူဘဝအတွက်ချက်မှန်ကန်ပြီးတကလားလူတွေထင်လို့ထင်냐ခြံအောင်3ရက်အောင်ပြီးပြန်ထွက်မှာပဲအနီတို့မင်္ဂလာဆောင်ခြင်းဟူသောအာဝါဟဝိဝါဟအမှုတည်းကြားရပြန်လိမ့်မည်ကျုံတော့ကတော့ကျုံပြီးမရခဲ့သည်ရှိတော့မရသူတို့ဤထုံးစံအတိုင်းအသိနာနာအကဲပါပါဖြစ်ငတုံးမဟိုကောင်ကွန်ပျူတာရိတ်တဲ့ကောင်ကမှသွားယူတယ်ငါ့ကိုယူတော့ဘာဖြစ်လို့တော့အခုတော့သူ့ဒုက္ခနဲ့သူလက်တူအောင်ရိုက်စားပြီရောဒါနဲ့ပဲတန်နေဟူသောစိတ်နာစရာအတွေးများကိုပိုးမွေးသလိုမွေးပြီးအန်ကျစ်၍မူဂျူကြီးကြီးပြပါစေမကျင်ယုံတမင်ကိုကချိန်လိုက်လင်းနောက်လိုက်သူများဤထုံနှလုံးမူကငါတို့ကတော့ဟင်းစိုးလှည့်ကြည့်တတ်တဲ့အစားတွေကမဟုတ်ဘူးဟူ၍တစ်ဖက်လှည့်၍သာမူထားရလေတော့ဤရက်ွက်တွင်မင်္ဂလာပွဲချင်းချင်းတင်ကျင်းပခြင်းမှာပင်ဆရာတို့ဖြင့်ကြွရောက်ကြီးမြင့်ပေးပါဟူသောယမိရက်ဖာစကားကြောင့်မဆားရသည့်အမဲကိုအစီတရွှဲရွှဲဖြစ်အောင်ပြင်ဆင်ထားသည်ကိုစိတ်နန္ဒာနှင့်ကြည်ဝင်ရရန်တရိုးသားဤပြုံးဖြင်းဖြင်းမျက်နှာနှင့်တွဲလျက်ကျွန်တော်တို့ဒီကရင်မလေးဟူ၍နှစ်ယောက်အိတ်ကရင်ကြီးကိုပြ၍တော့လကောကျွန်တော်တို့ဝက်စားတွေဒီဗီယိုကြီးထဲမှာထည့်မှာဟူ၍ဗီယိုကြီးကိုလည်းကောကျွန်တော်တို့ကတော့ဒါပဲဟုအဓိပ္ပာယ်တက်ရောက်စေသောအပြင်ဆင်များကိုအသိနာစရာပြင်ဆင်ထားသည့်အပြင်ကျွန်တော်တို့လင်းယူသားမွေးကိစ္စအားရှိအောင်ဦးတော်ကိုမမတို့ကူညီပါအောင်ဟုအဓိပ္ပာယ်တက်ရောက်စေသောမင်္ဂလာလက်ဖွဲ့ဌာနကြီးတစ်ခုကိုလည်းကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားပြန်လေသည်ဤကိစ္စများမှာကိုမလုံနိုင်သည့်ကိစ္စများဖြစ်တော့လေလုံနိုင်သူများကလုံတော့လေမူဒီတာကမပွားနိုင်တို့ပါရင်လေမင်းတို့ဘာသာမင်းတို့မနေနိုင်မထိုင်နိုင်ထဆက်စောတဲ့ကိစ္စဘာလို့ကူညီရမှာလဲဟုလုံမရသဖြင့်အိမ်တွင်ပိုနေသောရေတံဘူးတစ်လုံးကိုစတိုးဆိုင်တစ်ခုတွင်ပါဆယ်သေးချာထုတ်၍တလုံးတောက်ကုံအောင်တောက်ရေတောက်တိုင်းခွက်နေပါစေဟုစူတောင်းသမှုပြုပြီးတကားလားရဲရဲရောပင်လှူဒန်းပေးအပ်လိုက်လေသည်ဤသို့ဖြင့်ကျွန်တော်တို့ဤချစ်လာစွာသော61ဘိုက်ဘူးကလေးသည်ကရုံနောက်စရုံးပါဆိုသည့်အတိုင်းသူ့ယောက်ျားကရုံကြီးသူ့ယောက်ျားခေါ်ဆောင်ရာတာဂေဒမြည်သောရက်ွက်တစ်ခုစီသို့လိုက်ပါပြောင်းရွှေ့သွားကြောင်းတရင်ကောင်းကြရလေသည်ရက်တွေလာတွေဘလောက်ကြာသွားသည်တော့မသိကျွန်တော်တို့ဒီဆိုသောလူမျိုးများကလည်းဒါမရဟိုဘက်လက်မဟဲဟုသောခင်ယူခြင်းကြီးကြီးမားမားရှိသူများပြီမို့သူ့မရတော့လဲရနိုင်ခြင်းရှိသူလှည့်ကြံရင်ကာလရဏယာကြီးကိုမျက်ွယ်ပြုမိနေပြန်လေသည်ဤသို့ဖြင့်မထင်မှတ်သောတနေ့တော့အခါတွင်တမင်ရတွင်ရခေတကာချစ်လာစွာသောမှုချိုးမြစ်ချိုးမြစ်တာတွေတိုးခဲ့ရသည့်ကျွန်တော်တို့၏61ဘိုက်ဘူးကောင်းတို့၏ယောက်ျားမောင်ဝေဟင်းရက်ွက်အတွင်းပြန်လည်ရောက်ရှိလာခြင်းပင်ထိုနည်းကထုံးစံတိုင်းရက်ွက်ကလေးရှိလက်ဖက်ရည်ဆိုင်မှာကော်ဖီမစ္စပလိန်နာဟုကျွန်တော်တို့ခေါ်တွင်သည့်ကော်ဖီမစ္စပလိန်တစ်ခွက်ကိုစိတ်ကြကြထိုင်တော့ရင်ဒီနေ့တော့ဘယ်ကောင်မလေးကိုပိုးရင်ကောင်းရပါဘယ်ကောင်မလေးဆိုလွတ်ကုန်အန်းဟုစိတ်ကူးရင်းနေတော့ပြုံးဆိုအနီငတိရောက်လာခြင်းပင်ထိုင်မင်းတော့ဆရာရခင်ကလည်းတိတ်ခင်မင်းသူမဟုတ်၍ကျွန်တော်အားအသင့်သွားရသည်နေ့ကာလအတန်းကြာကင်းကွာခဲ့သူမို့လဲမနေ့ပြန်စဉ်းစားယူရသည်ကိုမလဲတယောက်မကောင်းတယောက်ပြောင်းပိုးခဲ့တာနဲမှမနေကိုစဉ်းစားနေတော့မှပင်ငတိကဇပွဲဝိုင်းဝင်ထိုင်နေလိမ့်မည်သူ့ပုံကရခင်မြင်ခဲ့ရတယ်လို့မဟုတ်လန်ဆန်တကြွမှုများပျောက်ဆုံးနေပြီးသပင်များပင်ဖွာလန်ကျဲနေပြီနို့နေုံခုလူကဒီအိမ်ရှိကကောင်းမလေးနဲ့ကွာလိုက်ပြီကျွန်တော်စကားစားလိုက်သည်နဲ့မောင်ဝင်းဟင်းဆိုသူမှာကြိုသိနေသည်လားအလင်းမြန်ဖြတ်ဖြေလိုက်သည်ပြီးတော့ကျွန်တော်ကိုစကားမဆက်သေးပဲအနောက်ဖက်လှည့်၍လက်ဖက်ကြီးကြားတဲ့ကွက်အကြကြီးများများဆိုကလှမ်းမာလိုက်သည်ကျွန်တော်မှသာဒီလောက်သဘောထားကောင်းကောင်းနဲ့ပြုံးရည်နေတဲ့သည့်ကောင်းမလေးကိုဘာကြောင့်ကွာလိုက်တယ်လဲစဉ်းစား၍မရအရင်တစ်ခါတန်ရောစဉ်ရှိခဲ့ဘူးတာလဲပါတဲ့ပေါ့ဒါကြောင့်နေစမ်းမောင်ကောင်းမလေးကဒီလောက်သဘောထားကောင်းပြီးအမြင်ပြုံးပြုံးနေနေတဲ့မိန်းကလေးကိုကို့လူကဘာကြောင့်ကွာလိုက်တာတော့ကျွန်တော်မင်းကိုမောင်ဝင်ဟင်ကရှုပ်ပွေလက်စာသူ့ကောင်းကိုသူ့လက်နှစ်ဖက်နဲ့ခက်ကြမ်းကြမ်းထပ်ဖွာကငိုမလို့မျက်နှာပိနေအဲ့ဒီပြုံးနေတာတွေကြောင့်ကွာလိုက်တာဗောဗျပြုံးနေတာကြောင့်ကွာလိုက်တာဘလို့သူ့ငိုမဲမဲအဖြေစကားကြောင့်ကျွန်တော်ဘလို့မှစဉ်းစားမရပိုဖြစ်သွားပြီပြုံးနေလို့ကွာလိုက်တာတဲ့ပြုံးနေတာကွာစရာလားကျွန်တော်သူ့ကိုထမ်းမင်းမလို့လှုပ်တုံးမှပင်သူက
အစားကတော့ကျွန်တော်လည်းအဲ့ဒီလိုလေးပြုံးနေတာကိုအိမ်ချက်တည်းရှိတယ်ဆိုပြီးယူခဲ့မိတာပါယူပြီးတဲ့အခါကြမှာမင်းဟင်းချက်တာမကောင်းဘူးကွာဆိုလေပြုံးနေတာပဲငါအရင်မူလာတယ်ဆိုလေပြုံးနေတာပဲအသုံးမကျတဲ့ကောက်မဆိုလေပြုံးနေတာပဲအဲ့ဒီအပြုံးကြီးနေ့စဉ်ရက်ဆက်မြင်နေရတော့ကျွန်တော်ကိုတယောနေသလိုမဖြစ်နေဘူးလားဗျာသူစကားကြောင့်ကျွန်တော်မျက်လုံးပြူသွားရတယ်သူပြောနေတော့လေဟုတ်နေသလိုကိုဘာလို့ပြုံးပြီးကြည့်နေတော့နေရခတ်နေစရာမဖြစ်ဘူးလားကျွန်တော်ပါဗျာနေပါလေသဘောကျနေလေနေတိုင်းမေးတယ်ဘာမှပြန်မပြောဘူးပြုံးနေတာပဲစဉ်းစားကြည့်လေထမင်းစားလေပြုံးရေတောက်လေပြုံးညအိယာဝင်လေကျွန်တော်ကိုပြုံးကြည့်နေတာခင်ရမခတ်ဘူးလားဆရာသူ့ငိုတန်စကားကြောင့်ကျွန်တော်ပင်ဘာဆက်ပြောလို့ပြောရမှန်းမသိတော့သူပြောမှလူတိုင်းကြိတ်တဲ့အပြုံးကလေးအပြစ်ဖြစ်နေပြီကိုနောက်အတန်ကြာစဉ်းစားပြီးမှတို့မင်းမျိုးသမီးကပြုံးနေတာလားရီရောမရီဘူးလားကျွန်တော်မေးလိုက်မှငတိမှာပုံငိုခြင်းတလုံးဟန်မျိုးနေရီတယ်ဆရာသုံးကရီတာကြားဘူးတဲ့ဘလို့သုံးကရီတာကြားဘူးတဲ့ဟုတ်လားသူစကားကြောင့်ကျွန်တော်အားသိပြီးမျက်လုံးပင်ပြို့သွားရသည်နောက်တည်ကျင်သောဖြင့်ဘလို့သုံးကဘယ်တော့ကျွန်တော်ရဲ့ကပောက်တိကပောက်ချအမေကိုဝေဟင်ကချက်ချင်းပဲငိုချတော့မလို့မျက်နှာမျိုးနေမင်္ဂလာညမှာခိကနေတခါရီတယ်နောက်အိမ်ကစပိန်လင်းလေထိုးမရလို့လမ်းထိပ်ဆိုင်ကဘားကြိုကလေးကျွန်တော်ဝယ်ပြီးကင်လာတာမြင်တော့ခိကနေတခါရီတယ်နောက်သားလေးတနေ့သားရွယ်အိုးကလေးတောင်ရမင်ကိုကျွန်တော်ကသားလေးကိုချီပြီးအဖေသားလေးအဖေဒူသားလေးဆိုတော့ကခိကနေတခါရီတယ်အဲ့ဒီသုံးကပဲရီတာကြားဘူးတယ်မင်းကလေကွာတဘောကြပျော်လို့ရီတာဖြစ်မှာပေါ့ပျော်လို့ရီနေပူပွင့်လေးရီပေါ့ဗျာအခုသူရီတာကြီးကခိုးရီတာကြီးဟာခိုးတော့မရီနဲ့ပေါ့ဗျာနောက်ဘာဖြစ်လို့ရီတာလဲဆိုတော့မေးမရဘူးပြုံးနေတယ်အဲ့ဒါနဲ့ကျွန်တော်နဲ့တန်တရားဖြစ်လာရောဟာဒီသုံးကလေးရီမိတာတန်တရားဖြစ်เสียလားမင်းဟာကမဟုတ်တာတန်တရားဖြစ်เสียပေါ့ဗျကျွန်တော်နဲ့မညာခင်ကလေးကအီဂျာခွေးတစ်မျိုးပဲစားရရဲ့နောက်အချိန်ကောင်းသုံးကမှရွေရီတာရဲ့ကိုဆက်ဆက်လိုက်ရင်တန်တရားဖြစ်เสียပေါ့မင်းဟာကမဟုတ်တော့ကွာတန်တရားဖြစ်ရင်လည်းစုံစမ်းကြည့်ပေါ့စုံစမ်းတာပေါ့ဗျစုံစမ်းနေဟုတ်လားသူ့စကားကြောင့်ကျွန်တော်ပုတ်စိတ်ဝင်စားသွားသည်ထို့ကြောင့်သိကျင်သောဖြင့်စုံစမ်းတော့ဗါတယ်လေကျွန်တော်မေးကိုဘသူမှမသိစေခြင်းသည့်ပုံစံမျိုးနဲ့ဘေဘီဝေးကြီးကလေးတန်းတိုးတိုးဖြင့်သူ့တော်ကတွန်တေးဘက်ကရွာတရွာကဗျလိန်လယ်မှုနဲ့ရန်ကုန်ပြေးလာတာဟေးထင်မဲ့ပဓာသောစကားကြောင့်ကျွန်တော်အံ့အားသင့်သွားရသည်ဒါဝင်ဟင်မှပဲဆက်၍သူ့ယောက်ျားပါလူလိန်နေမျိုးရိုးရှိတယ်မင်းကလေကွာသူ့တော်လိန်ပြီမဲ့ तू ကလိန်ရင်မှလိန်မှာပေါ့မင်းသူ့เจ้าကိုမစုံစမ်းဘူးလားစုံစမ်းတာပေါ့ဗျာဘယ်နေမလဲဘာလဲ तू ကရောဘာလဲသူ့နာမည်ပြောလိုက်တာနဲ့ကျွန်တော်ကတီးကျင်စိတ်နဲ့အလင်းမြန်ထောက်ခံလိုက်သည်တရွာလုံးပြုံးပဲဟင်ဟုတ်တယ်သူ့နာမည်ပြောလိုက်တာနဲ့တရွာလုံးဘာမှဆက်မေးလို့မရဘူးအားလုံးပြုံးနေကြတာကွာမင်းကလေကျွန်တော်လေလိုချင်သောအဖြေမသိရ၍တကူလုံးမြင်ပြော့ကြသွား၏သိကျင်သည့်အကြောင်းများကဝိလေကြောင့်ပဲနေဘာမှမသိရပဲကိုဒါကြောင့်အဖြေတစ်ခုခုရလို့ရညာဆက်မေးလိုက်သည်ဒါနဲ့နေပါဦးအခုမင်းနဲ့ကွာရှင်းလိုက်တော့ရော तू ကဘာမှမပြောဘူးလားပြုံးမယ်ဒီအထိပြုံးနေပါသေးလားတော့ဟုစိတ်ထဲတီးမှန်းလိုက်ရသည်ဒါဟုမောင်ဝေဟင်ကရင်ဖွင့်၍ဝါသား၍ထင်းရှေ့မှာရင်းနှီးကွက်ကိုစက်ခနဲ့တောက်ပြီးကဲတော့မယ်ဆရာကြီးဒီလက်ဖက်ရည်ဖို့ဆရာပဲရှင်းလိုက်တော့ဟုဆိုကဇပွဲဝိုင်းမှာထ၍တလန့်လှမ်းသွားပြီးနောက်ပြန်လှည့်ကဆရာမယုံရင်တာဂီတာကိုသွားကြည့်ဒီချိန်ဆိုသူတို့လမ်းထိပ်လက်ဖက်ရည်ဆိုင်မှာအီဂျာခွေးတစ်ချောင်းမြုပ်ပြီးပြုံးနေမှာတေးကြတယ်ရှေတို့လိုစာပေနယ်ထဲမှာနာမတော်တလုံးနဲ့နှစ်ပေါင်းများစွာတောက်ကြွနေရသောကျွန်ုပ်အများခေါ်အကိုကြီးသည်စာပေမွန်လက်ရများကိုစင်စက်မပြတ်ဖန်ဆင်းရင်းလူလူ၏ချစ်ခင်နှစ်သက်မှုတွင်ပျော်မွေ့နေပြီမြည်မြဆိုသောကျွန်ုပ်ကလမ်းတိုင်းရုတ်တရက်တွေ့ဆုံနေမင်းဟိုဖိုးကြီးအကျွေးမပေးသေးဘူးလားဒီရွယ်သေးနေပြီနော်ဟူသောပဏိတနာယစကားများစင်စက်မပြတ်နာယူသမှုပြုနေရပြီတို့ဆိုစီမြေတာဟုံကြီးမှသောဝန်တွင်ယူကျွန်ုပ်မှာပြည်တီစား၍အားဖြစ်နေသည်ဆိုတော်ညာကျဲပါလာသောစာပေရင်းနှုံအသုံးမကျ၍အပေခံရသောစာမှုတို့ဖြင့်သမုဒ္ဒရာဝန်တထွာအရေးရင်မအေးဖြစ်နေရရှာ၏ဒီစာမှုလေးမှာအက်ဒီတာမရွေးတနက်စာဘယ်နှသွားကတ်လို့ရပါဟူသောအတွေးများဖြင့်ကွီလီပြန်ရသည့်နေလဲရှိ၏စားစရာမရှိ၍ရှိသူမဲစုဝတ်ထားသည့်တောင်ရှည်ကိုပတ်စံမရှိတိုင်းဖြက်ရောင်း၍တောင်တိုသာကြံတော့၍ဖြစ်၏ကိုပေါင်းနေပူကျဲတဲ့မုံရွာဆောင်ကြီးခြုံ၍လူများအမြင်တင်နေစီရန်ချွေးတုပ်ချင်းအောင်ဆောင်ရသောနေမျိုးလဲအသင်ချေခက်ဒီကငယ်စဉ်ကလေးကလက်ဆော့၍စာရေးချင်းလောက်တာလောက်တတ်သောကျွန်ုပ်မှာ
အသက်ကြီးမှဘာစီးပွားရေးမှမလုပ်တဲ့အငငယ်ပြပြဘဝနဲ့အနာဂတ်ရေးကိုခက်ဖြည်းဖြည်းလေးတွားသွားနေရလေသည်ဟူးရင်တခါလို့အက်ဒီတာဘဝရပြန်ရင်လဲကောင်းမှရင်ဖိဖိမဖိဖိအခမ်းမွေးတိုင်းကျွေးသမျှတက်ကျိတ်ရမကလေးများတိုက်ပြန်ရင်လဲဇက်ကျိုးလင်လက်ထိုးအမြည်ဟူသောထုံနှလုံးမူပြီးတကားလားမထနိုင်အောင်မြင်မြင်ကြီးတောက်သုံးတမှုပြူပြီးအပြင်းအနီးနာခါစားလျက်ရှိသောစာနယ်ဇင်းညီငယ်များမှလက်ဆလက်လှရှိသူများကိုလက်တို့ဟဲ့ရွှေကျင်လုံးနှလုံးပါဆွဲခဲ့ကွမောင်နှမှုကအမြည်ဖို့ရှာလက်ဖြံမပန်းသူရန်ကအီမီကမှပြန်ဆုံးမယ်အိုးမိုးကုန်းလုံးကရွာခဲ့တာအက်ဒီတာစပွဲမှာမြင်းမြင့်ကြီးထိုင်ပြီးဘာလုပ်မှမလုပ်အမြဲတမ်းမိုးယူပြီးကိုကန်ရမည်စာအုပ်တုံလုံးလက်တင်ရလူရွေးထက်နေစဉ်ပတာနေပါကစာရေးတဲ့မရေးတဲ့အခန်းဆက်ပေးတရုတ်ဖော်ပုံဖို့ဘသူမှမပေးပဲဘုံလာခဲ့သမျှထုတ်ဝေသူတိပြီးကန်ထုတ်လိုက်မှအက်ဒီတာဆိုတာစာရေးဆရာရဲ့တင်ညာကွစာရေးခြင်းလို့အက်ဒီတာအလုပ်ကတိတ်ခါရှိထွက်ခဲ့တာဘသူမှမသိတာလည်းမဟုတ်ဘူးကြောလန်ကြည့်ရင်ထုတ်ဝေသူချေရပါရှိသည်အဲ့ဒါဟာကိုတောင်ပါဇက်ပုတ်ပုတ်ကြီးနဲ့ဝါကြွားပြီးစာရေးစမဟဲဆိုပြီးပြောခဲ့တာအိုးစာကလေးကတော့ရေးနိုင်ပါရဲ့ဒါပေမဲ့အက်ဒီတာဆိုတဲ့ဆရာသမားများကလည်းရွေးအောင်မှပါရမယ်စာရေးဆရာဘဝငိုချင်းတောင်ချမိတော့မယ်စာပေတိုင်များရှိရာခြေတူအောင်သောရေးထားသမျှစာမှုကလေးများကိုတတိုင်းဝင်တတိုင်းထွက်နဲ့စပင်းရှိမှုန်တီတီဖုံးပီပီပန်းစိုးတန်းတစေဟူ၍ပင်ပြည့်ရပြူချင်းခံရတော့လေစီးပွားကမဖြစ်ရုံမကစားဝင်နေရေးပင်မဖူလုံသည့်ဘဝဖြစ်ခီးဆန်နေလေရလေသည်မိတို့ပင်ဆိုစီကန်ဆိုးကြီးကြီးပဲအမြင်မရှိနိုင်ကံကောင်းခြင်းဆိုစီကလည်းအမြင်နိုင်သောအရက်မှာရောက်လာတဲ့သည်သာမဟုတ်ပါလားထိုနည်းကလည်းကျွန်ုပ်တို့ကံကောင်းခြင်းလားကံဆိုးခြင်းလားမသိတော့ထူးဆန်းမှုမျိုးယူဆောင်ခဲ့လိပြီယူဆောင်လာသူကဟယ်လိုပန်းသူရန်စီအဘကိုကိုကြီးခါတိုင်းလိုပဲမွဲနေတော့မလားတို့ကလို့ချိုးသားပွဲနှုတ်ဆက်တန်ကြားရ၍လှည့်ကြည့်လိုက်တော့စိန်အောင်တရန်ဝန်ဒရိုင်ဘာမှဒါရိုက်တာထိအစုံလုပ်သည်ဟူ၍ကြွေးကြော်ထားသောကျွန်ုပ်၏ချစ်ဆုံးမိတ်ဆွေရန်သူတော်ကြီးစိန်အောင်သူ့ကိုမြင်ကလေးကပြဿနာတစ်ခုခုကိုတည်ဆောင်လာပြီးဖြစ်ကြောင်းသိရ၍စိတ်နှောက်ကြည့်တွားရ၏မင်းပါလားမင်းပြောင်းနေတာပဲကောင်းပါတယ်စိန်အောင်ရဘာလာလုပ်သေးတာတော့ကျွန်ုပ်၏စကားကိုမှစိန်အောင်မှသူနှင့်မတော်တရောဖြစ်နေသောဘောင်းမီကြီးကိုရင်ကောင်းဆွဲတင်ကမသိနိုင်သေးတဲ့စာရေးဆရာအိုကြီးကိုတန်အောင်လာကြည့်တာပေါ့ဗျာမင်းနေဗျာမဟုတ်တာကြီးရေးပြီးအသက်ရှင်နေတဲ့သူဒီတယောက်တွေ့ဘူးလားအမှန်ဒီဝင်နဲ့ဒီလောက်မကောင်းမှုလုပ်တဲ့လူရှာမရှာပဲတော်ပါကွာငါဘာသာငါတည်တဲ့ချိန်သိမှာပါငါသိရင်တော့မင်းငါစီလာကြမလို့ပါဘူးဒါပဲနော်တော်တော့ကျွန်ုပ်ဤဆက်ဆက်ထိမခံစကားကိုစတိပလာထက်တောင်အခွက်ပြောင်းသောအနီငတိကလဲကြလို့နီကျွန်ုပ်အိမ်ဝါတိုင်းဆွေးကိုခက်ဖြည်းဖြည်းမှီပြီးတကားလားဘယ်နဲ့လဲမဂ္ဂဇင်းတွေမှာအတူအဆတွေရေးပြီးငတ်နေပြက်နေတော့လားသူ့မထီတီစကားကြောင့်ကျွန်တော်ဒေါသထွက်သွားရပြီဟဲ့ကောင်မင်းငါကိုစော်ကားချင်းစော်ကားငါအမှုပညာတော့လာမစော်ကားနဲ့ကွမင်းမနာချင်းရင်ခုချက်ချင်းငါရှိကထွက်သွားချက်ချင်းတော့ချက်ချင်းကျွန်တော်ဤစကားကိုငတိကတက်ပြင်းချပြီအဲ့ဒါပြောတာဗောတလွဲမာနာဆိုတာစာသာကောင်းကောင်းမရေးနိုင်တာပန်းစိုးတန်းကအိမ်မီကမှာတော့ညနေတိုင်းတွေ့ရစားကောင်းတောက်ကောင်းထင်းတော့ပေါ့ဒါကတော့မာကြီးတို့ရှီသူပေါင်တို့ဂါရဝပြုတ်တာပါကွယ်ကဲ့တော့တယ်ဆိုကတ်တော့နေပြောသမှာခမည်းကြီးမှလည်းတသက်လုံးစာရေးစားနေပြီခုချိန်ထိသူများစီကတ်စားကတ်တော့နေရတော့မလားဟေးကောင်ငါဘာသာငါဘလို့နေမင်းဘူးမပါဘူးကွမှတ်တာကျွန်ုပ်ဤစကားကိုငတိကတင်းညောင်လာတော့ခန္ဓာကိုယ်ကိုတပတ်ပြည့်လှဲ့၍အဲ့ဒါပြောတာပို့သူများတွေဆိုစာရေးပြီးစီးပွားဖြစ်နေပြီကို့မှာအိုးသေးတော့မယ်ငတ်နေပြက်နေတော့စာရေးစီးပွားဖြစ်နေကြပြီဟူသောစကားကြားတော့ကျွန်ုပ်စိတ်ဝင်စားသွားသည်ဤလိုမဆိုစီးပွားလေးတော့ဖြစ်ချင်ကြသည်မဟုတ်ပါလားဘယ်သူတွေကစီးပွားဖြစ်နေကြပြီလဲကျွန်ုပ်ဤအမေကိုငတိကရောင်ရောင်လေးပြုံးလိုက်ပြီအဲ့ဒါဘောဒီခေကြီးတဲ့နေပြီးမျက်ချီပြက်နေတော့လဲငတ်သေးတာကောင်းပါတယ်ပြောစရာရှိတာသာပြောပါကွာကျွန်ုပ်မှစိတ်မရှိနိုင်တော့ဖြတ်ပြောဤဒါဟုငတိကလုံငင်းဝတ္ထုရေးတဲ့သူတွေလေဟင်ကျွန်ုပ်မှတခါမှမစင်စားဘူးသောအကြောင်းအရာဖြစ်နေ၍အားတင်သွားရ၏လုံငင်းဝတ္ထုရေးသူတွေဟုတ်ပါဗျာတချို့ဆိုကလောင်တစ်မျိုးနဲ့စီးပွားဖြစ်တာကိုတော့မကျေနပ်နိုင်လို့ကလောင်နေမနဲ့ခွဲရင်နေကြတာဟင်အဲ့ဒီလိုတောင်လုံနေကြပြီဟုတ်ပါအခုဘတ်ဆဲလာဆိုတဲ့စာရေးဆရာတွေအနည်းဆုံးကလောင်10မျိုးလောက်တောင်ရှိတာဟင်သူစကားကြောင့်စာပေကိုတစ်သက်လုံးရေးစာနေတော့ကျွန်ုပ်ပင်ကြောင်သွား၏နောက်မှအဲ့ဒီလောက်တောင်ရေးနိုင်ကြလို့လားဝေရောက်ပေါ့ဗျာဝေရောက်ဟုတ်တယ်လေလုံကြီးဝတ္ထုလေးထုတ်ပြီးလို့နာမည်ရလာရင်လက်တင်ကလေးတွေရေးထားတဲ့ဝတ္ထုကိုဈေးပေါ်ပေါ်နဲ့ဝယ်ပြီးရင်ကို့နာမည်နဲ့ဈေးကြီးကြီးနဲ့ပြန်ရောက်ပြီးရောပေါ်လွယ်လားကြီးလားအဲ့ဒါကြောင့်ပြောတာအဘရောလုံကြီးရေးမလားဘလို့ငတိအာတတရောစကားကြောင့်ကျွန်ုပ်ဇဝေဇဝါဖြစ်သွားရည်နောက်မှခေါင်းကုတ်ပြီး
ရေးတော့ရေးကျင်တော့ကွာဒါပေမဲ့ငါစာအုပ်ကိုဘသူကထုတ်ပြီးမှလဲကျွန်တော်ထုတ်ပြီးမယ်လေဗျာကျွန်တော်ထုတ်မှာစင်ယုံကသူ့ရင်ပဲပြားပြားကိုတပုံပုံထူရင်ပြောရင်သူ့စကားကြောင့်ကျွန်ုပ်ပင်အားရသွားပြီမိတကယ်ပြောတာလားတကယ်ပြောတာဗောဗျဒါပေမဲ့ဒီကလောင်နာမည်ရိုးရိုးကြီးနဲ့တော့မဖြစ်ဘူးဗျကလောင်နာမည်ကနုရမယ်နှွေးရမယ်လှနေရမယ်ဆွဲဆောင်မှုရှိရမယ်ဘာဆိုင်လို့လဲကွာကလောင်နာမည်ကစာကောင်းရင်ပြီးရောမဟုတ်လားစင်ယုံကကြွခနဲ့စုပ်တက်လိုက်ပြီအားဒါကြောင့်စင်းရဲနေတာအတွေးကခေါင်တာကိုဟုဆိုတာကျွန်ုံနာကတ်၍ဒီမဲမှတ်တာစာဖတ်သူကစာကိုနောက်မှဖတ်တာဗျကလောင်နာမည်ရင်ကြည့်ရတာကလောင်နာမည်ကဆွဲဆောင်မှုမရှိရင်ဘသူကစာအုပ်ကိုကင်ကြည့်မှာလဲသူစကားကြောင့်ကျွန်ုပ်ပင်ခေါင်းကုတ်သွားရသည်မင်းပြောတော့လေဟုတ်တယ်လို့ပဲကွဟုတ်တယ်လို့ပဲမလုံနဲ့ဟုတ်ကိုဟုတ်တယ်ကဲအဲ့ဒီတော့အဖအနေနဲ့ကလောင်နာမည်ကိုအလားဆုံးရွေးပြီးတော့အမြန်ဆုံးရေးပြီးတော့ရေးတဲ့နေရာမှာလဲဟုတ်သည်မရှိမင်းသားမင်းသမီးနာမည်ကိုလူမမဲ့တဲ့နာမည်မျိုးပေးဥပမာတိမ်ပပုတို့ဝေလာပန်းတို့လိုမျိုးပေါ့ဟင်လူလို့လားဟာလိုတာဗောဗျအဓိကလုံချင်းဝတ္ထုညှို့လန့်မှာကိုအဲ့ဒါပါတယ်နာမည်ဆန်းရမယ်မင်းသားမင်းသမီးမာနာကြည့်ရမယ်သူမတူအောင်ချောရမယ်မိဘနှလုံးယောဂရှိရမယ်ချစ်ရင်မညားရဘူးညားရင်မချစ်ရဘူးအဲ့ဒါတွေတည်ထားရမယ်တီးလို့လားကဲဒါတော့ဆိုအပါလဲလုံချင်းဝတ္ထုညှို့လန့်တည်ပြီးမို့စတာရေးပြီးတော့ရှေ့ဘက်ကျုပ်ပြန်လာမယ်ခုဆိုကကိုနဲ့ထွက်ချသွားလိသူထွက်သွားတော့မှကျွန်ုပ်နဲ့စဉ်းစားကြည့်သည်လုံချင်းဝတ္ထုရေးဖို့အတွက်လိုအပ်ချက်များအဓိကကလောင်နာမည်လှရွေးချယ်ဖို့မိတို့သောကလောင်နာမည်မျိုးကိုရွေးချယ်ရမည်နီဆွဲဆောင်မှုအနုယနောက်ဆုံးကလောင်နာမည်တစ်ခုကိုအပိသက်ရွေးချယ်လိုက်သည်မင်းထက်ရင်မှုကောင်းတယ်ဗျာမှန်တယ်ဗျာပြီးပြီဗျာဗါတဲ့မင်းထက်ရင်မှုအတိတ်ပဲလေးရှိနာမည်လေးလှဆိုတော့အောင်မြင်မှာတေချာတော့ရှိနေပြီဒါနဲ့မင်းသားနဲ့မင်းသမီးကမာနာကြည့်ရနော်မိုးဘော်ကမစင်းပါဘူးကွယ်နာမည်တွေကဘိမန်ထိတ်တန်းနဲ့မိုးဘော်ထိတ်သည်ပြီးပြီအကြီးကိုပြီးပြီကဲကျွန်တော်စာအုပ်ထုတ်ဖို့တော့လှုပ်လိုက်ဦးမယ်ဟုဆိုကကျွန်တော်ရေးသားထားသောမင်းထက်ရင်မှုကလောင်မြီပါစာအုပ်ကိုပတ်၍တုတ်ချင်တင်သွားလေတော့သည်သိမကြပါမင်းထက်ရင်မှုဟသောကလောင်မြီမှာလုံကြီးလောကတွင်ပေါက်ကလောင်တစ်ချောင်းဖြစ်လာတော့၏ကဲအဖကြီးမင်းထက်ရင်မှုကလောင်ကတော့အငှားထဲမှာဆရာဖြစ်နေပြီနှစ်ပတ်တအုံလုံးသာရေးပြီးတော့ဟာနှစ်ပတ်တအုံအဖအဲ့ဒါလောက်ထိတော့လက်မမြန်ပါဘူးကွယ်မလုတ်ပါနဲ့ကျွန်ုပ်ညင်းဆန်စကားကိုစိတ်ယုံကပြုံးလိုက်ပြီးပါလာသောအထုပ်ကိုကျွန်ုပ်ရှိဒုံကနေပစ်ချတာအဲ့ဒါသိလို့ဟောဒီမှာမော်တာဝယ်လာတယ်လက်ကိုမော်တာတက်ပြီးသားရေးပြီးတော့လက်ကိုမော်တာတက်ပြီးတော့ရေးရမယ်ဒီလိုအဖရဲ့လက်ရှိလုံချင်းလောကမှာခေတ်စားနေတာကအငားဆိုင်မှာကိုယ်စာအုပ်များများရှိနေဖို့ပဲအဲ့ဒီလိုရှိနေရင်အဲ့ဒီလိုရှိနေမှငှားဖတ်တဲ့လူတွေကဒီစာရေးစရာစာအုပ်များကြီးထွက်ထားပြီးဘာကောင်းလို့ပါလဲဆိုပြီးကိုယ်စာအုပ်ကိုရောင်းတောင်ပုံတောင်နဲ့ငှားဖတ်ကြတာရောင်းတောင်ပုံတောင်နဲ့ဖတ်တာဘလို့ပဲဖတ်လေကိုယ်စာအုပ်အငှားတွက်နေဖို့ပဲလို့တာကဲပြောနေတာကြားတယ်မင်းထက်ရင်မှုကိုသုံးပတ်တအုပ်ရေးပြီးရင်ကလောင်ခွဲဖို့နာမည်တစ်လုံးသာရှာထားပြီးတော့ကလောင်ခွဲမယ်ခွဲရမယ်ဗျဒါမှလူတွေကဒီစရာကလောင်ခွဲတောင်ထွက်နေပြီဆိုပြီးအထင်ကြီးမှာကဲပြောနေတာကြားတယ်လက်ကိုမော်တာတက်ပြီးရေးပြီးတော့ဟုဆိုကတုတ်ချင်တင်သွားတော့ဤထူဝါစာရွေကျွန်ုပ်မှလဲအာမနေနိုင်တော့မင်းထက်ရင်မှုကလောင်ကိုသုံးပတ်တအုပ်ဒရဇက်ရေးနေရသည့်အပြင်နောက်ထပ်ကလောင်သည့်အတွက်ပါရေးနေရလေတော့သည်မဟုတ်ပါလားသို့တော်သိမကြခင်ကာလအတွင်းမင်းထက်ရင်မှုစတင်သည့်ကလောင်သည့်ရင်မှုထုံဝေထွက်ပြီးဟူသောကြော်ညာကိုအများပြည်သူထင်ထင်ရှားရှားဖြင့်မြင်ရလေတော့သည်ရင်မှုထုံဝေကလောင်ကမစိုးဘူးအဘရေအခုဆိုရင်စာအုပ်တွေအားလုံးကအလုပ်ဖြစ်နေတော့အဘကိုတအုပ်ရှင်ပလင်းပေးမယ်ဘာလဲဟာရှင်ပလင်းဆိုအရက်လားစိန်အောင်မဲပြုံးနေကောင်းထဲမှာဓာကြီးပဲရှိနေပါလားရှင်ပလင်းဆိုတာ8000ကိုပြောတာဟေးတကယ်လားကျွန်တော်ကြီးဝမ်းသာအားရအတန်းဒါကိုစိန်အောင်ကတကယ်ပေါ့ဗျအဖများများရေးနိုင်လေအဖအတွက်အကျိုးရှိလိမ့်မယ်ဒါဆိုငါအတွက်မော်တာလေးတစ်လုံးလောက်ထပ်ဝယ်ခဲ့ပေးစမ်းပါဘာလို့လဲလက်နှစ်ဖက်ဘင်ညာမော်တာတက်ပြီးစက်နဲ့လှည့်ထုံးသလိုလှည့်ထုံးမလို့ကျွန်တော်ရဲ့စကားကိုစိန်ယုံသဘောကျသွားပြီကြိုက်ပဲမော်တာနောက်တစ်လုံးမဟုတ်ဘူးသုံးလုံးဝယ်ပြီးလက်နှစ်ဖက်ခြေနှစ်ဖက်မော်တာတက်ပြီးကာယာကြီးသာမှောက်ရေးပြီးတော့ဗျို့နောက်ပြီးအခုရင်မှုထုံဝင်ကအလုပ်ဖြစ်နေတော့ကလောင်လေးထက်ခွဲပါအောင်ဟုဆိုကထွက်ချသွားလေတော့ဤဒုမဆာ၍ကျွန်ုပ်ခမရလက်နှစ်ဖက်ခြေနှစ်ဖက်မော်တာတက်ထားရ၍ထမင်းကိုပင်ခွေးလိုဟတ်စားနေရသည့်ဘဝကိုရောက်ရလေပြီကြည်လေစာအုပ်တို့ကိုရှင်းသောတစ်ဖက်တစ်ပုတ်ရေးပြီးပါကတရက်တစ်သောမြည်သူမလိုခြင်းရှိရန်ဤထို့ကြောင့်စာအုပ်များကိုအမြန်ပြီးစေရန်ရေးရသည့်အပြင်တွေ့သည်များစာအုပ်ခိုးချကိုရေးပြီးသည်များဇက်ကောင်နာမည်ပြန်မြောင်းဒီတော့မှမင်းသားမာနာကြီးလင်နောက်တော့မှမင်းသမီးမာနာကြီးနောက်တော့မှဖခင်မာနာကြီးလင်နောက်တော့မှရောက်ခမမာနာကြီးစသဖြင့်ပြီးရောသာလုံနေရလေတော့ဤထို့ပြင်ငွေကလည်းလူသည်ထက်ပိုလိုခြင်း၍
ရင်မှုထုံဝေကလောင်ကိုပင်ထပ်ပွားကလောင်ဖြင့်ဆက်လက်တင်ပို့ရလေတော့၏ရင်မှုထုံဝေ၏ကလောင်ကွဲစစ်စစ်ထုံဝေရင်မှုအချစ်စစ်စစ်ဟာတာများထွက်ပြီးထုံဝေရင်မှုကလောင်ဟုတ်တလို့လို့ဖြစ်နေပြီးအဘရေရေးသည်များရွှင်ရွှင်လေးဖြစ်နေတော့လူကပိုကြိုက်ရသဗျာဒါကြောင့်ငါစဉ်းစားပြီးပါပြီကွာထုံဝေရင်မှု၏ကလောင်ကွဲဘာလဲလေအဘစိတ်ယုံမှာစိတ်ဝင်နေသားမေးညင်းနဲ့ရင်မှုကြိုက်ပြီဗျာကျွန်တော်ကြော်ညာလိုက်တော့မယ်ထုံဝေရင်မှုရဲ့ကလောင်ကွဲညင်းနဲ့ရင်မှုဆိုပြီးတကလားထုံတော့ပိုင်ကျွန်တော်မှာအားသည့်ချိန်ကိုမရှိတော့ကြရှိသည့်ကလောင်များကိုမဖြစ်ဖြစ်အောင်လုပ်နေရသည့်အပြင်ကျွန်တော်၏ကလောင်ကွဲညင်းနဲ့ရင်မှုမှာမတော်တဆလူကြိုင်များကြ၍ကလောင်ထက်ခွဲရပြန်ပြီတော့ဤညင်းနဲ့ရင်မှုတီးဖြတ်သည့်ကလောင်တဲ့နေကျော်ရင်မှုထွက်ပြီးတို့ကလို့ဖြင့်ကျွန်တော်၏အိမ်အထက်မော်တာတန်ဒရဇက်နဲ့ခင်မီကွန်ပျူတာဆိုဖာ TV အပေါ်အောက်နဲ့အော်ငေါ့စရာတပန်းကလေးများပင်ရှိနေကြပြီတပည့်ကလေးများမှာကျွန်ုပ်ထံပညာသင်ရင်နိုးတောက်ဆိုရန်လာရောက်သူများဖြစ်သည့်အရောက်သူတို့ရေးသည်များပောက်ကရစာများကိုကျွန်ုပ်ထက်တိတ်သွင်းရင်ခတ်တင်းတင်းနေရလေတော့၏ကျွန်ုပ်နီးတို့ပင်ကျွန်ုပ်၏ထုတ်ဝေသူမောင်စိန်ယုံမှလည်းရခင်ငါထံပြောင်းမြပြောင်းရောင်မြရောင်ပြီးတိန်ကျော်တံမျက်မှန်အကောင်းစားကားနှင့်လူတကာကြားတောက်ကျော်နေလိမ့်ပြီထိုမြမကရလေလိုလေအိုဒစင်မျိုးမို့ကလောင်ကွဲမြောင်များစွာကငွေနဲ့မတိန်တင်နိုင်ပဲကလောင်ကွဲများကိုထပ်မံဖန်ဆင်းရပြန်လေတော့၏နေကျော်ရင်မှုတိဖြတ်စီစဉ်တဲ့သည့်စေကျော်တက်တို့အသေးဆွဲပုံမှန်ရင်မှုခန်းစားချက်အသေးနဲ့ထွက်ပြီးအငားဆိုင်စာအုပ်စင်၌စာအုပ်များလာသည်နှင့်အမျက်ရောင်တော်မောင်တော်နှင့်ကန်ကြီးသောပရိသတ်အမာခံရှိသည့်အရောက်ပုံမှန်ရင်မှုမှာစာအုပ်လောကအလဲတင့်တယ်လာ၍ကလောင်ထခွဲရပြန်လေတော့၏ပုံမှန်ရင်မှု၏ရဲရဲကြီးစင်တင်မှုစာရေးဆရာမလေးစောစောရင်မှုထိုမြမကစောစောရင်မှုကလောင်မအရွယ်မရောက်သေးခင်မှာပင်စောစောရင်မှု၏မောင်ငယ်ဆုံးမော်နီရင်မှုထွက်ပြီးစသဖြင့်ကလောင်ထွက်ခွဲရလေသည်ကြာလာသည်ရှိတော့သူ့ဘာသာသူအပတ်လဲသလိုရှိလာ၏ကိုဘာသာကိုရေး၍နည်းနည်းကောင်းသွားလျင်ပင်မကလောင်ကြီးကိုဘာသာကိုတတ်မှတ်ထားသောဆရာကြီးမင်းထက်ရင်မှု၏စားမတိမ်မရင်ဖြစ်သွားလျင်ထုံဝေရင်မှုနှင့်ရင်မှုထုံဝေအတွက်ရေးနှင့်အလိုတော်တဟွန်းဟွန်းတဝင်းဝင်းခစ်ခစ်စားသည့်အတန်များသွားလျင်ညင်းနဲ့ရင်မှုထို့ထန်နဲ့ရော့လျင်နေကျော်ရင်မှုရေးသည်များတာမန်ဖြစ်သွားလျင်ဘာမှမထူးခြားလျင်ပုံမှန်ရင်မှုကလောင်ကလေးကလားနှင့်အလားပများသွားလျင်စာရေးဆရာမလေးစောစောရင်မှုလုံးသုံးမရပဲချိတ်ဆက်ပင်မမိတော့လင်ကလောင်တစ်ကလေးမော်နင်းရင်မှုရေးတာစသဖြင့်ကိုယ်ဘာသာကိုအတန်းစားခွဲ၍ခက်တီတီနေနေရလေသည်ထိုမြမကဂျိုးကြွလာသောမောင်စိန်အောင်ကုန်းဖြင့်ရောက်လာကအခုခေတ်ကဂမ်မီရာပဲလှည့်နေပြီအဖရဲ့ကျွန်ုပ်တီးပြီးသားဟောဒီမှာရေးပြီးသားတောင်ရှိနေပြီရော့ယူသွားပြီရောကျွန်ုပ်စကားကြားသည်နှင့်စိန်အောင်ထခုံမတက်ဝမ်းသာသွားပြီဟာအဖကမြန်လာကြည်လားမှန်ကလောင်နေမေကစာရူကြီးရင်မှုကြိုက်ပြီဗျာဒါနဲ့လာပြီလေဟောဒီမှာကလောင်ကွဲဂန်ဒူးကြီးရင်မှုပြီးရင်ရှိတဘောဟောဒီမှာကြည့်နှာဘူးကြီးရင်မှုဆက်စလူကြီးရင်မှုချက်ပြုံးကြီးရင်မှုလူဝဆန်းကျဲအတွက်ဆိုရှိပါနာမည်ကြီးကြည့်လိုက်တရိကန်တရုကန်တရိကန်တရာကန်တရိကန်ကျောင်းဝဲဖွယ်ရဝတ္ထုဆိုရင်တော့ဟောဒီမှာရွေးပြီးသားဒုက္ခိတမောင်စိန်ဒုတ္တမောင်စိန်ဒုက္ခမောင်စိန်ဒုတ္တမောင်စိန်စုံပြီဗျာစုံပြီတနိုင်ငံလုံးတယောက်တည်းရေးနေတယ်မှတ်ရတာကဲအဲ့ဒီလောက်တော့အများကြီးဖန်တီးထားမှတော့ကျုပ်ဘက်ကလည်းတာဝန်ကျင်ရမှာပေါ့ကဲဒီကလောင်မောင်1020ကိုနေချင်းညာချင်းကြော်တောင်းအောင်ဖန်တီးဖို့ကကျွန်ုပ်တာဝန်ဗျကဲပွားပြီဗျဟုဆိုကဝမ်းသာအားရထွက်ချသွားလေတော့ဤတိတ်မကြခင်ချိန်တွင်အနေနဲ့ကာလစုထားသောကျွန်ုပ်၏စာပေဗန္ဒာတိုက်တဲ့ဖွဲ့အုံနောက်စွန့်ကြောင့်ထွက်ရှိသမျှကလောင်မျိုးစုံမှာစာဖတ်သူများကြားရေပန်းစာနေတော့ဤလူဝဲစမ်းကျင်နိုင်လဲမူလစာရေးစရာတရိကန်၏စင်တင်မြောက်စားမှုတရိကန်သူတို့ကန်တို့မှာစာပေပညာရှင်များကနှာခေါင်းရှုံတော်ညာဝယ်လူအားများလွန်း၍တိုက်ပေါင်း3တိုက်နှင့်စာချုပ်ပတ်ချုပ်ရသည်ဟူ၏ကျောင်းဝဲဖွဲ့လိုင်းလိုက်ကဒုက္ခိတမောင်စိန်၏နာနာဘဝထိတ်ခေါင်မဲကုဝင်မှာနာမည်နှင့်ပင်ရောင်းမလောက်ဖြစ်ရ၍ဒုက္ခိတမောင်စိန်၏လက်ရင်ကလောင်ခွဲဒုတ္တမောင်စိန်နှင့်ဒုက္ခမောင်စိန်တို့မှာအတန်အသင့်စာပေစင်မြင့်ပေါ်၌တင့်တယ်နေပြီစာပေပညာရှင်များကလောက်လာမရှိ냐စားပေါက်ချောင်းပြီးရောဟူသောကြီးမားသောစာပေခံယူချက်ဖြင့်ခြေတူလက်တူအောင်ရေးသားလာခဲ့ပြီးတကားလားဒီနေ့အခါသမယ၌ကျွန်ုပ်၏ကျေးဇူးရှင်မောင်စိန်အုံးမှာအိမ်တို့ပုတ်ချလာပြန်လေ၏အဘကြီးစာအုပ်တွေကထွက်တိုင်းပေါက်တော့ကိုရှိနေပြီဗျကလောင်လေးထက်ခွဲအောင်ဗျလှုပ်ရှားရအောင်ဟဲ့အခုတော့ငါခွဲထားတဲ့ကလောင်ငါပြန်မမလောက်အောင်များနေပြီဘယ်နဲ့ကြောင့်ကလောင်ထက်ခွဲအောင်မှာတော့ကျွန်ုပ်ဤစကားကိုစိန်ယုံမှာမောမောလေးပြုံးကလောင်များတော့ကို့အတွက်ကာဘာရတာပေါ့အဘရဲ့မူကောင်းလုံးရွာထောင်းအဘရဲ့အိုးဟောဒီမှာဖိတ်စာလေးလဲယူပါအောင်ဟုဆို၍ကျွန်ုပ်လက်ထဲဖိတ်စာတစ်စောင်ထိုးပြီး၍ကျွန်ုပ်လည်းရောင်လန်းနာနဲ့လှမ်းယူကဖိတ်စာဘယ်ဖိတ်စာတော့စာနယ်ဇင်းရှင်းလင်းပွဲလုပ်မှလေဘယ်သူလုပ်မှာတော့ကျွန်တော်လုပ်မှာလေတို့ကလိုကြား၍ကျွန်ုပ်လည်းကြောင်သွားခါမောင်ရင်ကစာနယ်ဇင်းရှင်းလင်းပွဲလုပ်မယ်
ဘာရှင်းမှာတော့ကျွန်ုပ်ရင်မေးကိုငတိကဝင်းသွားပြီးစားဘဲမှလို့တင်ပါကိုခက်ချင်းချင်းရန့်ခါပြီးသိချင်းမနှက်ပြန်ဖိတ်စာပါနေရလာခဲ့ဆိုတော့ကိုယ့်ဘက်နဲ့ငှက်တမ်းမှန်ခတ်တယ်လို့ထွက်ချသွားလျာကျွန်ုပ်မှလည်းကြီးကွက်နဲ့ရောင်နှနာကြံခဲ့ရလေ၏နောက်တစ်နေ့စင်ယုံချင်းရကျွန်ုပ်ရောက်ရှိခြင်းဝင်ခမ်းပါတယ်တော်တော်များများရောက်ရှိနေပြီနောက်တက်လက်သစ်စာနေသိန်းဆရာမများပြားမှုကျွန်ုပ်လည်းစိမ့်တယ်အောင်ဖြစ်နေသည်မို့ဘယ်နာထိုင်ရမှန်းမသိစင်မော်ကြည့်တော့စင်ယုံအသားမရသည်ကြားတဲ့စတစ်ကောလံဖြူကြီးဝက်ခံမျက်မှန်ကြီးပါတက်ထားသည်မို့ကြီးကန်းကိုထုံးထုတ်၍ဘဲဥကတ်ထားသလိုပင်ဖြစ်နေ၏အဘောင်အရင်တန်နဲ့ဘာဒီပြောနေမှန်းမသိကျွန်ုပ်မှထိုင်စရာနေရာမရသေးသည်မို့သူပြောတာစိတ်မဝင်စားအားသည်နောက်မှကြောင်တစ်ခုဝယ်တွေ့သည်မြအလစ်တုံရန်ချောင်းနေတော့ဝါရင်စာနေစင်းစရာလက်မရွရွှေချိန်လုံးတွေ့မှဝမ်းသာသွားရ၏ကျွန်ုပ်ရောက်သွားချိန်ဝင်စပွဲပေါ်မှမုံဖတ်ထုတ်နှစ်ထုတ်ကိုရင်ပတ်နှစ်ဖက်ကြားပဒါစီရတဲ့ဘွယ်ထိုးသွင်းနေချိန်မှုရွှေချိန်လုံးလန့်သွား၏အုံမလီကလူဟဲ့ကောင်လန့်မနေနဲ့ငါမြင်နေတော့ရွှေချိန်လုံးကဖွက်ထားသောမုံဖတ်ထုတ်ပြုတ်မကြစေရန်ရင်ကော့ပြီမြင်တော့ဘာဖြစ်လဲဖင်နဲ့ထည့်ထားတာနှစ်ထုတ်ရှိသေးတယ်ရိုက်တောင်မစိတ်ရသည်ပေါ်ပြီနောက်သူကကျွန်ုပ်ကစင်းကြီးကြည့်ပြီဘယ်နဲ့လဲဘာလုပ်နေလဲကြားရတဲ့သတင်းတွေကတော့ရှဲတို့တွေရေးပြီးအဆင်ပြေနေတယ်ဆိုသူ့စကားကြောင့်ကျွန်ုပ်လည်းအယံကိုဟူသောအတွေးဖြင့်ဒေါသထွက်သွားကရင်ဘက်ကိုတပုံပုံပုတ်၍ဘယ်နဲ့ရှဲရေးရမှာလဲကွအမှန်ကန်ရေးစားနေတာဒါနဲ့နေပုံစင်ပေါ်မှာဟိုကောင်ဘာတွေပြောနေရလဲရွှေချိန်လုံးကလည်းကျွန်ုပ်ကဒီဘူးကြီးဥကြောင်ကြောင်နဲ့ဟူအတိတ်ပဲရသောအကြည့်နဲ့ပြန်ကြည့်ကအဘကလည်းခိနောက်ကြပြန်ပြီဟေးဘာဖြစ်လို့တော့အခုတလောလုံးချင်းလောကမှာနာမည်ကြီးနေတဲ့မင်းထက်ရင်မှုဆိုတာသူ့ပေါ့ဟေးဘလို့အနီးတငယ်စကားကြောင့်ကျွန်တော်မျက်လုံးပြူသွားရသည်အဘကဘဲကြောင်ကတ်နေလို့ဒါလေးတောင်မသိရတာတော့အခုလုံးချင်းလောကရဲ့ရှက်ရှက်တောက်စာရေးစရာမင်းထက်ရင်မှုတို့ရင်မှုထုံဝေးစောစောရင်မှုတို့ရဲ့ဖခင်အပြင်တတိကံတရကံသူရုကံတို့ရဲ့ပထွေးဒုခိတမောင်စိန်ဒွတ်တာမောင်စိန်ဒုက္ခမောင်စိန်တို့ရဲ့အမေလင်းမင်းထက်ရင်မှုဆိုတာသူ့ပဲမယုံရင်ကြည့်ထားကျုပ်နဲ့မောင်နှမ်းမိုးတောင်ပွဲပြီးရင်စာပေအင်တာဗျူးလုပ်ဖို့အရက်ဆိုင်ချိန်ထားတာဒါကြောင့်ဆိုင်မာမြည်ဖို့မဟုတ်ဘတ်ထုတ်အလစ်တုံနေတာဂိုင်းရှင်းမလားတအနီရွှေချိန်လုံးစကားကြောင့်ကျွန်တော်ဘာပြန်ပြောလို့ပြောရမယ်မသိတော့ရေးတာကကျွန်တော်နာမည်ခံတော့သူ့အမီကဘာကြီးပါခြားလဲနေလေတော့ဝေဝဲမရနိုင်တော့ထိုအချိန်မှာပဲကျွန်တော်ကြားရတော့စိန်အုံအတန်ပြပြတတကြီးကအားလုံးကကျွန်တော်ကိုရှဲတို့အပ်ပြီးစောက်ထုတ်တယ်လို့ပြောကြပါတယ်မတိနားမလဲလို့ပြောတဲ့အတွက်ကျွန်တော်တနာကျင်နာစွာနဲ့ပဲပြန်ကြည့်ခဲ့ပါတယ်အမှန်တော့မင်းထက်ရင်မှုဆိုတဲ့ကလောင်ဟာကျွန်တော်ရင်ဘတ်ထဲကအန်ကြလာတဲ့ကျွန်တော်ရဲ့ရင်နှွေးဖြစ်ကြပြားတစ်ပုတ်ပါကျွန်တော်ကိုယ်တိုင်နှလုံးသားနဲ့ရင်းပြီးဖန်ဆင်းခဲ့တာပါထို့အတန်ကြတော့ကျွန်တော်လည်းတီးမခံနိုင်တော့ဟေးကောင်အဲ့ဒါငါရေးတာကွကျွန်တော်ကြီးကျင်လောင်တော့အော်တန်ကြတော့စာနေသိဆရာမများကြီးအာယုံကျွန်တော်စီတော့စုပြုံလာကြီးစိန်ယုံမှာမျက်နှာပင်ပြန်မသွားပဲထီမထင်ဟန်နဲ့ပြုံးကအဲ့ဒီလိုမျိုးကျွန်တော်ရဲ့အောင်မြင်မှုကိုမနာလို့ပြောင်ကြတိုက်ခိုက်နေသူလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်ဟာသဘောထားကြီးသူပြီးခွန့်လွတ်ခဲ့ပါတယ်ဟေးကောင်မင်းဘာမှအားချောင်းမနေနဲ့မင်းထက်ရင်မှုရောဒုက္ခိတမောင်ဆိုင်ရောတတိကံရောကလောင်ခွဲမြောင်များစွာငါရေးကြတာကွဒါဆိုအဲ့ဒီကလောင်နေဘသူနာမည်နဲ့မှတ်ပုံတင်ထားလဲတွားကြည့်လိုက်လေသူဤတလုံးနေသောစကားကြောင့်ကျွန်ုပ်ဘာမှပြန်ပြောလို့ပြောရမှမသိတော့ကိုလက်တော်အောင်ရေးခဲ့သမျှကိုမပိုင်သည့်ဘဝရောက်ရပြီထိုစဉ်မှာပင်စိန်အုံးဤပြည်သားကြီးများသောအတန်ကကဲဆရာရွှေချိန်လုံးတို့ဆရာမောင်နှမ်းမိုးတို့ဒီဖူးကြီးအရက်ကြောင်ကြောင်လာပြန်ပြီထင်တယ်သူ့ကို44လမ်းခေါ်သွားပြီးဘီးတစ်ပိုင်းတိုက်ထားလိုက်ပါအောင်ကျွန်တော်လာရင်ရှင်းမယ်ထို့အတန်နဲ့ကြားရောအရက်သာပါမီဆိုပါကဟိုစာနေစင်းဆရာမမဲတူကိုပင်ဤသားစကားပြောရင်ဝင်မလေးတော့အနီငတိနှစ်ကောင်မှကျွန်ုပ်ကိုဂုံးမပင်စွဲမ၍ကဲလာပါပါရဲ့အဖြစ်ရှိတာလည်းမဟုတ်ဘဲနဲ့ပွဲမဖြစ်ပါနဲ့ဟုတ်သားဗျာလူကသေးငန်နီးပြီအခုဒီအမြင်မဲမရသေးဘူးဟူသောစကားသံများနဲ့အတူကျွန်ုပ်ဤဟေ့ကောင်အဲ့ဒီကလုံးนี่ငါရေးတာစောစောရင်မှုဆိုတာငါမောင်းနေရင်မှုဆိုတာငါဟူသောအတန်များပြန့်လွန်စေထို့နောက်မိတ်ဆွေတို့ဗျာတွေ့မိပါသလားတောင်တကုံနယ်တရုတ်၌အမှုလွန်နေသောအဖိုးကြီးတစ်ယောက်ဘွားအိမ်များကိုခုံကြောကမင်းထက်ရင်မှုဆိုတာငါစောစောရင်မှုဆိုတာငါမောင်းနေရင်မှုဆိုတာငါဟူသောစကားများကိုရေရွေရင်မော်တာလေးလက်နှင့်ဒရဇတ်မှွေရန်နေလေတော့ဤသူဆိုလိုသည့်အဓိပ္ပာယ်ကိုတော့မြည်သူမှမသိသို့သောလူများကသူ့ကိုမြင်နိုင်တေကန်ဤထိရင်မှုနေတော့မလားဟုတိုက်ဆိုင်မှုရှိကနာတတ်ပါစေခုံကျွန်တော်ဗျာဒီအကြောင်းတွေကိုရှောက်ပြောဖို့ဘယ်တော့မှမစဉ်းစားမိခဲ့ဘူးဖြစ်ခဲ့တာလဲကြားပြီဆိုတော့ကိုဘာသာကိုတောင်မေ့တိဒီနေ့ကမှညီကိုမောင်နှမတွေစုံတော့ဒီအကြောင်းပြန်ပြောမှပြန်ပေါ်လာတော့တယ်မဟုတ်သေးဘူးဗျာအဲ့ဒီတုန်းကအကြောင်းပြန်ပြောရရင်တိတ်တော့ကောင်းမယ်မထင်ဘူးကိုမှရှက်လွန်းလို့ဘသူကိုမှမပြောခဲ့ဘူးအခုမှလူစုံလို့ရှင်းပြတာ
ပြောရမှာတော့ရှက်တယ်အခုဒီစာရေးတာတောင်ရှက်လွန်းလို့လုံကြီးခြုံရေးတာမျက်နှာပူလွန်းလို့ဖုံးထားတာလေကြံတာပါဖြစ်အေးရောကျွန်တော်ဗျာငယ်စဉ်ကလေးကပဲဆိုပါတော့ဘော်လီဘောကိုကစားခဲ့တာ9နှစ်ရွယ်မှာလူကြီးတွေနဲ့ဒန်းတို့ကစားခဲ့ပြီး73နှစ်ရွယ်မှာကျွန်တော်မြို့နယ်လက်ရွေးစဉ်ဖြစ်ပြီးဌာနဆိုင်ရာတစ်ခုမှာယာယီခန့်နဲ့လစာရနေပြီအဲ့ဒီရွယ်မှာတင်ကျွန်တော်ဘော်လီဘောကိုတိုင်းနယ်ပြည်နယ်ပတ်ပြီးလိုက်ကစားနေပြီInternational ပြိုင်ပွဲကိုရန်ကုန်မန္တလေးနှစ်စဉ်တက်ကစားခဲ့ရတယ်လို့ပြိုင်ပွဲနားတဲ့အချိန်တွေဆိုမြို့ပတ်ပြီးစီးပွားရေးကစားခဲ့တယ်စီးပွားရေးကစားတယ်ဆိုတာဒီလိုပါသူကတယောက်ချင်းကနေစပြီး4-5ယောက်ချင်းကိုကစားကြတယ်လက်မမြရင်တယောက်3ယောက်တို့3ယောက်4ယောက်တို့စသဖြင့်သဘောတူညီမှုရှိရင်ရှိတယ်လို့ကစားခွင့်ရှိတယ်နောက်ပြီးသူက International ကစားတယ်လို့စီကန်းချက်မများဘူး International ကစားတဲ့အခါမှာဘောလုံးကို2ချက်မထိရဘူးဘောလုံးကို2ဆင့်မကန်ရဘူးပိုက်ပေါ်မှာဆွဲပြလို့မရဘူးလက်ဖွားနဲ့ပင့်မတင်ရဘူးစသဖြင့်စီကန်းချက်တွေအများကြီးရှိတယ်ဥပမာနောက်တန်းရောက်နေတဲ့သူက10ပေစည်းထဲဝင်ပြီးတော့တစ်ဖက်ကွန်းထဲကိုခုံပြီးရိုက်လို့မရဘူးစာပီးဘောကိုလေထဲမှာမြှောက်ပြီးမှပေးရမယ်လက်ဖျားတောက်လို့2ချက်ထိသွားတာနဲ့ဖောင်းကိုလက်ကပိုက်ပေါ်ကြောလို့မရဘူးစသဖြင့်ပေါ့စီးပွားရေးကတော့အဲ့လိုမဟုတ်ဘူးလွတ်လပ်တယ်လေပေါ်မှာဆိုဘောလုံးအိမ်ပြန်ယူသွားလို့ရတယ်ဘောလုံးကိုပိုက်မဖမ်းထားရင်ရပြီသဘောတူညီချက်ရရင်လက်နှစ်ဖက်နဲ့ပါပတ်ယူလို့ရတယ်ဒါပေမဲ့စီးပွားရေးကို International ကစားခြင်းလည်းရတယ်အဲ့ဒီလိုနေမှာတိတ်မထူးညွန်ပေမဲ့စီးပွားရေးကစားရမှာတော့နာမည်ကြီးတယ်မွန်ပြည်နယ်ကရင်ပြည်နယ်ကျွန်တော်တို့မကစားဘူးတဲ့သူမရှိဘူး။နေရာဒီចောင်းပိတ်ပြီးဆိုမှဖြင့်အိမ်မပြန်တန်းကိုခီးထွက်ပြီးဘော်လီဘောလှည့်ဘက်ကစားခဲ့တာ။ဘယ်လောက်ထိလဲဆိုကရင်ပြည်နယ်ဘားရံမျိုးမှာဆိုညမောင်တဲ့ထိကျွန်တော်တို့ကိုကိုနေကပေးမထွက်ဘူး။ထွက်ရင်ရိုက်မယ်ဆိုပြီးဝိုင်းထားကြတာ။ဟုတ်တယ်ကိုကအချင်းသွားဖမ်းပြီးကစားတာကိုမနေ့မိုးလင်းကလေးကဘော်လီဘောကွန်းပေးမှာကျွန်တော်တို့4ယောက်ကစားတာက3ယောက်ထဲပါ1ယောက်ကအလောင်းကစားလောက်ရတာ။ကလေးလိုခွေးလိုနဲ့ကွင်းပေးရောင်ပေးသွားထိုင်ပြီးအញ្ញံဆုံးအဖွဲ့ကိုကျွန်တော်တို့ကစားပါရစေဆိုပြီးမျက်ပေတုံးလေးတွေနဲ့တွားပြောတယ်ဟိုကလည်းကျွန်တော်တို့ကိုကြည့်ပြီးကလေးတွေပဲအချင်းဖမ်းပြီးမုံပိုးလေးတွေချူယူအောင်မှာပဲဆိုပြီးကစားတာစဉ်းစားကြည့်လေသူတို့ကသာကိုရီကိုကလေးထင်နေတာကိုရီကအဲ့ဒီအရွယ်ကလေးကဌာနဆိုင်ရာရဲ့လာစားတော်စားနေပြီနေလဲကစားနေပြီလေတကယ်ကစားတော့လက်ကအရန်ကွာနေတယ်ဒီအစ်နဲ့ဒီအစ်ဆလီမကြော်လို့ရတယ်ဒါနဲ့ပဲကိုရီလည်းကလေးရန်ဆောင်ပြီးမကစားတတ်တယ်လို့လှုပ်ပြီးသူတို့ကိုအမတ်ကျိုးတွေပေးပြီးပွဲပြီးကနေမှကတ်ကြောပြီးအနိုင်ယူလိုက်တယ်စဉ်းစားကြည့်လေကျွန်တော်တို့ကဘော်လီဘောကစားဖို့နေထွက်ပြီဆိုကိုပိုင်ဘောလုံးနဲ့ကိုပိုင်ပိုက်နေထွက်တဲ့ကလေးတွေကစားခြင်းတဲ့သူရှိရင်ရောက်လေရချက်ချင်းကွင်းထောင်ပြီးကစားခဲ့ကြတာဒီဘာမှမကစားတတ်တဲ့လူကြီးတွေနဲ့တွေ့တော့အချင်းပေါ့ဒီလိုနဲ့တပွဲပြီးသွားတော့ဟိုလူကြီးတွေကဘယ်ဂျီနဲ့မလဲနောက်တပွဲပေါ့ချလေရတယ်ဘာမှမဖြစ်ဘူးအဲ့ဒီလိုပဲကျွန်တော်တို့နိုင်ရရောဒါနဲ့ပဲလူကြီးတွေကလည်းကလေးတွေကိုရှုံးရကောင်းလားဆိုပြီးတင်းလာတယ်သူတို့ဘက်ကနည်းနည်းကောင်းတဲ့လူတယောက်လဲမယ်တဲ့အမေရိကန်လဲရင်လဲဒီလက်ရင်မျိုးနဲ့ဆလီမက်ကြောလို့ရတယ်ဒါပေမဲ့သိတယ်မဟုတ်လားကျွန်တော်တို့ဘက်ကလောင်းမို့ခေါ်ထားတဲ့ကောင်ကတိတ်လေတယ်လူကသာကလေးကျွန်တော်တို့နဲ့လိုက်ပြီးနေဘက်လောင်းလာတာဆိုတော့အလောင်းစားသိတ်ကျွမ်းကျင်တယ်အကိုကြီးနဲ့ဆိုမရဘူးလေလက်မှမမြတာနှစ်ဆတော့ကြောပေးဟိုကလည်းအဟုတ်မဲ့လို့ကြောပေးတယ်ကစားပွဲကအစကနေကနှစ်လေးတလေးဖြစ်နေတဲ့အပြင်ကျွန်တော်တို့ကအစာပိုင်းမှာဖြတ်ကစားပေးနေတော့လောင်းကြီးကလေးစားတစားလိုဘာလို့ဖြစ်သွားတယ်ဟိုကောင်ကလည်းရသမျှအကုန်ဆွဲပြီးကစားတော့တာဆိုတာနဲ့ကျွန်တော်တို့နိုင်မြန်ပြီဒီလိုနဲ့တယောက်ပြီးတယောက်လေးတပွဲပြီးတပွဲကစားလာတာထမင်းစားချိန်ခဏပဲနားတယ်ပြီးတော့ပြန်ကစားတာပဲလူကလည်းငယ်သေးတော့ဘာမှမဖြစ်ဘူးရတနာတိုက်ကြီးကလည်းတွေ့နေတော့ဘယ်လက်လွတ်ချင်းမှလေရသလောက်တော့တိမ်ကြုံယူမယ်ဆိုပြီးချတာဟိုဘက်ကလည်းတယောက်ပြီးတယောက်သာပြောင်းသွားတာဒီကလေးတွေကိုတပွဲမှမနိုင်သေးဘူးဆိုပြီးမှုန်းထူနေပြီဒါကြောင့်ထမင်းစားပြီးတာနဲ့စက်ကစားမယ်ဆိုပြီးထမင်းဆိုင်မှာပါလာဆောင်ပြီးကစားတာဗျာကျွန်တော်တို့ကလည်းပြောတာပေါ့ဒီလိုနဲ့ကစားလာလိုက်တာညနေပါစောင်းသွားတယ်မြို့ပေါ်မှာရှိတဲ့ကစားသမားတွေလည်းကုံတလောက်ရှိပြီလောင်းကြီးထက်တဲ့လူတွေကလက်စွပ်တွေချွတ်ကုန်ပြီကျွန်တော်တို့ဘက်ကလောင်းတဲ့ကောင်ကပတ်စံကိုပါလုံကြီးနဲ့ထုတ်ယူရတယ်နောက်ဆုံးတော့သူတို့မြို့မှာအကောင်ဆုံးပြည်နယ်နဲ့တိုင်းလက်ရွေးစဉ်မြန်မာလက်ရွေးစဉ်ပနာမပါထားတဲ့ဘော်လီဘောသမားတွေတွားခေါ်ချလာတယ်အဲ့ဒီလူတွေကျွန်တော်တို့ကိုမြင်မှာကြည်ပြူတို့ပဲမင်းတို့ဒီမှာအချင်းလာဖမ်းနေတယ်ဟုတ်လားဆိုပြီးသူတို့နဲ့တဲပြီးတယ်သူတို့နဲ့ကြတော့ဌာနဆိုင်ရာပွဲတွေမှာတွေ့နေတော့သိတာပေါ့အဲ့ဒီလူတွေကြတော့ကျွန်တော်တို့ကမနိုင်တော့ဘူးစဉ်းစားကြည့်လေတနေ့လုံးလဲမနာတန်းကစားပြီးပြီနောက်ဆုံးအဆင့်ကစားမှာလဲလက်ရွေးစဉ်ပနာမအဆင့်နေဘလို့လို့နိုင်တော့မှာလဲမကစားတော့ဘူးဆိုလည်းမရဘူးပရိသတ်ကလည်းအတင်းနေပြီကိုမင်းတို့ဒီလောက်ကောင်းနေလက်ရွေးစဉ်နေနဲ့ကစားဆိုပြီးလွတ်ပေးတာမတတ်တာတဲ့ဆုံးကျွန်တော်တို့တပွဲကစားပေးရတယ်အဲ့ဒီတော့9000ကြီးစဉ်းစားကြည့်9000ဆိုတဲ့ငွေကနဲလားကစားလိုက်တာနဲ့တိတယ်ဟိုလူက International သမားစီးပွားရေးကြတော့မသိဘူးဘောလုံးထောင်တာနဲ့ရိုက်မယ်ဆိုတာကြည့်ပဲကျွန်တော်တို့ကစီးပွားရေးသမားစစ်တွေ
အကွက်ကလေးပြစ်လိုက်ဆွဲချလိုက်နေဆိုတော့ကြည့်ရတာသူတို့လောက်မပြင်းထန်ဘူးအမှတ်ကြတော့တူတူရနေတာပဲကြည့်လိုက်ရင်တော့ဟိုလူကရိုက်ချလိုက်ရင်ဘောလုံးမှာပျောက်တယ်တကယ်လေးပျောက်တယ်ကိုယ့်ဘက်ကပြန်လုံးရရင်ကမြောက်ကချောင်းနဲ့သူတို့ပဲပြန်ကြနေတာကိုဒီလိုနဲ့ကစားရင်၄-၅မှတ်ကြတော့ကျွန်တော်တို့ဘက်ဒိုင်ခံလောင်းနေတဲ့ကောင်ကကျွန်တော်တို့နာကတ်ပြီးတော့ဟေးအောင်လေ10မှတ်ထိပဲကစားပြီးရင်အရှုံးပေးလိုက်ဆိုပြီးလာကတ်ပြောတယ်ဟုတ်လေဟုတ်တယ်ဒီပွဲမှာလည်းဆက်နိုင်ယူလို့မဖြစ်တော့ဆက်နိုင်ယူရင်ကျွန်တော်တို့ကိုပေးပြန်ကြတော့မှာမဟုတ်ဘူးနောက်10မှတ်ထိပဲကစားတော့ဆိုတော့ဒီကောင်ကအပြင်မှာကျွန်တော်တို့အဖွဲ့ကို10မှတ်ကိန်းနဲ့လောင်းထားပြီးပြီကိုကျွန်တော်တို့10မှတ်ရရင်အပြင်ကြီးနိုင်ပြီလေဒီလိုနဲ့ကစားလိုက်တာဟိုဘက်ကနိုင်သွားတယ်ဒါပေမဲ့အပြင်လောင်းကြီးကြတော့ကျွန်တော်တို့1000လောက်ထက်မြက်တယ်ကျွန်တော်တို့က10မှတ်ရသွားတာကိုပွဲပြီးလို့ပြန်မယ်လို့မှာဟာဒီကောင်တွေတက်လူလေကြတာလောင်းကြီးကိုနည်းနည်းပဲထည့်ပြီးအပြင်ပေါက်ကြီးကိုအများကြီးတိမ့်ကြုံယူသွားတာပြေးပြန်နဲ့ဟေးကောင်ဒီကောင်တွေကိုလောင်းကြီးတိုးပြီးကစားခိုင်းစသဖြင့်ဖြစ်ကုန်ကြရောအဲ့ဒီတော့မှလူတွေလဲကျွန်တော်တို့လုတ်ပေါက်ကိုရင်းပြီးတော့တယ်ဟုတ်တယ်လေပွဲကကိုရှုံးပြီမဲ့လောင်းကြီးကနိုင်တာကိုအဲ့ဒါနဲ့ပဲအတင်းဆက်ပြီးကစားခိုင်းတာကျွန်တော်တို့ကလည်းပတ်စံရပြီမဲ့မပြောတော့စဉ်းစားကြည့်လေတဏီကောင်နဲ့ကစားထားရတဲ့အပြင်ရေလည်းမချိုးရအနားလည်းမယူရဆိုတော့ဘလို့မှဆက်ကစားခြင်းစိတ်မရှိတော့ဘူးမြို့ကန်လူတွေကလည်းသူတို့ပတ်စံပြန်လိုချင်တာနဲ့စားရင်ကျွန်တော်တို့ပိုးစုပတ်စံရှုံးတာကိုမြင်ရတယ်ဒါနဲ့ပဲမှောင်နေပြီဆိုတာကိုတော့ကိုမေးမိတိုင်နေထွန်းလမ်းနေပိတ်လောက်ကြတယ်အဲ့ဒီအချိန်မှာပဲကန်ကောင်းကျင်တော့ဟေးဘာဖြစ်နေကြတာလဲကွလမ်းနေဘာလို့ပိတ်တာလဲဆိုတဲ့အော်တန်နဲ့အတူရင်းနှီးရဲတွေရောက်လာတယ်အဲ့ဒီတော့မှကျွန်တော်တို့ကလည်းကလေးဟန်ဆောင်ပြီးလုံးကြဘူးဥယေဒီလူတွေကတသားတို့ကိုပိတ်မပြန်လို့ဘာညာနဲ့ပချွဲနဲ့ချွဲလုံးတော့မှရင်းနှီးရဲကြီးတွေကလည်းကျွန်တော်တို့ကိုကြည့်တော့ကလေးလေးတွေဖြစ်နေလို့ထင်တယ်တနာပြီးတော့မင်းတို့ကလေးတွေကိုအဲ့ဒီလူတော့အနိုင်မကျင့်ကြနဲ့ကွာကဲသားတို့လာလာဆိုပြီးမြင်းလဲတစည်းပေါ်တွန့်တင်ပြီးသူတို့ကိုယ်တိုင်စောင့်ကြက်ပြီးတဲတဲ့အိမ်စီပြန်ခေါ်ပေးခဲ့ရတယ်နောက်ဒီနေ့မနေ့အစောဆုံးတင်မောနဲ့မှာဘလူးကျွန်းကိုခိုးကြောင်ခိုးဝက်နဲ့ပြန်ခဲ့ရတယ်ဆိုလိုချင်တာကဗျာငယ်ကလေးကဘော်လီဘောကိုမြမလက်ရွေးစဉ်ဖြစ်ချင်ခဲ့တယ်အဲ့ဒီတက်ပညာနဲ့အတန်မွေးဝမ်းကြောင်းပြုတ်ဖို့အထီကိုလေ့ကျင့်ခဲ့တယ်အိမ်ရှိမှလေးပင်နဲ့တဲ့ကျင်းတစ်ခုတူးပြီးနေ့စဉ်အခါနေရခုံတက်ခုံဆင်းလုပ်ခဲ့တယ်ဒူးနဲ့ရင်မက်ထီအောင်တနေ့အချိန်နေရပုံမှန်ခုံခဲ့တယ်မြေမှုတောင်ဖျားလေကားတွေကိုမနေ့တခါညနေတခါပြေးတက်ခဲ့တယ်မိုးလုံးလေးလုံးခမ်းမထဲမှာရှိတဲ့ဆယ်ဘီအမြင့်ဘတ်စကတ်ဘောကွင်းကိုနေ့စဉ်ခုံတွေ့ခဲ့တယ်ရှစ်ဘီမြင့်ရှိတဲ့ဗော်လီဘောပိုက်ကိုခေါင်းထွက်နိုင်အောင်ခုံခဲ့တယ်အဓိကကျွန်တော်တို့ကျင်းရတာကလေးပေါ်မှာခန္ဓာကိုယ်ကိုတန့်နိုင်အောင်လုပ်ခဲ့တယ်ဗော်လီဘောသမားရဲ့အဓိကအားကခါးမှာရှိတယ်ခုံတက်လိုက်ပြီဆိုလေးပေါ်မှာခါးနေပဲအဓိကကစားရတယ်လေးပေါ်ရောက်မှခါးကိုကော့ပြီးခြေထောက်ကိုပြန်ဆန့်ပြီးရက်နေရတယ်လေးပေါ်မှာမှခန္ဓာကိုယ်ကိုရက်တန့်လို့မရရင်ဗော်လီဘောသမားကောင်းဖြစ်ဘူးအတူတူခုံတာပဲဒါပေမဲ့တစ်ဖက်သူကကြာသွားလိမ့်မယ်ကိုကလေးပေါ်မှာတစ်ဖက်လူကကိုခုံတာစောလို့လိုက်ခုံလိမ့်မယ်ဒါပေမဲ့သူကကြာသွားပြီကိုကမကြာသေးဘူးအဲ့ဒီတော့မှဘောလုံးကိုလှုပ်ချင်တယ်လို့လှုပ်မယ်အဲ့ဒီလိုကန်ညီမကအဲ့ဒီဘက်မှာမကောင်းဘူးဗျာအဲ့ဒီနောက်အိမ်ကထွက်ပြေးဟိုရောက်ဒီရောက်နဲ့နောက်ဆုံးရန်ကုန်ရောက်လာတယ်ရန်ကုန်ရောက်တော့ဗော်လီဘောနဲ့ပြန်ကစားဖြစ်တယ်ရန်ကုန်ကနာမည်ကြီးတချို့ကျွန်တော်ကိုလာကစားကြတယ်အဲ့ဒီနောက်ကမှကျွန်တော်ကိုမိုးကစောက်လို့ရည်တစ်ခုမှအလုပ်လုပ်နေတော့ကျွန်တော်ကိုသူ့စီလာပြန်လုပ်ဖို့ခေါ်တာနဲ့ကျွန်တော်သူနဲ့သွားပြန်လုပ်ဖြစ်တယ်လှောက်ဦးကွဲဝတ္ထုဖတ်ဖို့ရင်တော့သိမှာပေါ့ကျွန်တော်တရားဆောက်တဲ့နေရာရောက်သွားတာအမှန်တကယ်ကကျွန်တော်တို့အတရန်တရားဆောက်ခဲ့ဘူးတာအဲ့ဒီမှာကျွန်တော်ကစည်ရည်ကြောက်တွေတဲတွေတရားတစ်စင်းလုံးအတွက်လက်ခံပေးရတာအင်ဂျင်နီယာတွေနောက်လိုက်ပြီးတီယိုဒိုလိုက်တို့ level တို့လိုက်ချိန်ပေးရတယ်ပြီးရင်အလုပ်သမားတွေကအားလုံးပေါင်း40ကျော်လောက်ရှိတာကြောက်တဲ့ဘီလက်မြေကိုစက်ထဲထည့်ပြီးဖြောရတယ်လေအဲ့ဒီနေရာမှာလည်းအချိုးကမှားလို့ဖြစ်ဘူးဘလောက်ထိအချိုးကိုစိတ်ထဲဆွဲနေတယ်လဲဆိုရင်ကိုကြိုက်တဲ့ကောင်မလေးကိုတဲလီလို့ခေါ်ရင်တော့တဲလီကြောက်ရှစ်ဘီလက်မြေနှစ်ဆိုပြီးပေါ်နေတော့တာတဲလီစားကြောက်ရှစ်စားဘီလက်မြေနှစ်ဆလေအဲ့ဒါဆန်ချိုးပဲထောက်အဲ့ဒီတော့ကဗျာပြောဖို့မပြောချင်ဘူးတရားကိုတက်တဲ့လမ်းကွန်ကရစ်လောင်းနေတာအလုပ်လုပ်ကောင်းနေတဲ့အချိန်ကျမှဘီလက်မြေဖြောဆက်ကြီးထိုးရသွားတာအလုပ်ကဘာမှဆက်လုပ်လို့မရတော့ဘူးအလုပ်သမား40လောက်ကလည်းအလုပ်မရှိတော့ကွန်ကရစ်လောင်းရင်အပြင်မထွက်အောင်ကာထားတဲ့တက်သားပေါင်1000လောက်ပေါ်မှာဝိုင်းထိုင်နေကြတာကြောက်သေးရွဲရတာဆိုတော့မိန်းမတွေကြည့်ပဲယောက်ျားဆိုလို့တူတူတန်ကျွန်တော်နဲ့နောက်ကွန်ကရစ်ဖြတ်တဲ့2ယောက်လားပဲရှိတယ်အလုပ်သမားကောင်မလေးတွေထဲမှာလည်းကျွန်တော်မိုးတိမ်ပုံမြင်ဝတ္ထုထဲမှာထည့်ရည်တဲ့စန္နာဥဆိုတဲ့ကောင်မလေးလည်းပါတယ်အဲ့ဒီကောင်မလေးကစိတ်ရမ်းဆက်တယ်ဒေါသလည်းကြီးတယ်ဒါပေမဲ့မေ့လွယ်ပြောက်လွယ်သိတယ်မဟုတ်လားဒါပေမဲ့သူဒေါသထွက်ပြီဆိုဘာမှသတိမရတော့တွေ့ကြရနီးစက်ရနဲ့ကိုကောက်ချတော့တာအဲ့ဒါကြောင့်သူ့ကိုကဲလုံးတစ်လုံးနဲ့ချပြီးရင်လွတ်အောင်သာပြေးပြီးတော့ပဲသူ့ဇက်ဘိုးတစ်ချက်လောက်အုပ်ပြီးရင်နောက်လည်းကြည့်မနေနဲ့တော့မလွတ်လို့ကတော့နာဘူးသာပြင်ကျွန်တော်တို့ဆိုပြေးနေရင်သူ့ကိုပဲသွားစတယ်သူလိုက်ရင်ပြေးတယ်ပြီးရင်သူ့နားကိုပြန်ကတ်တယ်ပြန်စတယ်ပြန်ပြေးတယ်အဲ့ဒီလိုပဲလုပ်နေကြ
အဲ့ဒီနေ့မှလည်းပြင်းပြင်းရှိရတယ်သူ့ကိုသွားဆနေတယ်ဟဲ့စန္ဒာဦးဘိုက်ဘူးမဘာဘိုက်ဘူးမလဲနင်းဘိုက်ဘူးလို့ခေါ်တာဗောကြည့်ပါဦးကောင်းကလေးကြီးခြေချင်းဝက်ကသိနေစီကတော်ကြီးထောင်ထားတဲ့အတိုင်းပဲနင်းရုပ်ကကတော်ရုပ်မဟုတ်ဘူးကတော်ရုပ်သူကျွန်တော်စကားကိုစိတ်ဆိုးပြီးရှေ့ရကဲနဲ့လှမ်းပစ်တယ်သူကဲကခြေသလုံးကိုကတောင်ကနေလာမယ်နဲ့အာလာလုံကြီးကိုလှမ်းကြည့်တော့ညိုသူကြီးကတွေးတောင်ဆိုးသွားတယ်ကိုကလေရုပ်ရည်ခံလိုက်ရတာကြောင့်ဒေါသကထွက်သွားပြီကောင်မနေနေကလောက်တာပေါ့ဟုတ်လားအေးငါလာပြီဆိုပြီးသူ့စီရှောက်သွားတာသူမလုံနိုင်အောင်သူ့လေကုန်းကိုလက်နှစ်ဖက်နဲ့ဖိညစ်လိုက်တယ်ပြီးတော့ပါဇက်ကလည်းနေငါ့ကိုကြောက်ပြီလားပြောစမ်းကြောက်ပြီလားဆိုပြီးတော့မေးတယ်ငတိမကခေါင်းတော်မပေါ်နိုင်သေးပဲမကြောက်ဘူးဆိုပြီးပြန်អော်တယ်ဘေးနာကကြည့်နေတဲ့လုံသမားမိန်းကလေးတွေကလည်းကျွန်တော်တို့နေရာအဖြစ်ကိုကြည့်ပြီးရည်ရတယ်ဟုတ်တယ်လေပုံစံကကိုယ့်ယူကာယာကြီးဖြစ်နေတဲ့ဟာကိုကျွန်တော်ကလည်းသူ့ကိုညှစ်ထားရကမလို့ပဲစန္ဒာဦးကြောက်ပြီလားပြောလားမပြောရင်ငါမလို့ဘူးဆိုတာကိုငတိမကမကြောက်ဘူးအေးကိုကြီးငါလွတ်ရင်တော့နင်းသေးပြီးမှတ်တော့ဆိုပြီးអော်တယ်ကျွန်တော်ကလည်းသူ့အကြောင်းကိုသိတော့မလွတ်ရဲဘူးလှုပ်လိုက်တာနဲ့လွတ်အောင်ပြေးရမှာလေနောက်မဟုတ်ရင်စန္ဒာဦးလက်နဲ့ကလွတ်ရင်မှမဟုတ်ဘူးဒါကြောင့်ပြေးပေါက်ကိုချောင်းရင်မှကိုကိုနောင်ဖိပြီနင်းဒီလောက်တော့မကြောက်သေးဘူးဟုတ်လားကဲဟာဆိုပြီးသူ့ဇက်ဘိုးကိုနှစ်ချောက်လောက်အုပ်ပြီးသူ့လက်ကလွတ်အောင်ဗော်လီဘောနီးစနစ်နဲ့အပြည့်နဲ့ခုံထွက်လိုက်တာဟာခြေတော်တစ်ချောင်းလုံးကအေးကနေအထိတွေဘာကြီးလဲဟာဖြူကြီးအမလီလောက်ကြပါအောင်ဆိုတဲ့အော်တန်လေးမိမလေးစီကစီညံသွားတယ်ကိုလည်းမတင်ငါလို့ကြည့်လိုက်တော့ဟာကျွန်တော်ခုံထွက်လိုက်တာလုံကြီးပါမလားဘူးခုနစန္ဒာဦးကကျွန်တော်သူ့ကုတ်ကိုနှိမ်ထားတော့ကကျွန်တော်လုံကြီးအောက်နားကိုကျွန်တော်မသိအောင်ဆွဲထားတာအော်မလီလောက်ကြပါအောင်ကျွန်တော်ကလည်းဗျာကိုနှစ်သားကလေးကဗော်လီဘောလေ့ကျင်လာတာဆယ်ပေမြင့်ဘတ်စကတ်ဘောကွင်းကိုမှီအောင်ခုံဆွဲလာတာနောက်ပြီးလေးပေါ်မှာရုတ်တရက်တန့်နေအောင်ခါးကိုကော့ပြီးပုံစံပြည့်ခုံတတ်တဲ့လူဘလို့ခုံဒီပုံစံကောထဲကျိုးနေသူနောက်ကိုကရာသက်ပံအရှင်သမားခန္ဓာကိုယ်ကခါးကော့ပြီးလေထဲမှာခဏငြိမ်နေတယ်ဗော်လီဘောကိုမြမလက်ရွေးစင်ဖြစ်အောင်လေ့ကျင်လာတဲ့အကျိုးတွေလေခန္ဓာကိုယ်ကအားလုံးရဲ့အပေါ်လေထဲမှာငြိမ်နေတယ်အဲ့ဒီချိန်ကျမှမြေကြီးပေါ်မြန်ကြဖို့ဘလို့ရက်ဆင်းရမှန်းမလေးချင်းခဲ့ပြီးတော့မသိဖြစ်နေတယ်အတော်ကြာမှအကြကတော့လှတယ်ဘဲကဘလို့ဖြစ်နေမသိဘူးတင်မလျင်ခွေလျက်ကလေးကိုကြတာလုံကြီးကစန္ဒာဦးလက်ထဲမှာရှိတော့ပြန်ပေးပါငါလုံကြီးအင်းကြီးကလည်းတူနေတော့ဗျာဘလို့ဖုံးရမှန်းကိုမသိဘူးအဲ့ဒီတော့မှစန္ဒာဦးလည်းသတိရပြီးကျွန်တော်လုံကြီးကိုပြန်ပစ်ပေးတယ်ရော့မြင်ယူသူ့လုံကြီးပြန်ပေးတာမှန်တယ်ကိုတမလင်ခွေလျက်ကြီးကြတာဆိုတော့လုံကြီးကိုခြေထောက်ထဲဝင်အောင်ဘလို့ပြန်သွင်းရမှမသိဘူးခဏနေမှလုံကြီးကခြေထောက်နှစ်ချောင်းနဲ့စွတ်ဆိုပြီးပြန်ရောက်သွားတယ်ပြီးတာနဲ့ချက်ချင်းရုံးခန်းလေးကိုပြန်ပြေးဝင်ပြီးပုံနေရတယ်အဲ့ဒီနေ့အလုပ်တွေအားလုံးပြက်ကုန်တယ်အလုပ်သမားတွေအားလုံးအလုပ်ခိုင်းလို့မရတော့ဘူးအကုန်လုံးတောတန်နဲ့ဘာဖြစ်သွားကြတာလဲမသိဘူးအကုန်လုံးဘသူခွင့်ပြုချက်မှမရပဲအိမ်ပြန်ကုန်ကြလို့လေရှက်လိုက်တာတိမ်မတတ်ပါပဲဗျာအားဒါကြောင့်အဲ့ဒီအဖြစ်အပျက်တွေဘသူကိုမှမပြောပြဘူးအခုလူစုံမှရှင်းပြတာအခုဒီစာရေးတာတော့ရှက်လွန်းလို့လုံကြီးကောင်းပြီးခြုံပြီးရေးတာမျက်နှာလုံးပြီးရောပြန်နာပါဖြစ်အေးရောနောက်တစ်နေ့ကျတော့လုံမစင်းရတော့ဘူးကိုမျက်စိထဲမှာလည်းဖြစ်ခဲ့တဲ့ပုံစံကိုပြန်မြင်အောင်နေတယ်ဒါပေမဲ့လည်းသိမကြလိုက်ပါဘူးအလုံသမားတွေတယောက်ပြီးတယောက်ကျွန်တော်အိမ်ရောက်လာပြီးလာရှင်းပြကြတယ်ကိုကြီးအဲ့ဒီနေ့ကလေသမီးအလုံသားတော့ဖြိုင်းပြန်လာလို့မော့ကြည့်နေတာကိုကြီးတင်မဆုံဖြူကြီးကိုမြင်မိပါအောင်ဒါကတယောက်အဲ့ဒီတော့ကညီမကလေအလုံသားနေတော့ခေါင်းခုပြင်ခုနေတာဖြစ်ရှင်တော့ခေါင်းခုကမျက်လုံးလာကွယ်နေတော့ကိုကြီးဖင်ဖြူကြီးကိုမမြင်လိုက်ပါဘူးအားလုံးပေါင်းအယောက်40ကျော်ဗျာတယောက်ပြီးတယောက်သူတို့မမြင်မိချောင်းကိုလာရှင်းပြနေရတယ်အမှန်တော့မမြင်နဲ့လာရှင်းပြမနေနဲ့ပေါ့မမြင်ဘူးသာဆိုတယ်ဟိုဖြူကြီးကပြောတိုင်းလိုက်ပါနေသည်သူတို့မကြည့်ရင်ဒီ white color ကြီးဘလို့မြင်ပါလဲအခုတော့တယောက်ပြီးတယောက်လာရှင်းပြနေတာကိုယ့်အချက်ကိုတခွန်းခွန်းနဲ့လာရိုက်နေတယ်လို့ပဲကျွန်တော်လည်းသိပါလေဗျာရှစ်ပေပိုက်ကိုခေါင်းကျော်လာတာနဲ့ခုံအားနဲ့တရားထိန်မှာတော့ခုံမိတာဟိုဘကန်းကလူတွေပါမြင်တယ်ထားလိုက်ပါတော့ရှက်လို့မပြောတော့ပဲအခုလူစုံလို့ရှင်းပြတာစန္ဒာဦးခမရလဲအဲ့ဒီတည်းကတီလာရှင်မဲဝတ်တော်မလို့ယောဂီပဲလုံးတော်မလို့ဖြစ်နေလို့ကျွန်တော်ကိုယ်တိုင်မဲ့သွားပြန်ချော့ခေါ်ရတယ်ညီမရဲ့ဘာမှမဖြစ်ပါဘူးအကူကပစ္စည်းနဲ့လူဒန်းသားဖြစ်ကြောင်းကြော်ညာတယ်လို့လားသဘောထားလိုက်ပါလူတိုင်းကပ်ပါနေတဲ့ကိစ္စပဲညီမရဲ့ကို့လုံသမားနဲ့ကိုညီညွတ်ပြီးကပ်ပါနေတာပြောပါတယ်စသဖြင့်ဗျာဘာဒီမှလည်းမသိဘူးညဘက်မောင်ဆန်းကြီးမှစန္ဒာဦးအိမ်တက်တောင်းပန်ရတာမကြပါဘူးစန္ဒာဦးခမတီလာရှင်ပဲမလဲပဲမြို့တက်သွားတယ်ဆိုတဲ့သတင်းကြားရတယ်သိမကြဘူးယောက်ျားလည်းယူလိုက်တယ်ဘယ်ကနေဘလို့စိတ်လင်သွားတယ်မပြောတတ်ပါဘူးကျွန်တော်လည်းအဲ့ဒီကနေကဘောလီဘောမြင်ရင်ရောင်လို့တောင်မကြည့်တော့တာဒီနေ့ထိနိုင်တာတော့တာကြီးသွားတော့
လောကမှာကိုလူချင်းနဲ့မိမလည်းယာပြီးကိုအင်မတန်ကြိုက်တဲ့အရက်လက်တဝါကြီးတောက်ပြီးစောစောစီစီတေပြစ်လိုက်တာနင်းဘဝလေးပဲအေးချမ်းပါတယ်သားရဲ့အဖွားကြီးများလောလောလတ်လတ်တေသွားသောသူသားတမောင်ရဲ့အလောင်းနာထိုင်ပြီးစီဘောလိုကြီးရဲနေအောင်ဖွာပြီးရေရွတ်နေသည်သူ့ဘုံကဝဲနေပုံမရတငယ်ချင်းတယောက်ကိုအေးစစ်စစ်ထိုင်ပြောပြနေဟန်နဲ့ပါဇက်ကတတွတ်တွတ်ရွတ်နေသည်မင်းဘဝလေးပဲကောင်းပါတယ်မောင်တမောင်ရဲ့လူလောကမှာနှစ်340နေသွားတာတော်ရောပေါ့ကြာကြာနေရင်လည်းမင်းကိုစံကုန်မြေလေးလို့အများကပြောကြအောင်မယ်စောစောကြီးတေပြစ်လိုက်တာအေးပါတယ်အခုပဲကြည့်လေနင်းသေးလို့အမေလည်းမငိုဘူးနင်းမလည်းမငိုဘူးနင်းအကိုလည်းမငိုဘူးနင်းမိမဟိုကောင်မသာငိုချင်အောင်လားဆောင်နေတာကြည့်လို့ကိုမရဘူးသူ့နဘေးမှာတရှုံရှုံငိုကြွေးနေတော့တမောက်မိမမလာအေးကိုမဲ့ရွယ်ကြီးရင်ပြောသည်မတေခင်ကတော့တင်မောင်နှိမ့်ဆက်လုံးလို့ကွဲပြရစီကွာပြရစီဆိုပြီးကလေးနှကောင်ပြစ်ပြီးအိမ်မော်ကဆင်းသွားတယ်ဟာမလေအခုတေပြီးတော့မှတင်မောင်ကောင်းခဲ့တာလေးရှိပါတယ်တဲ့ဘာကောင်းခဲ့တယ်လဲဆိုရင်သူတို့နှစ်ယောက်လည်းတိမှာပေါ့ဘီနာကတရှုံရှုံငိုကြွေးနေတော့တင်မောင်မိမမလာအေးချုံမွေးချငိုချလိုက်ပြီးကိုတင်မောင်ကကောင်းပါတယ်တို့ဟုဆိုပြီးငိုတန်ကြီးနဲ့ပြောဤဒါကိုဘွားမြတ်ကရှုံရင်ဟေးတင်မောင်ကြားလားနင်းမိမလှကြီးကကောင်းလို့တဲ့ငါဖြင့်လူရှိသူရှိတင်မောင်ကောင်းတာတခါမှမမြင်ဘူးကျွန်တော်နဲ့တင်မောင်နင်းပေးနှိပ်ပေးကောင်းရင်တော့မတိပေါင်းအဖွားမြတ်လက်ထဲကင်ထားသောဆေးဘောလေးကိုပြာချွေရင်းပြောသည်နောက်သူမပင်ဆက်၍ဩတင်မောင်နင်းသေးတာကိုသိတော့နင်းတငယ်ချင်းတွေကလာကြတယ်နင်းတောင်းနေကြအရက်ဆိုင်ကလူပါပေါ့နင်းသေးပြလိုက်တာသိလို့ဝမ်းမနေတဲ့အပြင်ပျော်တောင်ပျော်နေသေးတယ်ဘာဖြစ်လို့ပြောတယ်မိတော့ဖဲမရရတာကြာလို့တဲ့အေးအခုနင်းသေးတော့မှသူတို့ဖဲတဝရရတော့မှမိုးတဲ့ဟဲ့ဟုတ်ကမတူတူငွေတဲ့နင်းငိုတန်ကမတာရင်ကြနေတာပဲမတာရင်ပဲငိုမှာပေါ့ဘွားမြစကားကိုသူချွေးမှမလာကြီးကငိုရင်းနဲ့ပတ်ခနဲ့ပြန်ပြောသည်ထို့တော့မှဘွားမြတတိယသွားတယ်လို့ဖြင့်အေးဟုတ်သားပဲစက်ကိုနည်းနည်းတော့အတန်လျှော့ကိုငါစကားပြောရတာစိတ်မဖြောင်းစိုးကားဆက်၍အဲ့ဒါနဲ့ပြောအောင်မယ်တမောင်ကြီးနင်းတငယ်ချင်းအရက်သမားတွေလေညကြတော့ပဲဖဲဝိုင်းမှာရန်ထတတ်ကြလို့ဟေးငါမှအဖွားဦးကြီးနဲ့ထဆွဲရတာမဆွဲရင်လည်းမဖြစ်ဘူးထွန်းစိန်လက်ထက်ကတမြောင်နဲ့အောင်ကြီးလက်မကတုပ်ပိုင်းကြီးနဲ့ငါမှနောက်ထပ်မတာမမြင်ခြင်းသေးရနဲ့ဝယ်ဆွဲလိုက်ရတာဟဲ့မိသားနောက်ဖေးမှာဟင်းကိုတူးပြီလားမသိဘူးငါတူးနဲ့ရနေတယ်ဘွားမြပြောလဲပြောသူသမီးကိုလှမ်းអော်လိုက်သည်သူသမီးမိတောင်းကမီးကိုကြောင်နဲ့လှမ်းဝင်သွားပြီမတူပါဘူးမေရဲ့တညင်းသည်မီးဖုတ်ထားတာပါခုပြန်អော်သည်ဒါကိုဘွားမြကအေးဒါဆိုလဲပြီးရောအဲ့ဒါတမောင်ကြီးနင်းတငယ်ချင်းအောင်ကြီးကတော့ပြန်သွားပါရဲ့ထိုးစိန်ကဖဲဝိုင်းပြန်ထိုင်ပြီးအကောက်ဖဲကောက်ပေးသလိုလို့နဲ့သူပဲဖဲရိုက်သလိုနဲ့လုပ်ပြီးမနဲ့ကြတော့အကောက်ငွေတဲကငွေ900ခလိတ်သွားတာငါလည်းမပြောတော့ပါဘူးနင်းတငယ်ချင်းနင်းလိုပဲနေမှာတိနေတာပဲဟဲ့ပြောပါဦးမေတမောင်ကြီးနင်းသမီးအငယ်မပူဆူးမလေးလူကသာ4နှစ်3နှစ်ခွဲပါအမေရဲ့သူစကားမဆုံးခင်တရှုံရှုံဝင်နေတော့တင်မောင်မိမမလာအေးကဝင်ထောက်ပေးဒါကိုဘွားမြကအေး3နှစ်ခွဲသူကညကနင်းကိုတွေ့တယ်ဘွားမြစကားကြောင့်မလာအေးကြက်သီးထသွားတယ်လို့နဲ့အငိုရက်ပြီးဘေးပြီးဝိကြီးကသူ့ဘုံကတရေကြောက်တဲ့ပုံဘွားမြကတော့စေးဘောလေးကိုအားရပါရဖွာရင်ငါတို့မထင်မောင်အသက်ရှင်တော့မှတော့အိမ်မကက်တဲ့သူကတင်မအိမ်ပြန်လာပါမလားသူစကားကိုမိဖို့ကြောင့်နဲ့ဟင်းကိုတဲနေတော့မိတောင်းကအိုးအမေကလည်းသူ့သားသမီးတွေရှိနေတာပဲလာကြည့်ရင်ကြည့်မှာပေါ့မိတောင်းစကားကြောင့်မိလာအင်းငိုနေရမှမျက်လုံးကြီးပြူကျဲကအနောက်ကိုအနေငယ်စုပ်သွား၏ဘွားများကတော့ဘသူ့ကိုမှဂယူးမဆိုင်ပဲသူ့ဘာသာသူဆက်ပြောနေပြန်သည်မနေ့ကလည်းနင်းအတွက်အမျှဝေဖို့ဟာကိုဖုန်ကြီး၅ပါးပင့်ခိုင်းလိုက်တာမိတောင်းရဲ့မောင်ထူးလေ၃ပါးပဲပင့်လာတာတော့အမျှဝေတော့လေကြည်အောင်နေမိမမှတ်လာအေးလေဖုန်ကြီးရှည်တက်ပြနေတာလူတွေတနာမလားဆိုပြီးသူ့စကားကိုအနားမှာရှိသည့်မလာအေးကမျက်ရည်တုပ်ပြီးတကယ်တက်တာပါအမေရဲ့အောင်မလီမောင်တမောင်ကြီးနေသာရှိရင်ပြလိုက်ချင်းသေးအသက်ရှင်တော့ကမျက်နှာချင်းဆိုင်ရင်ရန်ဖြစ်ရင်ဖြစ်မဖြစ်ရင်ကလေးမွေးဖို့တော့ကြံစီနေကြတဲ့ဟာတွေကများတကယ်တက်တလေးဘာလေးနဲ့ဒါမျိုးဘွားများတို့ကနောကြီးလို့ချီမကလီထိုးပြီးနှစ်ပြည်ဘူးလောက်ရီလိုက်ချင်းသေးဒီလိုပုံမျိုးနဲ့မင်းသမီးလို့ရင်အကယ်ဒမီဆိုတိုင်းလှအေးကြီးရမှာဟုငေါ်ပြောရင်းမှာငါ့ကိုစေးဘောလေးတလေးပေးစမ်းဆိုပြီးစေးဘောလေးတလေးလှမ်းတောင်းကြီးဒါကိုနားရှိနေတော့မလာအေးကဘွားမြလက်ထဲဧလာလင်တဲခင်းဧခံရထားသောစေးဘောလေးတလေးစောင်းကြီးအောင်ကြီးနဲ့ထည့်ပေးလိုက်သည်ဘွားမြကတော့ဘာကိုမှအမှုမထားပဲစေးဘောလေးကိုအပြင်ကပလက်စတစ်ခွာရင်းစကားကိုဆက်ပြန်သည်ဟဲ့ဝမ်းသာစရာစကားပြောရအောင်မယ်နင်းသိမလေးနင့်ကိုမောင်ထူးတို့အလုရှင်ကသူ့ကားကြီးနဲ့ရောက်လာတာကားကြီးကနီနီလုံးလုံးကြီးပြောင်းလက်နေတာကားကလည်းအမြင့်ကြီး
ကားတော့မှလည်းဘိန်းတစ်လုံးအပူပါတယ်ဒီဟာမျိုးရက်ွက်ထဲလာတာငါတခါမှမမြင်ဘူးနင်းသေးလို့သာငါတို့အဲ့ဒီကားကိုတွေ့ရတာပြီးလာတဲ့လူကြီးကတော့ဖြူဖြူတန်တန်ကြီးပါပဲအေးအကူငွေထဲမှာ900တဲ့သူကမှသူအာမနာဘာပဲဖြစ်ဖြစ်ပေါ့တင်မောင်ရေနေမသေးခင်တုန်းကနေမိမလှအေးကနင့်ကိုအလကားကောင်လို့ပြောခဲ့တာမဟုတ်လားအခုနင့်အတွက်အလူငွေတွေရနေပြီဘွားများကအသင့်ရှိနေသောစေးဘောလေးကိုမီးညှိလိုက်သည်နောက်မိကိုထွက်အောင်တစ်ချက်ဖွာရင်အခုတော့တင်မောင်လကားကောင်မဟုတ်တော့ဘူးနင့်အတွက်အလူငွေ6000ကျော်ရတဲ့အတွက်ငါသားတင်မောင်6000အောက်ထစ်တော့တန်သွားပြီဟုတ်တယ်မဟုတ်လားလှအေးဘွားများကပြောရင်သူချွေးမမလှအေးကိုလှည့်ပြော၏ဒါကိုမလှအေးကလည်းပြန်ချင်မိဟန်ဖြင့်နှကန်းကိုမေးရင်6000နဲ့800ကိုများဆိုတာကိုဘွားများကဒါပဲဖြစ်ဖြစ်နင်းယူမှာမဟုတ်လားဟောကြေးစီတန်ကြားတယ်ဘွားများစကားမဆက်ဘဲကြေးစီတန်ကိုနားစွန့်သည်နောက်မိဖို့ကြောင့်ထဲတွင်ရှိနေသောသူသမီးမိတောင်းပန်လှဲ့ကဟဲမိတောင်းအတုပပို့တော်မှာလားဆိုတော့မိဖို့ထဲမှာမိတောင်းကအပြင်သို့ကောင်းထောင်ကြည့်ရင်ဟုတ်တယ်မိရဲ့အခုထွက်တော့မှလေမိတောင်းအဖြေလဲကြပြီးရောဘွားများအိမ်ရှိဝိတ်ကြည့်ဟဲ့ငါတို့ကဘယ်ကားနဲ့လိုက်ရမှာလဲအမေကကိုထူးရဲ့အလုပ်ရှင်ကားနီနီကြီးနဲ့လိုက်တယ်ကားနီကြီးဆိုသည်နဲ့ဘွားများသဘောကျသွားပြီကြားတဲ့အတိုင်းပဲတမောင်ကြီးငါကကားနီနီကြီးနဲ့လိုက်ရမှာတဲ့နင်ကတော့ဟိုကားနဲ့ကြီးနဲ့ပေါ့နင်စီးသွားရမယ်ကားကလည်းကောင်းပါတယ်အဲ့ဒီကားကိုလည်းငါတို့တွေဒီနေ့မလွဲမသွေစီးကြရမှာအဲ့ဒီတော့မှအဲ့ဒီကားနဲ့ကြီးနဲ့နင်ဘယ်လောက်ထိညှိငယ်သလဲငါတို့လည်းသိရမှာဟဲ့မိတောင်းငါတပည့်ရောသူ့မေးကိုသူ့သမီးမိတောင်းကဖះစင်မှာအမေပဲချိတ်ထားရသားနဲ့ဆိုတော့မှအေးဟုတ်သားဟဲ့လှအေးလှမ်းယူလိုက်စမ်းမလှအေးကဖះစင်မှာတပတ်ကိုလှမ်းယူပြီးဘွားမြကိုကမ်းမိသည်ဘွားမြတပတ်ကိုတူခြုံပြီးမှသွားတော့တမောင်ကြီးသွားတော့နင်ကရှေ့ကသွားငါတို့ကနောက်ကလိုက်ခင်မယ်နင်လဲကားကောင်းစားငါလဲကားကောင်းစားနေပဲဟဲ့ဒါပေမဲ့ငါကတော့နင့်လိုအိတ်မလိုက်ရတာတော့နားတယ်ဘယ်သူမဆိုပက်လက်ကလေးအိတ်လိုက်ရတော့အညောင်ပြေတာပေါ့နော်အေးကောင်းလိုက်တာဟဲ့လှအေးတို့မိတောင်းတို့ကရောဘာနေလိုက်ကြမှာလဲဘွားမြကလှဲမင်းမြန်သည်ဒါကိုမလှအေးကသမီးတို့ကကလေးတွေနဲ့မို့နောက်ကားနဲ့မှလိုက်ခင်မယ်အေးကောင်းနေဟုဆိုရင်မချသွားတော့တင်မောင်ရုပ်လက်ကိုကြည့်ရင်သွားတော့တင်မောင်ရေသွားတော့နင်းဘဝမှာလိုချင်တဲ့မိန်းမလေးရပြီနင်းကြိုက်တဲ့အရက်လေးတဝတောက်ပြီးပြီစောစောကြီးတေပစ်လိုက်တာမြင်လိုက်တော့တင်မောင်ရေနင်းကလေးတွေထွက်တော့မဘူးနဲ့နင်းမိန်းမလှအေးနောက်လင်ယူရင်သူ့ယူတဲ့ယောက်ျားပြန်လှုပ်ကျွေးလိုက်မယ်နင်းဘဝလေးပဲအေးချမ်းပါတယ်သားရဲ့သွားတော့သားရဲ့သွားတော့အမေတို့ကနောက်ကလိုက်ခဲ့ကြမယ်ဟဲ့မိသားပူစုတို့မောင်နီတို့ခုံလှအေးရောလေးစားစွာကြိုးစားလျက်အကြီးတော့ဟုတ်ကဲ့အခုလိုအစားဆုံးနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ